ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Ghost Story ပိုင်းဘာမီ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ပရိသတ်များရှင်ကျမတို့ရဲ့ channel ကနေစိတ်ဝင်စားစရာပရလောကဇာတ်လမ်းကောင်းလေးများစွာကိုရွေးချယ်တင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ဒီနေ့မှာတော့စာရေးသူပုံနှကရေးသားထားတဲ့လက်မဲကြီးဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel ကို like and subscribe လုပ်ထားပြီးတော့ဇာတ်လမ်းသစ်တွေတင်တိုင်းမှာသိရှိနိုင်အောင်လေဘေးနား notification လေးကိုနှိပ်ထားပေးခဲ့ကြပါအောင်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုအခုပဲစတင်လိုက်ပါပြီ။မပြေးနဲ့ထွက်ပေါ်လာတဲ့အတန်သည်ပတ်ဝန်းကျင်ကျဲလောင်စွာလွှမ်းမိုးနေတယ်။သူရိန်ထွန်းသည်ခေါ်နေရဲ့အတန်ကိုဂရုမစိုက်နိုင်ရှေ့ကိုသာပြေးနေတယ်။သူရိန်ထွန်းရဲ့အနောက်မှာအလွန်လှပတဲ့မိန်းကလေးလိုက်ပါလာတယ်။မိန်းကလေးသည်အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားတယ်။သူရိန်ထွန်းသည်မိန်းကလေးကိုကြောက်လန့်၍ပြေးနေတယ်။သူမသည်လူသားတရားမဟုတ်လို့ထင်မှတ်ပြီးထို့သို့ပြေးနေရခြင်းဖြစ်တယ်။အဖြူရောင်မိန်းကလေးသည်အနောက်ကနေလိုက်ရင်သူရိန်ထွန်းကိုခေါ်နေတယ်။သူရိန်ထွန်းသည်ရွာပြင်3မိုင်ကွာရှိတောအတွင်းမှာတောကြောင်ထောင်ပြီးပြန်လာ။လမ်းတွင်အမိမသိမိန်းကလေးနဲ့တွေ့ရင်မိန်းကလေးသည်နေစရာမရှိ၍အကူအညီတောင်းတယ်။သူရိန်ထွန်းကမိန်းကလေးရဲ့အကူအညီတောင်းတာကိုလက်မခံထွက်ပြေးနေရဲ့။ဟာဘလို့ဖြစ်တာပါလဲ။တွေးလိုက်ရတဲ့မြင်ကွင်းကိုအလွန်အံ့ဩကုန်ကြတယ်။မြင်ကွင်းထဲမှာခွေးနှက်ကြီး9ကောင်တွေ့လိုက်ရတယ်။ခွေးနှက်များသည်ဝါမလိုဟန်နဲ့ကြည်နေရဲ့။စောစောဝါလိုက်နေသောမိန်းကလေးသည်မြည်ကြည့်နေရာတွင်ရောက်ရှိပျောက်ကွယ်သွားမှမသိ။မိန်းကလေးသည်ခွေးဟန်ဆောင်လိုက်တာလား။သို့မဟုတ်မိန်းကလေးရဲ့ခွေးတွေလားအဖြေထုံးမရတဲ့ပု္ပ္ပာများရင်ဆိုင်နေရတယ်။သူရိန်ထွန်းသည်ရောက်ရှိနေတဲ့နေရာမှာရှက်ပြီးဘာလို့ရမှန်းမသိအောင်ဖြစ်နေရဲ့။ကင်မိသူကိုတန်းတာနေရဲ့။ပျောက်သွားတဲ့မိန်းကလေးလာရောက်ကူညီရင်အလွန်ကောင်းပြီလို့ထင်မှတ်နေရဲ့။ကိုသူရိန်ထွန်းဘာလုပ်နေရလဲ။သူတို့ကရှင်ကိုစားတော့ဖို့စောင့်နေရရှင်ပြေးနိုင်မှာလွတ်မှာနော်။ကျုပ်ဘယ်ကိုပြေးရမှာလဲ။ကျုပ်ကိုအကြံပေးပါဦး။ဘာလို့ရမှာလဲ။ရှင်ရှိတဲ့ကိုပြေး။ကျမဒီခွေးတွေတားပေးထားမယ်။မြန်သာပြေးပြီးတော့ထို့သို့ပြောပြီးနောက်မိန်းကလေးကြီးခွေးနှက်များအချက်ပေးလိုက်တယ်။ခွေး9ကောင်အနက်3ကောင်သည်မိန်းကလေးကိုအန်ရပြုတ်ရန်အပြေးလိုက်နေရဲ့။ကျန်တဲ့ခွေး2ကောင်ကသူရိန်ထွန်းရဲ့အနောက်ကိုလိုက်နေရဲ့။သူရိန်ထွန်းသည်ထိတ်လန့်စိတ်များနဲ့ခြေဦးတက်ရောက်ပြေးနေရဲ့။၎င်းသည်ပြေးရင်းနဲ့တောင်ထိပ်တစ်ခုပေါ်ရောက်ရှိနေရဲ့။ဟာအမလီကျဲလောင်စွာထွက်ပေါ်လာတဲ့အတန်နဲ့တူသူရိန်ထွန်းသည်တောင်အောက်ကိုအရှိန်ပြင်းစွာလိမ့်ကျသွားတယ်။၎င်းသည်တစ်ပင်ပေါင်းများစွာဖြုတ်ဝင်တိုက်ခိုက်မိခြင်းကြောင့်ကမ္ဘာလောကကြီးနဲ့အဆက်အသွယ်ပြတ်သွားတယ်။ရေပေးပါ။ဟာသူရိန်တရိရလာပြီ။ထွက်ပေါ်လာတဲ့အတန်ကြောင့်အားလုံးပျော်ရွှင်ဝမ်းသာသွားကြတယ်။သူရိန်သည်တရိလစ်နေသည်မှာ3ရက်ရှိပြီ။၎င်းကိစ္စကြောင့်ဆရာတော်မှာအလွန်ပင်ပန်းနေရဲ့။တရိပြန်ရဖို့အစွမ်းကုန်ကြိုးစားတယ်။သူရိန်ရဲ့အနာမှာရွာသူရွာသားများရှိနေကြတယ်။တကယ်တော့သူရိန်ထွန်းသည်မိဘများမရှိတော့ဆရာတော်ကမွေးစားထားရတယ်။လိမ္မာမှုရှိတဲ့သူရိန်ကိုရွာသားများခင်မင်ကြတယ်။အခုလိုဖြစ်တော့ရွာသားများနေညာမပြတ်ရှိနေကြတယ်။ဆရာတော်ကလည်းစီမံမှုများပြုလုပ်ထားတယ်။အခုတတိပြန်ရလာတော့ဆရာတော်တန်လျှောက်ထားသူတွေရှိတယ်။သူတို့ကိုရေးတိုက်လိုက်တယ်။၎င်းသည်ပေးလာတဲ့ရေကိုအငန်းမရတောက်နေရဲ့။ဟိကောင်မြင်လေတတိထားပြီးတိုက်ရေကြီးသွားနိုင်တယ်။စိတ်ချပါအကိုတန်းကိုဆရာတော်အတွက်နေရာပြင်ဆင်ထားကြဟိ။ရွာသားများသည်ရိုသေကြီးညိုတဲ့အနေဖြင့်နေရာကိုအစင်သစ်ပြင်ဆင်ထားတယ်။ဘာပဲဖြစ်ဖြစ်သူရိန်ထွန်းတတိရလာတော့အလွန်ဝမ်းသာကုန်ကြတယ်။ဆရာတော်ဒီသူရိန်ထွန်းအတွက်စိတ်မသက်မသာဖြစ်နေခဲ့။ဆရာတော်ကြွလာပြီ။ထွက်ပေါ်လာတဲ့အတန်ကြောင့်အားလုံးနေရာဖယ်ပေးလိုက်တယ်။ဆရာတော်ဒီလမ်းမအတိုင်းနေရာကိုဥတီလာတယ်။ဆရာတော်ဒီသူရိန်ထွန်းနဲ့ပလန်မကန့်မှထိုင်လိုက်တယ်။တကားလေးကိုဘာလုပ်ထားလဲ။ခုနရေတောင်းလို့ရေတိုက်ထားပါရဲ့ဗျာ။အေးကောင်းတယ်။တကားလေးသတိရလာပြီလားကွ။မှန်မှသတိရလာပါပြီဗျာ။အေးကံကောင်းတာပေါ့ကွယ်။တကားလေးရဲ့အဖြစ်ကအသက်မသေးကောင်းမပြောက်ကောင်းမင်းကွ။ပြစမ်းလက်ကိုဆရာတော်ဒီသူရိန်ထွန်းရဲ့လက်ကိုအသာစမ်းတက်နေရဲ့ဆရာတော်ဒီလူတစ်ယောက်ရဲ့လက်ကိုစမ်းတက်ရင်ရောဂါရှိမရှိဆိုတာသိနေရဲ့ဆရာတော်ဒီသူရိန်ထွန်းရဲ့လက်ကိုစမ်းတက်ပြီးနောက်ရောဂါတော့မရှိပါဘူးဒါနဲ့ဘလို့ဖြစ်တာလဲတပည့်တော်တောကြောင်ထောင်ပြီးပြန်လာတာညာစိမ်းတော်အနာကိုရောက်တော့အလွန်ချောမောတဲ့မိန်းကလေးနဲ့တွေ့ပါရဲ့ဖေ။သူရိန်ထွန်းသည်ညာစိမ်းတော်မှာတွေ့ကြရဖြစ်ရများကိုတလုံးမကြံပြန်ပြောပြလိုက်တယ်။ထိုစကားကိုကြားလိုက်ရတဲ့အချိန်မှာဆရာတော်အပါဝင်ရွာသားများအလွန်အံ့ဩတုန်လှုပ်ကြတယ်။သူရိန်ထွန်းရဲ့အဖြစ်ကိုဆရာတော်ကဘလို့မှတ်ချက်ပေးမလဲဆိုတာသိကျင်နေကြတယ်။ဆရာတော်ကဘလို့ဖြစ်တံပေးမလဲဆိုတာကိုလည်းသိကျင်နေကြတယ်။၎င်းချိန်မှာဆရာတော်ကကောင်းတဆက်ဆက်ညှိပြီးနားထောင်နေရဲ့။အေးဒါလည်းဘဟုတုတတကူရှားလိုက်တာပေါ့။ဒါနဲ့မင်းဆိုင်သွားပြီးလေ့ကျင့်နေဆိုတာမဟုတ်ဘူးပေါ့။ဆိုင်ထွက်သွားလို့အခုလိုလုံးမိရပါဗျာ။
မင်းဆိုင်အောင်ဝါသနာပါတယ်ဆိုတာဟုတ်ရဲ့လားပါပါရဲ့ဗျာသူတို့ကအလုံးမရှိမှလေးချင်းပွင့်ပေးတာပါဗျာအေးဒီလိုထားလို့မရဘူးတခုခုတော့စီစဉ်ပေးရမယ်ဟိမောင်တောင်ဆိုင်းစရာဘယ်နေ့ပြန်လာမလဲအခုညနေပြန်လာမှာပါဗျာအေးပြန်လာရင်ငါခေါ်ရပြောပြီးကြောက်အောင်လွှတ်လိုက်ကြားလားကြားပါရဲ့ဗျာဆရာတော်ဒီသူရိန်ထွန်းအတွက်အကြံတစ်ခုရလိုက်တယ်၎င်းရဲ့နောင်ရီကိုဆရာတော်ကစဉ်းစားနေပြီးတော့တယ်ဖော်ပြပါအကြောင်းအရာလေးသည်လူတစ်ယောက်ရဲ့အတွင်းစိတ်ကိုညွှန်ပြနေရင်ကမ္ဘာလောကမှာစိတ်သည်အလွန်အရေးကြီးတယ်ဘာမဆိုဖြစ်နိုင်တာစိတ်လို့လူပြောများတယ်စိတ်သည်10မိနစ်အတွင်းမှာကမ္ဘာလောကကြီးကိုကြိုက်တယ်လို့ဖန်တီးနိုင်တယ်အခုတင်ပြမယ့်ဖြစ်ရသည်အလွန်ဝါသနာပါသူတစ်ယောက်ရဲ့အကြောင်းကိုအခြေခံထားတယ်၎င်းရဲ့အမိမှာအထက်တွင်ဖော်ပြခဲ့တဲ့သူရိန်ထွန်းရဲ့ဖြစ်ရဖြစ်တယ်သူရိန်ထွန်းသည်ငယ်စဉ်ကစိတ်ကူးစိတ်တန်အလွန်ကောင်းတဲ့သူတစ်ယောက်ဖြစ်တယ်၎င်းရဲ့စိတ်ကူးစိတ်တန်းတွေကငင်းပင်ရန်အလွန်ခက်ခဲတယ်။သူရိန်ထွန်းကိုအပြောကောင်းသူတယောက်လို့သတ်မှတ်တယ်။ထို့အတူသူရိန်ထွန်းသည်အလွန်စာဖတ်ဝါသနာပါတယ်။စာမှန်သမျှအကုန်ဖတ်တယ်။သူရိန်ထွန်းကိုစာတိုသူရိန်လို့တင်စားခေါ်ကြတယ်။စာတိုငညိုးဆိုတဲ့ပညာရှိအမတ်ကြီးကိုဂုဏ်ပြုတဲ့အနေနဲ့ခေါ်ခြင်းဖြစ်တယ်။ထို့အတူသူရိန်ထွန်းမှာအလွန်ဝါသနာပါတဲ့အလုပ်တစ်ခုရှိတယ်။အချိန်ပြည့်ထိုအလုပ်ကိုပြောလို့ရှိတယ်။အားလုံးကမဖြစ်နိုင်ဘူးအယူထသည်လို့ပြောကြတယ်။ပရိသတ်ပေါင်းတို့သူရိန်ထွန်းရဲ့အယူထားတဲ့စိတ်ကူးဖြစ်ရလေးကိုဆက်လက်နားဆင်ပေးကြပါအောင်ရှင်။ကောင်းကင်တစ်ခွင်လုံးမိုးသားတိမ်လိမ်များတရွေ့ရွေ့နဲ့ပြေးလွှားနေရဲ့ရှစ်ခွင်တစ်ခုလုံးအုံမိုင်းနေရဲ့အနောက်မြောက်အရက်ကမိုးသက်လေပြင်းနဲ့အတူမိုးရေစက်များအဆက်မပြတ်ကျဆင်းနေရဲ့နေဝင်စားအချိန်မိုးအမောင်တူများစတင်နေရဲ့သူရိန်ထွန်းသည်ကြေးမောင်ဝိုင်းကြီးအတွင်ဝင်ပြီးရွှေကြီးတမာတေးသွားကိုစမ်းသက်တီးခတ်နေရဲ့တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ဝင်ကြီးမောက်တန်လွင်လွင်လေးကအေးချမ်းစွာပေါ်ထွက်နေရဲ့ထို့တူပင်မကြီးရှိရာကိုဝင်ရောက်ပြီးအဆက်မပြတ်တီးနေရဲ့စိတ်တိုင်းသာတင်းရင်ကျဉ်နဲ့စွာပြုံးပျော်ရွှင်နေရဲ့ငါလိုလူကဘာမှရှိအောင်မလားထို့သူပြောလိုက်တယ်သူရိန်ဒီဆိုင်ကိုသာတီးနေရရင်ဘယ်အရာကိုမှတတိမရအားလုံးကိုမေ့နေရင်တကယ်တော့သူရိန်ထွန်းသည်ဥတလုံးတစ်ခေါက်ချက်ညနေမွေးနဲ့အားငယ်နေရသူတယောက်ဖြစ်ရက်တည်နေရတယ်ငယ်စဉ်တောင်ကြီးကလေးဘဝမှာအစာပြုတ်ပြီးအခုလိုဘဝတိုင်အောင်ရွာဦးကျောင်းစီကတော့ဥပနဝါရဲ့လက်အောက်မှာကြီးပြင်းလာခဲ့ရတယ်။သူရိန်ထွန်းသည်အသက်တစ်နှစ်သားအရွယ်မှာမိဘနှစ်ပါးလုံးလူလောကကိုစွန့်ခွာသွားရတယ်။မိဘနှစ်ပါးမရှိတော့တဲ့နောက်အတော်ဖြစ်သူကမွေးစားထားတယ်။သူရိန်ထွန်းအတွက်ကံမကောင်းတာလားကံတရားကနှိပ်စက်တာလားမသိ။တောကများစွာကသူရိန်ထွန်းကိုအမြဲမပြတ်နှိပ်စက်နေရင်သူရိန်ထွန်း10နှစ်သားအရွယ်မှာမွေးစားထားတဲ့အတော်ဖြစ်သူကရုတ်တရက်ဆုံးပါသွားခဲ့တယ်။အစွဲလန်းကြီးတဲ့ရွာသားများကအမင်္ဂလာနမိတ်ရှိတဲ့အကောင်ဆိုပြီးဘသူမှမခေါ်ယူမမွေးသားကြတော့ပြီသူရိန်ထွန်းမှာစားတောက်နေထိုင်စရာမရှိအောင်ကင်းမဲ့နေရဲ့ကဲမိသူကိုကြေကွဲစွာနဲ့စောင့်မျှော်နေရတယ်၎င်းရဲ့တရင်ကိုကြားလိုက်ရတော့စီရတော့အလွန်စိတ်မကောင်းဖြစ်သွားတယ်တနာစရာဖြစ်ရပါလားလို့ထင်မှတ်ပြီးသူရိန်ထွန်းကိုခေါ်ကြုံမွေးစားလိုက်တယ်သူရိန်ထွန်းကိုမွေးစားတဲ့ကိစ္စနဲ့ပတ်သက်ပြီးလူကြီးများစီရတော့တားမြစ်ကြတယ်အကြောင်းကစီရတော့ပြန်တွင်တော်မူမှာစိုးရိမ်၍ဖြစ်တယ်ဒီခန္ဓာရတဲ့အချိန်ကစပြီးတေမာဆိုတာသိနေရတာနဲ့ဘာလို့တေပြီးကြောက်နေကြလဲအားလုံးမသိခင်ကောင်းတာလို့ပုံစူးစမ်းကြပါအချိန်တန်လို့တည်သွားရည်အကြောင်းပြုပြီးအပြစ်မရှိတဲ့လူတစ်ယောက်ကိုဘာလို့အပြစ်တင်နေကြရလဲကွယ်ထို့သူပြောလိုက်တဲ့ဆရာတော်စကားကိုလက်ခံလိုက်ကြတယ်ဆရာတော်ဒီသူရိန်ထွန်းကိုအိတ်ကြီးမှသာအဖြစ်သတ်မှတ်ပြီးကျွေးမွေပြုစုပြီးပညာသင်ပေးတယ်သူရိန်ထွန်းဒီဆရာတော်ရဲ့တွင်တင်ဆုံးမမှုကိုရိုသေစွာနားထောင်နေစာအုပ်စူးစမ်းတယ်လိမ့်ပါတယ်အရွယ်လေးရောက်လာတော့တစ်ချိန်ကအပြစ်တွေပျောက်ကွယ်ပြီးသူရိန်ထွန်းချစ်ခင်လာကြတယ်ခေါ်ပြောလာကြတယ်အချစ်ဆုံးတငယ်ချင်းတွေရှိလာတယ်ဗရန်နီဆိုတဲ့ချစ်သူတယောက်လည်းရရှိလာတယ်ဗရန်နီမိဘများကသူရိန်ထွန်းကိုခင်မင်ပေမဲ့ဗရန်နီနဲ့လက်ထပ်ပေးစားရန်တော့လုံးဝမဖြစ်နိုင်အောင်ဖြစ်နေရဲ့သူရိန်ထွန်းဒီအရွယ်ရောက်လာတော့စိုက်တီးရဲ့အလွန်ဝါသနာပါလာတယ်ထို့အတွက်ကြောင့်ဆရာတော်ကိုချိန်ဖန်များစွာတောင်းဆိုတယ်သူရိန်ထွန်းရဲ့စိတ်ထဲမှာအမှုပညာအလုပ်တွေအလွန်ရင်ကျေးသိမ်မွေ့နှူးညံ့သည်လို့ထင်မှတ်တယ်။၎င်းအတွက်ကြောင့်ဆရာတော်ဥပနာဝါကညီအရင်ဖြစ်သူဆိုင်းဆရာစိန်မျိုးမြင့်ထံအနံ့နေ။ဆိုင်းဆရာစိန်မျိုးမြင့်ကလက်မခံခြင်းပေမဲ့ဆရာတော်မငင်းဆန်နိုင်တာမို့လက်ခံလိုက်ရတယ်။မျိုးမြင့်ဟာမင်းဆိုင်မှာပတ်စာကွာဖြာသိမ်းကြီးမောင်ထက်ကအစားခိုင်းလို့ရပါတယ်ကွာ။ခိုင်းရင်ပညာလေးသင်ပေးပေါ့။ပညာဆိုတာတီရွာယူသွားလဲဘာမှအသုံးဝင်တာမှမဟုတ်တာ။သူတော်လာရင်မင်းရဲ့နာမည်ကြီးပြီးကြံခဲ့မှာတပည့်တော်ဆရာတော်စကားလက်ခံပါရဲ့ဗျာဆိုင်းဆရာစိန်မျိုးမြင့်လက်ခံလိုက်တဲ့နေ့သူရိန်ထွန်းသည်နေကင်းဘက်တွင်စိန်မျိုးမြင့်အိမ်ကိုရောက်သွားတယ်မနက်နဲ့ညနေတွင်ဆရာတော်ရဲ့ဝေယဝိဆာများပြုတ်လုပ်ပေးရတယ်
အစာလက်မခံခြင်းနဲ့စိတ်မျိုးမြတ်သူရင်ထုံးရဲ့ရိုးသားကြိုးစားရေးအတွက်အလွန်သဘောကျသွားတယ်။ဆိုင်းလေးချင်းသူများပြန်သွားတဲ့အခါဆိုင်းတီးတင်ပေးရဲ့ထို့သို့လေးချင်းခွင့်ရတာကိုသူရင်ထုံးမှအလွန်ပျော်ရွှင်ပြီးတငယ်ချင်းများကိုကြွားနေရဲ့။အခုသူရင်ကဘာဖြစ်လို့အဲ့ဒါကြီးကိုဝါသနာပါနေရလဲ။မကြည်လက်တဲ့အတန်နဲ့မေးလိုက်တယ်။၎င်းမိကုန်းတီလွယ်တလောက်နောက်ဆက်တွဲအဖြေကအလွန်ခက်ခဲနေရဲ့။သူရင်ထွန်းတီဘာမှမပြောသေးပဲအနားမှာထိုင်နေတဲ့ချစ်သူဘရန်နီရဲ့မျက်နှာကိုကြည့်လိုက်တယ်။ဘရန်နီသည်အလွန်ချောမောလှပတယ်။ဘာနှစ်ဖက်မှာပကွက်လေးများသူမရဲ့အလှကိုအထင်းသားပေါ်လွင်စေတယ်။ဖြေလေဘာလို့ဘရန်နီကိုကြည့်နေရလဲ။ချောလို့ရုတ်တရက်ဘာပြောရမှန်းမသိအောင်ဖြစ်သွားတယ်။ရှက်တလုံးလို့ဖြစ်သွားတယ်။ချေရသူစူးရှားရဲ့အကြည့်မျိုးနဲ့ကြည့်လိုက်တယ်။ထို့နောက်ခေါင်းလေးကိုအတန်ငုံချမိရဲ့ပြောရန်ရည်ရွယ်ထားတဲ့စကားလုံးများလေပေါ်လွင့်စင်သွားကုန်တယ်။သူရင်ထွန်းသည်ဘရန်နီရဲ့အဖြစ်ကိုကြည့်ပြီးကျေနပ်သွားတယ်။ဘာဖြစ်သွားလဲဘရန်နီ။ဘာဖြစ်ဖြစ်ပေါ့တော့ပါလို့လာမထိနဲ့။စိတ်မဆိုးပါနဲ့ဘရန်နီယာမင်းစီဆိုရင်အကိုသူရင်ဘဝတည်သွားတယ်မချပါဘူး။အဲ့ဒါဆိုဘရန်နီစကားဘာလို့နားမထောင်ရလဲ။ဘရန်နီစကားနားမထောင်တာမရှိပါဘူး။ယနေ့အထိနားထောင်နေပါတယ်။အကိုသူရင်အတွက်နဲ့ဘရန်နီစိတ်မညစ်စေရပါဘူး။အခုစိတ်ညစ်နေရပြီလေမလုပ်ပါနဲ့လို့တိုင်းနေလုံနေရပါတဘောလေ။ဒါတော့အကိုသူရင်ရဲ့ဝါသနာပါကွာ။အဲ့ဒီရရတဲ့ငွေနဲ့ဘရန်နီချမ်းချမ်းသာသာနေရမှာပါ။ကိုပြောတာယုံပါကွာ။အဲ့ဒါတော့မယုံနိုင်ဘူး။အဘစိန်မျိုးမြင်တော့မိမဘယ်နှယောက်ရှိရဲဆိုတာသိရင်မဟုတ်လား။ဘရန်နီရဲ့စကားကိုဘာပြောမှမသိအောင်ဖြစ်သွားတယ်။သူရင်ထွန်းရဲ့ဆရာမျိုးမြင့်သည်ဆိုင်းလောကမှာအလွန်နာမည်ကျော်ကြတယ်။ဒေသပတ်ဝန်းကျင်မှာမင်္ဂလာရှင်ပြုရဟန်းခံအလှမင်္ဂလာပွဲတိုင်းမှာစိန်မျိုးမြင့်ဆိုင်းမပိုင်မပြီးသလိုဖြစ်နေတယ်။ထို့အတူစိန်မျိုးမြင့်သည်အလွန်မိမပေါ်သည်လို့နာမည်ကြီးတယ်။လက်ရှိပေါင်းတင်တဲ့မိမအပောင်ဝင်၄ယောက်ရှိတယ်။ဘလို့ပင်ဖြစ်ဖြစ်စိန်မျိုးမြင့်မှာချီးကျူးစရာအချက်တစ်ခုရှိတယ်။ထိုမိမနဲ့ပေါင်းတင်နေနောက်ထပ်မိမမရှိ။အိမ်ဘွားဆင်းပြီးကွာရှင်းသွားရင်တော့နောက်တစ်ယောက်ကိုတရားဝင်လက်ထပ်ယူတယ်။စိန်မျိုးမြင့်သည်အပြောဆိုအလွန်ကောင်းတော့မိမတွေကသဘောကျတယ်။အခုသူရိန်ထွန်းကစိန်မျိုးမြင့်ထံမှာတပည့်ခံတော့ဘရန်နီအတွက်တော့ကဖြစ်ရတယ်။ထို့အတွက်ကြောင့်သူရိန်ထွန်းဝါသနာပါတဲ့ဆိုင်းလောကဆွန့်လွတ်ရန်တောင်းဆိုနေခြင်းဖြစ်တယ်။အဲဒီလိုလူစားတွေမှာအကိုသူရိန်မပါဘူးဘရန်နီ။ဘရန်နီအကိုသူရိန်ဘလောက်ချစ်တယ်ဆိုတာသိပါတယ်။အကိုသူရိန်ရဲ့အချစ်ကဘလောက်ရှိရဲဆိုတာလဲဘရန်နီသိသိချင်းတယ်။သိလို့လေဆိုင်းပညာစက်ပြီးမသိမှနဲ့လို့ပြောနေရပေါ့အကိုသူရိန်။ဘရန်နီစိတ်ထဲမှာထင်နေရဲ့အကိုသူရိန်ဆိုင်းလောကမှာနာမည်ကြီးနေဘရန်နီနဲ့လမ်းခွဲရလိမ့်မယ်။မဟုတ်တာမပြောစမ်းပါနဲ့ဘရန်နီယာအကိုသူရိန်အနေနဲ့ဘရန်နီကိုဘယ်တော့မှလမ်းခွဲမှာမဟုတ်ပါဘူး။သူရိန်ထွန်းပြောတဲ့စကားဘလို့မှလက်မခံနိုင်အောင်ဖြစ်နေရဲ့။ဘရန်နီဒီသူရိန်ထွန်းအလွန်ချစ်မြတ်လို့ရယ်မိသားစုဆွေမျိုးများကတားမြစ်မှုတွေပြင်းပင်မဲ့လက်မခံသူရိန်ထွန်းကိုသာရွေးချယ်ချစ်မြတ်လို့ခဲ့တယ်။သူရိန်ထွန်းနဲ့ချစ်သူဘဝရောက်လာတော့သူရိန်ထွန်းကပြောစကားလက်မခံအလွန်ဝါသနာပါတဲ့စိုက်တီးရဲ့အလက်ကိုသာပထမလို့သတ်မှတ်နေတယ်။သူမဒုတိယနေရာရောက်ရှိသွားတယ်။၎င်းအတွက်ဒေါသထွက်စိတ်ဆိုးနေရဲ့။ဘရန်နီအမှန်ပြောတာပါ။အကိုသူရိန်ဘလို့ပြောပြီးမယ်အချင်းကဆုံးဖြတ်ပေးသွားမှာပါ။ဘရန်နီကတော့ဒီလိုပဲထင်နေရဲ့။အဲဒီလိုနမိတ်မရှိတဲ့စကားမျိုးမပြောပါနဲ့။ဘလို့အချိန်နေရှိနေပါစေ။အဲ့ဒါတွေကိုအစွမ်းကုန်တွန်းလှန်သွားမှာပါ။တော်ပြီကိုသူရိန်ဘရန်နီနောက်ဆုံးအနေနဲ့မိကွန်းတစ်ခုမေးမယ်။အဲ့ဒီဖြေကဘရန်နီတို့အတွက်အဆုံးဖြတ်ပဲ။အကိုသူရိန်အနေနဲ့ဆိုင်းတီအောင်စွန့်လို့မလားဘရန်နီနဲ့လမ်းခွဲမလားခက်ခဲတဲ့မိကွန်းဖြစ်တယ်သူရိန်ထွန်းသည်ခက်ပြုံးပြုံးမျက်နှာနဲ့ဘရန်နီကိုကြည့်လိုက်တယ်ဘရန်နီသည်နောက်တွေ့သဘောနဲ့ကြည့်နေသည်ထင်မှတ်မိရဲ့၎င်းကြောင့်ဘရန်နီရဲ့မျက်နှာသည်ပြုံးငယ်ခြင်းမရှိတည်ကြည်နေရဲ့သူမမေးသလိုသာဆိုင်းတီရဲ့အလုံးမစွန့်လို့ဘူးဆိုရင်တကယ်လမ်းခွဲမှာတေးချတယ်သူရိန်ထွန်းသည်ဘရန်နီရဲ့မိကွန်းအဖြစ်ပေးရန်စွန့်လုံးသည်လို့ထင်မှတ်နေမိရဲ့ပြောလေဘာလို့ငိုင်းနေရလဲလောလောဆယ်စောပါသေးရဲ့ဘရန်နီအချိန်နဲ့ပြီးပါလို့တောင်းဆိုပါတယ်အဲလောက်အချိန်ပေးစရာမရှိဘူးကိုသူရိန်ဘရန်နီမိသားစုအကြောင်းသိရမဟုတ်လားအကိုသူရိန်သိပါရဲ့ကွာလောလောဆယ်ကြားရင်မိထားပြီးပြန်ကြရအောင်အကိုမိုးစီသူတို့နဲ့ချင်းထားရှိသေးရဲ့တွားကြရအောင်တွားပြီးတိတ်တော့မကြနဲ့နော်ဆရာတော်စုနေအောင်မေစိတ်ချပါမိုးစီသူတို့နဲ့တွားမိဆိုရင်ဘရန်နီအနေနဲ့တားမြစ်ရန်အလွန်ခက်ခဲတယ်ဘရန်နီသည်မိုးစီသူတို့အဖွဲ့ကိုအလွန်လေးစားတယ်ဒေသရွာလေးတွင်မိုးစီသူတို့သည်ရက်ကျိုးရွာကျိုးကိုဥဆောင်နေရဲ့ရွာရှိလူငယ်လူလက်များက၎င်းတို့ကိုရှုံကြည်တယ်စိုးမိုက်တဲ့လူငယ်များလိမ္မာအောင်စုဆုံးမလေးရှိတယ်ဘရန်နီအနေနဲ့ချစ်သူသူရိန်ထုံမိုးစီသူတို့နဲ့လိုက်သွားမိဆိုတာကိုလက်ခံခွင့်လွှတ်လိုက်ရတယ်ကျွန်တော်နည်းနည်းနောက်ကျသွားရဲ့ကိုရပါရဲ့ကွာမင်းချစ်လေးနဲ့တွေ့နေရပဲဟေ့သူရိန်မင်းပြောခဲ့ရင်မဟုတ်လား
ကိုစော်ဝမ်းရဲ့မိကွန်းကပျော်ရွှင်စရာဖြစ်ပေမဲ့သူရိန်တော်တော်ကြေကွဲစရာဖြစ်နေတယ်၎င်းသည်ကိုစော်ဝမ်းရဲ့မိကွန်းကိုရုတ်တရက်ဖြေကြားနိုင်ခြင်းမရှိဘဲစိတ်ပြက်စွာဝင်ထိုင်လိုက်တယ်အားလုံးသည်သူရိန်ထွန်းကိုကြည့်လိုက်ကြတယ်၎င်းသည်တခုခုဖြစ်လာသည်လို့ထင်မှတ်နေကြတယ်သူရိန်မင်းဘာဖြစ်လာလဲဟုတ်သားပဲကွာမင်းမျက်နှာရမြောက်ကြီးတီးရတယ်လို့ဖြစ်နေပြီဘယ်ရကြီးတီးလဲကြောင်ရှာတီးစားခဲ့တယ်လို့ဖြစ်ခဲ့ရဖြစ်မှာပေါ့မိုးကြီးရတော်ပါတော့ကွာဟေးသူရိန်မင်းဘရန်နီနဲ့ဘာဖြစ်ခဲ့တယ်လဲရော့ကွာချလာသူရိန်ထွန်းသည်မိုးကြီးသူပေးရဲ့အရက်ခွက်ကိုလှမ်းယူလိုက်တယ်ရုတ်တရက်အရက်ကိုမတောက်သေးပဲတွေ့ဝေနေရဲ့ဟေးသူရိန်ဘာကြီးစဉ်းစားနေရလဲဘရန်နီကအရက်မတောက်ရဘူးလို့မှားထားလို့လားဂီးမဆိုင်ပါနဲ့ကွာဒီချိန်မှာမင်းတို့ကိုကြောက်နေနောက်ပိုင်းမလွယ်ဘူးကောင်ဘာမှစဉ်းစားမနေနဲ့တောက်မှသာတောက်လိုက်စမ်းပါကွာဟေးအဲ့ဒီစကားမျိုးမပြောရဘူးလေကွာဒါဟာတစ်ဖက်သားအနှောက်ယှက်ပေးသလိုပဲကွာဟေးသူရိန်တောက်ကွာဟုတ်တယ်သူရိန်တောက်ပြီးမှမင်းရင်တွေကခန်းစားချက်တွေရင်ဖွင့်လိုက်ကွာဟုတ်ကဲ့ကိုစောပန်းသူရိန်သည်ပြောလက်စစကားအစွန်းတက်ပြီးမောတောက်လိုက်တယ်ယခုဝိုင်းတွင်ကိုမိုးစီသူကိုစောဝမ်းကိုချစ်စုတို့နဲ့သူရိန်နဲ့အသက်အရွယ်တို့ထွန်းထွန်းကြော်လင်းသူထွန်းလင်းဦးတို့ဖြစ်ကြတယ်၎င်းတို့သည်ကိုမိုးစီသူတို့လေးစားတယ်ပြောစကားနားထောင်တယ်အခက်ခဲများရှိပြောပြပြီးတိုင်ပင်တတ်ကြတယ်ဘရန်နီပြစ်လိုက်တယ်မြမင်းရင်တွေကိုထိသွားရင်မဟုတ်လားသူရိန်ဟုတ်တယ်ကိုစောဝမ်းအဲ့အတွက်အလွန်စိတ်ညစ်နေရတယ်ဘလို့ဖြစ်လို့လဲပြောစမ်းမအောင်ကွာဒိုးဘက်ကတက်နိုင်သလားကုညီရပေါ့ရမယ်မထင်ပါအကိုမိုးကြီးရာမဟုတ်တာပဲသူရိန်ရာဒီမှာငါတို့နဲ့အတူဇော်ဝမ်းနဲ့ချစ်စုတို့လည်းရှိနေရပဲသူရိန်သည်အားကိုးတဲ့အကြီးနဲ့အတူရှေ့မှာရှိတဲ့စားစရာကိုစားလိုက်တယ်၎င်းတို့သည်ညနေခင်းအလောက်သိမ်းတီနဲ့စားတော့ကြတယ်တခါတည်းတောထဲမှာကြောင်ရှုံတို့သွားမထောင်ကြီးတိုင်ပင်တဲ့သဘောဖြင့်အရက်တော့ကြတယ်ထို့သူဆောင်ကြတဲ့အခါတယောက်အခက်ခဲတယောက်တင်ပြဆွေးနွေးကြတယ်တခြားမဟုတ်ပါဘူးဘရန်နီကသူ့ကိုပြတ်မလားစိုင်းတီတာကိုစွန့်မလားတဲ့ဟေးဘလို့ဟာသူရိန်မင်းတော်တော်ကံကောင်းတာပဲအေးကွာငါတို့လည်းအဲ့လိုဖြစ်ချင်လိုက်တာငါလည်းအဲ့လိုပဲကြော်လင်းသူကစားလိုက်တာထွန်းလင်းဦးနဲ့ထွန်းထွန်းတို့လိုက်ပါလာတယ်ကိုစော်ဝမ်းတို့ပြောရင်အလှမရောက်နိုင်တယောက်တစ်ပေါက်ပြောလိုက်ကြတယ်သူရိန်ထွန်းသည်ကြော်လင်းသူတို့၃ယောက်ကိုနားမလည်စွာကြည့်နေရင်ထွန်းထွန်းကတော့အရက်ခွက်ကိုမြှောက်ပင့်ကားနေတယ်နေစမ်းပါအောင်ကွာမင်းတို့၃ယောက်ကတမောက်သူရိန်စကားငါဘယ်လိုလုပ်ရမှန်းမသိဘာလုပ်ရမလဲကိုမိုးကြီးကဘရန်နီကချစ်လုံးလို့ပြောတာအဲ့ဒါကိုစိတ်ညစ်တယ်တဲ့နေရာချင်းလဲလိုက်ချင်လိုက်တာနော်ငါလေးပါတယ်ဟာအရေးတယ်ဒိန်းတော်ဖြတ်နေဟေးထွန်းထွန်းတို့မင်းတို့တိတ်စကားမများကြနဲ့ကွာသူရိန်တို့ကိစ္စအရေးကြီးလာပြီစော်ဝမ်းမင်းမဲ့တောင်းဝင်ယူလိုက်ကွာမိုးကြီးကအဓိကကြတယ်ဘရန်နီကသူပြောရင်ဖြစ်တယ်အကိုမိုးကြီးကျွန်တော်ကူညီပါအောင်ဗျာအေးငါကူညီခြင်းနဲ့ခက်နေရနှလုံးသားရေးရာကိစ္စဖြစ်နေတော့စဉ်းစားရခက်တယ်အဲ့ဒါအမှန်ပဲကိုမိုးကြီးပြောတာလက်ခံနိုင်စရာရှိတယ်ဘာကြီးလက်ခံတာလဲထွန်းထွန်းရဒီလိုလေတော်ကြပါတော့ကွာမင်းတို့ကအရေးတဲ့နေရာဝင်ယူပြောနေကြပြန်မင်းကဘယ်လိုစဉ်းစားထားလဲသူရိန်ကိုချစ်စုကမေးလိုက်တယ်သူရိန်သည်ရုတ်တရက်ပြောမထွက်ပေအားလုံးသည်သူရိန်စကားစောင့်မျှော်နေကြတယ်သူရိန်သည်အရက်ကိုအသာမော့တောင်းလိုက်တယ်ကျွန်တော်ဆန္ဒအမှန်ဘရန်နီကိုလည်းချစ်တယ်စိုင်းပညာကိုလည်းဆက်တင်ခြင်းသေးတယ်ဘရန်နီကအဲ့ဒါကိုမေးထားတာလေအဲ့ဒါကြောင့်အကိုဇော်ဝမ်းတို့ပြောတာပေါ့ဘရန်နီကကျွန်တော်ပြောပူတယ်ဘာပြောရလဲကြော်လင်းသူရဥစ္စာဆောင်နေရစိုင်းတီးအောင်နှစ်သက်တယ်တဲ့အဲ့လိုဖြစ်သွားမှစိုးရင်နေဒါလေးဖြစ်နိုင်တာပဲငါတို့ငငယ်တော့အမေပြောဘူးတဲ့အဖြစ်ပြက်တစ်ခုရှိတယ်အလွန်ကြောက်စရာပဲဘာလဲကိုဇော်ဝမ်းဟေးစိတ်တောင်ဝင်စားလာပြီအရင်မူးတဲ့အချိန်မှာနားထောင်ရအလွန်ကောင်းပါပဲကျော်လင်းသူနဲ့ထွန်းလင်းဦးတို့ရဲ့အတိုင်ဖောက်ညီစကားကြောင့်ကိုဇော်ဝမ်းကြီးနှံ့စွာပြုံးလိုက်တယ်၎င်းတို့သည်လူငယ်တွေနဲ့အတူအရက်တောင်ရင်ထိုစကားတွေပြောရရင်အိမ်ပြန်ဖို့မိနေတတ်တယ်ကိုဇော်ဝမ်းသည်ချစ်စုနဲ့မိုးစီသူတို့ကိုတလဲစီကြည့်လိုက်တယ်၎င်းတို့ကပြောရင်အချက်ပေးလိုက်တယ်ကိုဇော်ဝမ်းသည်အရက်ကိုအာဆွညုံတောင်းလိုက်တယ်နာမည်ကျော်ဆိုင်းစရာဦးကုကျော်ဆိုတဲ့သူတယောက်ရှိတယ်ကုကျော်ဆရာဆိုလူတိုင်းသိကြတယ်သူဟာဆိုင်းတီးရဲ့နေရာမှာတစ်ဖက်ကန်းခတ်တော့တယ်ဒါတင်မဲလားဆိုတော့မဟုတ်သေးဘူးပါဇက်နဲ့တီးတာလည်းကောင်းတယ်ဆိုင်းမပါပဲပါဇက်နဲ့တီးတာအဝေးကနားထောင်ရင်တကယ်ဆိုင်းတီးနေသလားထင်ရတယ်ဟာအလွန်တော်တဲ့လူပဲရွာတချို့ကဆိုင်းမငါပဲသူ့တယောက်တည်းကိုသာငားတာရှိတယ်တနေ့ပေါ့လို့ပဲခက်တူတူပြောမယ်ပြီးသွားပြီလားကိုစောပါဘာမှလည်းကြောက်စရာမကောင်းမနဲ့စောအောင်နားထောင်ကြလေကွာဟုတ်သားပဲထွန်းထွန်းရကြားပြောလိုက်တော့ဘာပြောရမှန်းမသိအောင်ဖြစ်သွားတယ်အဲ့လိုနဲ့ဆရာကွက်ကျော်ဟာတ
တစ်ဖက်ရွာမှာပါဇက်ဆိုင်တီးပြီးရွာကိုပြန်လာတယ်လမ်းတစ်ဝက်ရောက်တော့မီးအိမ်ဆွဲလူနှစ်ယောက်နဲ့စုံနေပဲဆိုပါတော့အဲ့လူနှစ်ယောက်ကဆီယာကွက်ကြော်ပြောတယ်အခုလေဆီယာကွက်ကြော်ဆိုင်တီးသွားတယ်ဆိုတော့လိုက်လာတာတဲ့အဲ့လိုနဲ့ဘာကိစ္စရှိတယ်လဲမေးတော့ဒီညရွာသက်ကြီးသမီးမင်္ဂလာပွဲရှိလို့လိုက်တီးပေးပါလို့ပြောတယ်ဆီယာကွက်ကြော်ကရွာပြန်ပြီးဆိုင်းပြန်ယူမယ်ပြောတယ်သူတို့ကအချိန်မရှိလို့ဆိုင်းပြန်မယူပဲပါဇက်ဆိုင်နဲ့တီးလဲရပါတယ်ပြောပြီးခေါ်သွားတယ်ဆီယာကွက်ကြော်ကညင်းပေမဲ့လက်မခံဒါနဲ့တယောက်ထဲလိုက်သွားရတယ်ကိုစုံဝမ်းသည်စကားဆောင်ရုတ်တရက်ရက်လိုက်တယ်ကျော်လင်းသူတို့သည်ကိုစုံဝမ်းကိုကြည့်လိုက်တယ်စိတ်ဝင်စားနေအောင်မြည်သည့်အတွက်ကြောင့်ရက်လိုက်ရတာလေလို့ထင်မှတ်နေရဲ့၎င်းတို့သည်ဆိုင်းကျော်အမော်ဥကွက်ကျော်ဘလို့ဆက်ဖြစ်မလဲဆိုတာသိကျင်နေကြတယ်ကိုစုံဝမ်းကတော့အေးစိမ့်စွာနဲ့အရက်ခွက်ကိုယူလိုက်တယ်ထို့နောက်အရက်ထဲကိုရေရောလိုက်တယ်အားလုံးကကိုစုံဝမ်းရဲ့လုံရများကိုအဆအဆုံးကြည့်နေကြတယ်ကိုစုံဝမ်းဒီအရက်ကိုအသာမော့တောက်ပြီးအမြည်ယူစားလိုက်တယ်ကိုစုံဝမ်းဆက်ပြောတော့လေအရက်လေးကိုအေးစစ်စစ်တောက်ပြစီရောဟုတ်သားပဲထွန်းလေးဥရာထွန်းတော့ဝင်းရောက်ပြောလိုက်တယ်အေးပါကွာတိကျင်လဲပြောတော့မယ်ဒါနဲ့ငါစကားစားဘဲရောက်သွားပြီလေလာခေါ်ရင်းနောက်ကိုလိုက်သွားရလေအေးဦးလေးကွက်ကျော်ကတယောက်ထဲလိုက်သွားတယ်တော်တော်ကြောင်ရှောက်ပြီးမှအလူလုံးမဲ့ရွာရောက်သွားတာတဲ့တရွာလုံးမီးအောင်နေထိန်ထိန်လေးနေရပဲနေကွာသူရောက်သွားတော့အပြုံးနေကြိုးဆိုကြတယ်တဲ့သူလဲခဏနာပြီးထမင်းစားတယ်တဲ့ညပိုင်းလေးရောက်ရောသူစိုက်တီးဖို့ပြင်းရတယ်တဲ့အဲ့ဒါနဲ့သူကလူတွေအထင်ကြီးအောင်စင်အိုးအသေးလေးတွေတောင်းနေတဲ့လှလိုက်တဲ့စင်အိုးလေးတွေပဲကွာအဲ့ဒီစင်အိုးတွေဘာလို့ဖို့လဲကိုစောဝမ်းစိုက်တီးဖို့လေကွာဟာအကိုစောဝမ်းကလည်းမဖြစ်နိုင်တာထွန်းတော့ကလည်းကွာစကားကိုဆုံးအောင်နားမထောင်ဟုတ်သားပဲကွာကဲစောဝမ်းဆက်ပြောကိုချစ်စုကကြားဝင်ပြောလိုက်တယ်အားလုံးကကိုချစ်စုရဲ့စကားလက်ခံကြတယ်အပြင်မှာဘလို့ပင်ဖြစ်နေပါစေအရက်ဝိုင်းရောက်လာရင်တော့အပြင်မှာထက်အားလုံးပိုပြီးခင်မင်ကြတယ်အရက်သမားဟာအရက်သမားချင်းချစ်ကြတယ်လို့လူကြီးများရဲ့ပြောစကားမှတ်သားဖို့တယ်၎င်းစကားကိုလက်ခံရမယ်အရက်ဝိုင်းမှာအရက်တူတူတောက်နေရင်တခြားလူတစ်ယောက်ကပြဿနာရှာရင်အေးစစ်စစ်မနေတတ်ကြပြီတို့တူတစ်ယောက်ကအရက်မိုးလင်းကြံသူများအတွဲခေါ်ပြီးအိမ်လိုက်ပို့တတ်ကြတယ်အဲ့ဒီစင်အိုးလေးတွေပေါ်အဝေးတစတောင်းယူပြီးအုပ်လိုက်တယ်ပြီးတော့အဆိုင်တီးတော့တာပဲလက်ခုပ်တီးရဲ့အတန်တွေစူညံသွားတာပဲတဲ့တော်ရဲဆိုပြီးချီးမွမ်းလိုက်ကြတယ်ဥကွက်ကျော်ကလည်းအစွမ်းကုန်တီးသွားတယ်အားပေးရဲ့သူတွေကလည်းကြိတ်ကြိတ်တိုးနေရပဲတဲ့ဥကွက်ကျော်လည်းဝမ်းသာလုံးလုံးတီးလိုက်တာမနာရန်တီးလိုက်တော့အချိန်တော်ကြာသွားတယ်တဲ့ပွဲသိမ်းပြီးရနဲ့ရွာရဲ့တောင်ဝင်ရှိသူများပတ်စံပေးပြီးအနားယူခိုင်းတော့ဥကွက်ကျော်လည်းပင်ပန်းလုံးလို့အိမ်မောကျသွားတယ်အိမ်ရတို့တော့ရွာမရှိဘူးတဲ့တစ်ပင်တစ်ပင်အောက်မှာရောက်နေရဲ့တဲ့ဟာကြောက်စရာကြီးပဲငါသာဆိုသိနိုင်တယ်အရက်တောင်ကြက်တီးအောင်ထလာပြီကျော်လင်းသူတို့ကအထိတ်တလန့်ပြန်ပြောလိုက်ကြတယ်အားလုံးထက်ထိတ်လန့်သူကသူရိန်ထွန်းတာဖြစ်တယ်သူရိန်ထွန်းတီကိုစောဝမ်းပြောတာနဲ့တိုက်ဆိုင်နေရဲ့ဥကွက်ကျော်တီအသက်အရွယ်ကြီးရင်သူဖြစ်တယ်လို့အတွေ့အကြုံကအလွန်များတယ်သူရိန်ထွန်းတီကိုစောဝမ်းပြောတာကိုလိုအပ်ချက်များစွာရှိနေသည်လို့ထင်တယ်တချို့အချက်များသိကျင်နေရဲ့ကိုစောဝမ်းတီမသိသလိုပုံစံနဲ့အရက်ကိုအေးဆေးစွာတောက်နေရဲ့ကိုစောဝမ်းအတွက်တော့ထူးခြားမှုမရှိပေမဲ့သူရိန်အတွက်တော့မြောင်မီးခဲကင်ပြီးသလိုဖြစ်နေရဲ့ဒါနဲ့အကိုစောဝမ်းဘာထပ်ဖြစ်သေးလဲသူ့ကိုပြီးထားပတ်စံတွေရောဘယ်ရောက်သွားလဲသူ့ကိုဘာမှတော့မလုပ်ဘူးပတ်စံတွေလည်းမပြောက်ဘူးပျောက်သွားတာညတွေးလိုက်တဲ့ရွာကြီးပဲအလွန်အံ့ဩစရာပါပဲဘာအံ့ဩစရာရှိလို့လဲကွာဥကွက်ကျော်တော်အလွန်ရိုးစင်းတဲ့အရာတွေပဲအရက်တောက်လို့ရောမဖြစ်နိုင်ဘူးလားစောဝမ်းဥကွက်ကျော်ကအရက်တောက်တယ်မဟုတ်လားတောက်တာပေါ့ကွာအရက်ပလင်းသာလဲသွားမယ်ဥကွက်ကျော်ကတော့တောက်ကောင်းနေအောင်ပဲကွာတချို့ကအရက်ဥကွက်ကျော်လို့ခေါ်ကြတယ်သူတောက်တာတရေစာရေးကြောင်မှီမယ်မထင်ဘူးအရက်တောက်ရင်စကားပြောနေရတဲ့အလွန်အချိန်နှောင်းနေပြီ၎င်းတို့ဒီထိုဝိုင်းပြီးရနဲ့တောင်းပင်ရန်ရှိသေးရဲ့ဘလို့ပင်ဖြစ်ပါစေစော်ဝမ်းကတော့ကျင်းနေနေရဲ့၎င်းတို့ဒီစော်ဝမ်းစကားကိုအမှန်ထင်နေရဲ့စော်ဝမ်းဒီရွယ်ကျဲရှိရှိပြောနေခြင်းဖြစ်တယ်တရေစာရေးစရာဟုတ်လားကိုမိုးစီသူဟေ့အဲ့ဒီကိစ္စလမ်းရောက်မှပြောကြကွာသွားဖို့ရှိသေးတယ်ဟုတ်တယ်လက်ကျန်ရှင်းပြီးသွားကြမယ်အားလုံးဒီအရက်လက်ကျန်များကိုအသီးသီးခွဲတောင်းလိုက်ကြတယ်အမောင်တို့လွှမ်းမိုးထားတဲ့ကာလအချိန်တွင်စကားတန်တသက်ထွက်ပေါ်နေရဲ့ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေတော့လေကြားဟိတ်တံများကတခါတည်းထွက်ပေါ်လာတတ်တယ်ထို့အတူအနားမှာခြေတံလိုလိုလဲကြားရပြန်နေမင်းဘာတန်ကြားလဲသူတွေဘာတန်ကြားရမှလဲထွန်းထွန်းရမင်းနားမကောင်းထင်နဲ့တော်ရဲရောက်လာပြီဆိုတာနဲ့မျက်စိလင်းရမယ်နားလဲဆွင့်ရမယ်အဲ့လိုမဖြစ်ရင်ဘာဖြစ်မလဲထွန်းထွန်းပြောလေကွာထွန်းထွန်းဒီပြောလက်စစကားကိုရှက်လိုက်တယ်
သူရိန်ထွန်းကထို့သို့ပြုလုပ်လိုက်တာကိုအလွန်စိတ်ဝင်စားသွားတယ်။၎င်းတို့အဖွဲ့သည်တောရီကိုရောက်ရှိလာတဲ့ကိစ္စကကြောင်ထောင်ခြင်းရုံထောင်ခြင်းစတဲ့အလုပ်များဖြစ်တယ်။သူရိန်နဲ့ထွန်းထွန်းကျော်လင်းသူတို့ကကြက်ထောင်ကြတယ်။မိုးစီသူချစ်စုဇော်ဝမ်းထွန်းလင်းအောင်တို့အဖွဲ့ကကြောင်နဲ့ရုံထောင်ကြတယ်။၎င်းတို့သည်စီးပွားအဖြစ်ရောင်းကြသူများမဟုတ်ချက်ပြုတ်ပြီးအရက်နဲ့စားတောက်ကြတယ်။မိဘများချမ်းသာသူများဖြစ်နေ၍အလုံးမလုံးလဲနေနိုင်ကြတယ်။၎င်းတို့ကအရက်တောက်တာလွယ်ပြီးမဟုတ်တာတခုမှမလုပ်ကြဘူး။နောက်ဆက်တွဲတော့အခုမပြောသေး။နောက်တော့မှပဲပြောတော့မယ်။အခုချိန်မှာငါစကားသာနားထောင်ကွာ။ဟာအမလီရုတ်တရက်အော်တန်ထွက်လာတယ်။ကြက်တီးများလည်းထွက်ပေါ်လာတယ်။တိတ်ဆိတ်တဲ့ကာလမှာအော်တန်များလွှမ်းမိုးသွားတယ်။ထို့အတူနောက်ဆက်တွဲထွက်ပေါ်လာတဲ့ထိတ်လန့်စရာတွေကလျင်မြန်စွာကြားရောက်လာတယ်။ဟေးသတိထားချအတန်တခုကြားနေရတယ်။အေးဟုတ်တယ်ငါလည်းကြားရတယ်ကွာ။ငါတို့ဘာလုပ်ကြမလဲ။ဘာလို့ရမှာလဲထွက်ပြေးလို့လည်းမရအောင်။အရေးကြီးတာအန်ဒီရဲ့အကောင်းဆုံးပုံစံနဲ့ဘယ်လိုဖြေရှင်းရမလဲဆိုတာ။ဟေးဓားရီလန်တွေလေးခွာရီရောရှိရလေရော့ကိုပစ္စည်းကိုယူထားကြဟောတဖြည်းဖြည်းနီးကပ်လာပြီထို့သူပြောဆိုပြီးနောက်အသင့်ပါလာလက်နက်များဆွဲယူလိုက်ကြအန်ဒီရဲ့နဲ့တွေ့လေရင်ဆိုင်ဖြည့်ရှင်းရန်သာအသင့်ရှိနေရဲ့ခြေတံတီတဖြည်းဖြည်းနဲ့အနားကိုနီးကပ်လာသူရိန်တို့သည်ကြက်သီးများထလာလာနေရဲ့အကောင်ကြီးကိုရှာဖွေနေရဲ့မောင်မိုင်လုံးနဲ့ကာလာဖြစ်နေ၍တဲတဲကွယ်ကွယ်ဘာကိုမှမြင်တွေ့ရခြင်းမရှိအောင်ဖြစ်နေရဲ့ဟာအဖလီရှုပ်တဲ့အော်ဟင်းလိုက်တဲ့အတန်ကြောင့်ပတ်ဝန်းကျင်လွှမ်းမိုးသလိုဖြစ်သွားတယ်။ထွန်းထွန်းသည်သူရိန်ပါးစပ်ကိုပိတ်လိုက်တယ်။အเจ้าမှာအမွှေးမြင်များထူထပ်နေရဲ့လက်မဲကြီးတစ်ဖက်ထွက်လာတယ်။၎င်းလက်ကျန်းကြီးသည်သူရိန်မျက်နှာတက်တဲ့ကိုရောက်ရှိလာတယ်။ကျုံလင်းသူတို့သည်လက်ကျန်းကြီးလာရအောင်ကြည့်ရင်ကိုခန္ဓာအောင်မတိမတာရှောင်းတိန်ထားရတယ်။လက်ကျန်းကြီးမှာ၎င်းတို့မှီနေရယူထားတဲ့ဝတ်သေးချပင်ကြီးအနောက်ကထွက်ပေါ်လာခြင်းဖြစ်တယ်။လက်ကျန်းကြီးသည်တစုံတစ်ခုကိုတောင်းယူထားလားအန်ရဲ့ပြုတ်ဖို့စိန်ခေါ်လိုက်တာလားဝေခွဲမရအောင်ဖြစ်နေရဲ့ကျုံလင်းသူသည်လန်ရှီကိုတင်းကျပ်စွာစုပ်ကင်ထားပေမဲ့ကြောက်စိတ်များကလွှမ်းမိုးနေရဲ့သူရိန်ထွန်းတို့အဖွဲ့သည်ရုတ်တရက်ဘာလို့ရမှန်းမသိအောင်ဖြစ်နေရဲ့လက်ထဲမှာကင်ထားတဲ့လက်နက်များကအရာမထင်သလိုဖြစ်နေရဲ့လက်ကျန်းကြီးသည်၎င်းတို့မျက်စိရှိကိုတဖြည်းဖြည်းရောက်ရှိလို့လာနေရဲ့ဟိကောင်လေးဘာလို့ကြမလဲပြေးကြမယ်အဲ့ဒါမှလွတ်မှာအဲ့ဒါကောင်းတယ်ဘယ်ဟိုပြေးမလဲမလွတ်ဘူးထင်တယ်အေးမင်းပြောတာမှန်တယ်ကျုံလင်းသူစကားပြောကောင်းနေချိန်မှာလက်ကြီးအားရှင့်ကိုရောက်ရှိလာတယ်။ထိုချိန်မှာကျဲလောင်စွာထွက်ပေါ်လာတဲ့အတန်ကပတ်ဝန်းကျင်လွှမ်းမိုးသွားတယ်။အားလုံးထိတ်လန့်တုန်လှုပ်ကုန်ကြတယ်။ကြောက်စိတ်များလွှမ်းမိုးသွားတယ်။ရုတ်တရက်ဘာလို့ရမှန်းမသိအောင်ဖြစ်ကုန်တယ်။အเจ้าမှာထွန်းထွန်းသည်လက်ထဲမှာကင်ထိုင်းလှံကိုစုပ်ကင်ပြီးလက်မဲကြီးကိုထိုးလိုက်တယ်။လှံနဲ့အတူလက်မဲကြီးမှာတစ်ပင်မှာတန်လန်ကြီးစိုက်မိသလိုဖြစ်နေရဲ့။လက်မဲကြီးသည်နာကျင်လွန်၍ရုန်းကန်ရင်ပတ်ဝန်းကျင်လွှမ်းမိုးသွားခြင်းဖြစ်တယ်။လက်မဲကြီးဒီနာကျင်သွားတဲ့အတွက်ရှုံးကန်နေအားလုံးဘာလို့ရမှန်းမသိအောင်ဖြစ်နေကြတယ်ဟိကောင်လေးဘာလို့နေရလဲဓာတ်နဲ့လက်ကိုခုတ်ပစ်လေကွာအေးဟုတ်တာပဲဓာတ်နဲ့ခုတ်ရန်ကြိုးစားတယ်ဟာဘာကြီးလဲဟာတရေကြီးလက်ကိုခုတ်ဖြတ်မဲ့အစားအနောက်ကိုတွန့်ဆုတ်သွားတယ်မမဲအကောင်ကြီးဒီတစ်ပင်ကွဲရာမှထွက်လာတယ်တကူလုံးမဲနေနေရဲ့မြင်စရာဟူ၍မျက်လုံးနှလုံးသားရှိရဲ့မြောက်တင်ထားတဲ့လက်ဓာတ်သည်လမ်းတစ်ဝက်မှာရှက်သွားတယ်၎င်းတို့သည်ထိတ်လန့်ခြင်းများစွာဖြင့်ကြည်နေကြတယ်။အလွန်တုန်လှုပ်အံ့ဩနေကြတယ်။ထွက်ပေါ်လာတဲ့အတန်တွေကြောင့်ကြက်သီးများထလာတယ်။ဟေ့ကောင်လေးအနောက်ဆုံးကြမင်းဘာလို့မလုပ်လဲ။ဟေ့ငါစကားတော့နားထောင်ကြကွာ။တော်တာအားလုံးဒုက္ခရောက်ကုန်လိမ့်မယ်။ကျော်လင်းသူစကားနားထောင်ပြီးအနောက်ကိုစုံနေကြပေမဲ့ဘာလို့မီဆိုတာမသိအောင်ဖြစ်နေကြတယ်။သူရိန်ထွန်းတို့ဒီစကားကိုနားထောင်ပြီးအနောက်ကိုစုံလိုက်ကြတယ်။ကျော်လင်းသူသည်အားလုံးကိုစကားတခုပြောလိုက်တယ်။၎င်းစကားကိုအားလုံးလက်ခံကြတယ်။မမေ့ကောင်ကြီးသည်တဖြည်းဖြည်းနဲ့ထွက်လာတယ်။ကျုံလင်းသူသည်လှံကိုတင်းကျပ်စွာစုပ်ကိုင်လိုက်တယ်။ဟေ့ကောင်လေးပြေးအားလုံးသည်ခြေဦးတက်ရာကိုပြေးနေကြတယ်။မမေ့ကောင်ကြီးသည်လှံထိုးခံလိုက်ရ၍အနောက်ကိုရိမ့်ရန်သွားတယ်။လှံသည်အာကောင်တက်တဲ့ကိုထိုးမိသွားတယ်။နာကျင်မှုများအပြင်ဒေါသများထွက်သွားတယ်။အကောင်ကြီးသည်လှံကိုဆွဲနှုံလိုက်ချိန်မှာအနောက်တွင်ရိမ့်ရန်သွားတယ်။ဒေါသများထွက်လာတယ်။ပါးစပ်တွင်သွေးများထွက်ကြလာတယ်။၎င်းသည်လက်တွင်းမှာကင်ထိုင်းလှံကိုအဝေးကိုပစ်ထုတ်လိုက်တယ်။ထို့နောက်ပြေးနေရဲ့သူရိန်တို့အနောက်ကိုလိုက်နေရဲ့သူရိန်တို့သည်အသက်ပေးမှလွတ်မြောက်ရန်ကိုသာဥတီနေကြတယ်။ပါလာရဲ့ပစ္စည်းတွေကိုယူရမှန်းမသိအောင်ဖြစ်နေရဲ့အကောင်ကြီးသည်လိုက်ရင်နဲ့တဖြည်းဖြည်းမိလာတယ်။ခက်ခဲတဲ့အချိန်ကိုရှောင်နေရဲ့ပြေးနေရဲ့လမ်းကိုဖြတ်ပြီးတောင်ကန့်လန့်ခံနေရဲ့ဟဲ့ကောင်လေးမြန်လာကြအနောက်မှာနီးကပ်လာပြီငါတို့မစိုးရင်နဲ့မင်းလာပြီတိတ်ဆိတ်တဲ့ပတ်ဝန်းကျင်မှာစူညံစွာလွှမ်းမိုးနေရဲ့သူရိန်တို့သည်တယောက်ပေါ်တယောက်စိုးရင်နေကြတယ်
မမေအကောင်ကြီးကိုသူ့ရဲ့ကောင်လှုပ်ပြီးရင်ဆိုင်မှုဆိုတာလွယ်ကူတဲ့အရာမဟုတ်အသက်ဘေးကိုယ်တော်စိုးရိမ်နေကြရတယ်၎င်းတို့သည်တောင်ပေါ်ကိုပြေးတက်နေကြတယ်စောဝမ်အတန်တွေကြားနေရတယ်ဘာတန်တွေလဲနားထောင်ကြစမ်းအောင်မိုးသူရဲ့စကားကြောင့်အတန်လာရောက်ဂိူးဆိုင်လိုက်ကြတယ်အတန်များသည်ပတ်ဝန်းကျင်လွှမ်းမိုးနေရဲ့တတော်လုံးစုညံစွာလွှမ်းမိုးနေရဲ့စောဝမ်သည်အတန်လာရောက်ကြည့်နေရဲ့အတန်လာရောက်တွေ့လိုက်ရပြီးစိုးရိမ်စိတ်များဖြစ်ပေါ်လာမိုးရီသူရိန်တို့ဖြစ်မယ်ထင်တယ်ကွာဟာဖြစ်နိုင်တယ်ဘာဖြစ်တယ်မသိတွားကြည့်ကြရအောင်ဟေ့ကောင်အတိတ်မရဲကြနဲ့လက်နက်တွေအသင့်ပြင်ထားကြဒီတန်းမယိုတောင်းဖြစ်နိုင်တဲ့ချစ်စုလာငါတို့ခုပဲသွားကြမယ်ကောင်လေးတွေတတိထားထို့သို့ပြောပြီးနောက်အတန်ကြားရအောင်ထွက်လာကြတယ်တကယ်တော့ဇော်ဝမ်းတို့ရောက်ရှိနေတဲ့နေရာနဲ့အတန်ကြားရဲ့နေရာတိမ်မဝေးအလယ်မှာတောင်တစ်ခုသာခြားနာတယ်၎င်းတို့ဒီတောင်ပေါ်ရောက်ရှိလာကြတယ်တွေးလိုက်ရမြင်ကွင်းကြောင့်အလွန်အံ့ဩသွားတယ်ရှောက်လန်းနေတဲ့ခြေလမ်းများရုတ်တရက်ရက်သွားတယ်အားလုံးတစ်ပင်တွေကိုအကွယ်ပြုတ်လိုက်ကြတယ်တောင်ပေါ်အရိပ်သုံးခုတက်လိုက်အနောက်မှာကြီးမားတဲ့မဲမဲအရိပ်ကြီးလိုက်ပါလာတယ်၎င်းတို့ဒီတောင်ပေါ်မှာရှိနေတဲ့ဇော်ဝမ်းတို့အဖွဲကိုမတွေ့ကြပြီအပေါ်ကသာတက်လာကြတယ်ဘသူတွေလဲအခုဇော်ဝမ်းကျွန်တော်တို့ပါအနောက်ကလိုက်လာလို့ပြေးနေရအေးမင်းတို့လူစုခွဲလိုက်ကြအဲ့ဒီကောင်ကျိုးပြစ်ရမှာပေါ့အေးကောင်းတယ်အတူတူပြစ်ကြမယ်မိုးကြီးအသင့်ဖြစ်ပြီလားဖြစ်နေပြီဒါဆိုပြစ်မယ်၎င်းတို့သည်လေးဖြစ်ပြစ်လိုက်တယ်မမေအကောင်ကြီးထံဥတီလိုက်တော့လေးတီသွားနေရကိုတော့မတွေ့ကြရပြီတခုခုတော့ထိမှန်သွားမယ်လို့ထင်မှတ်နေရင်ထိမှန်တဲ့အတန်နဲ့တူမမေအကောင်ကြီးလိမ့်ကျသွားတယ်အားလုံးဒီလိမ့်ကျသွားတဲ့မမေအကောင်ကြီးကိုကြည့်နေကြတယ်စိတ်ထဲမှာ၎င်းတို့ရဲ့လုပ်ရအတွက်အလွန်ဝမ်းသာကုန်ကြတယ်တွေးလိုက်ရတဲ့မြင်ကွင်းအတွက်အလွန်အံ့ဩတုန်လှုပ်ကုန်ကြတယ်လိမ့်ကျသွားတဲ့အကောင်ကြီးသည်တောင်ပေါ်တက်လာတယ်ဇော်ဝမ်းတို့အဖွဲသည်ရုတ်တရက်ဘာလို့ရမှန်းမသိအောင်ဖြစ်သွားတယ်ဟေ့ဟိုမှာတက်လာပြီဘာလို့ကြမလဲစက်ပြီးပြစ်ကြကွာဒီကငါတို့ဒုက္ခပေးနိုင်နေကွာဟုတ်တယ်ပြစ်ကြကွာအကောင်ကြီးသည်ထိမှန်သွားတဲ့အတွက်ကိုခန္ဓာကြီးရိမ့်ရိုင်သွားတယ်ဆွဆွဝါလိုလိမ့်ကျသွားခြင်းမရှိအကောင်ကြီးသည်တောင်ပေါ်ရအောင်တက်လာတယ်ဇော်ဝမ်းမိုးစီသူချစ်စုတို့သည်မဲမဲအကောင်ကြီးကိုလေးဖြစ်ပြစ်နေကြတယ်အကောင်ကြီးသည်တောင်ပေါ်အရောက်တက်နေကြတယ်ဟေ့ကောင်လေးဘာဆက်လုံးမလဲလေးသီးတွေကုန်တော့ပြီသူရိန်တို့ဘာလုပ်နေကြလဲဒီအိုမြန်လာကြကျွန်တော်တို့ရောက်လာပါပြီတရွက်တွေမီးရှို့ကြကွာဟုတ်ကဲ့ထွန်းထွန်းမီးချစ်ပေးကွာအေးမင်းတို့တရွက်တွေစုပုံကြထို့သို့ပြောပြီးနောက်မီးရှို့လိုက်တယ်၎င်းအချိန်တွင်လေကတိုက်ခတ်လာတယ်လေရဲ့တိုက်ခတ်မှုကြောင့်ပတ်ဝန်းကျင်ကိုလင်းထိန်လိုက်အားလုံးဒီတောင်ပေါ်ကနေကြည့်နေရဲ့မီးများသည်မဲမဲအကောင်ကြီးတန်းဥတီနေရဲ့ဒေါသထွက်နေတဲ့အကောင်ကြီးသည်မီးမြောင်ကျင်းဆိုင်ပြီးတက်လာဟေ့ငါတို့ဘာဆက်လုပ်ကြမလဲမီးမလာတဲ့ဘက်ကိုရှောင်ကြမယ်အေးကောင်းတယ်အနောက်ကတနက်နဲ့ပြစ်ကြမယ်ထို့သို့ပြောပြီးနောက်၎င်းတို့သည်မီးမလာတဲ့ဘက်ကိုဥတီထွက်လာကြတယ်အကောင်ကြီးကိုမီးများဆွဲလောင်နေရဲ့အကောင်ကြီးရဲ့ကိုယ်ပေါ်ကအမွှေးများကိုမီးဆွဲလောင်နေရဲ့မီးရဲ့အပူရှိန်ကြောင့်အကောင်ကြီးသည်ကျိန်းနိုင်နေရဲ့ထို့တူမီးများအကောင်ကြီးရဲ့ထူထပ်တဲ့ကိုယ်ပေါ်ကအမွှေးများမီးလောင်ကျွမ်းနေရဲ့သူရိန်တို့အဖွဲသည်အကောင်ကြီးကိုကြည့်ပြီးရုတ်တရက်အပြေထုံးမရအောင်ဖြစ်နေရဲ့ဘလို့ပင်ဖြစ်စေအကောင်ကြီးသည်တောင်ပေါ်ရောက်အောင်တက်နေရဲ့ဟေးကောင်လေးတွေပြေးကြလေဘာလုပ်နေရလဲကျွန်တော်တို့ဘယ်ကိုပြေးရမှာလဲကိုမိုးကြီးတီချာနားထောင်ငါပြောမယ်ခုနမင်းတို့လာတဲ့နေရာဘက်ကိုပဲပြေးငါတို့ဒီကောင်ကြီးတောင်ပေါ်ရောက်လာခေါ်မယ်ဟိုဘက်ကနေပြေးကြလားငါတို့တောင်လဲနားထောင်နေကြအောင်ဟုတ်ကဲ့ထို့သို့ပြောပြီးနောက်သူရိန်တို့အဖွဲသည်ဘိုးစီသူပြောစကားနားထောင်ပြီးထွက်ပြေးကြတယ်အကောင်ကြီးသည်လောင်နေရဲ့မီးများကြားကတောင်ပေါ်ဦးတည်နေရဲ့တောင်ပေါ်မှာဇော်ဝမ်းတို့ရှိနေကြတယ်ဇော်ဝမ်းမင်းဘာလို့မလုပ်လဲဘာလို့ရမလဲချစ်စုရဒီကောင်ကြီးကိုပြစ်မယ်လေကွာမင်းရလေကွာအရေးဆိုပြစ်မယ်ဆိုတာပဲဟာမင်းတို့ကလေကွာရန်တို့ဘလို့မှအထင်မသေးရဘူးအထင်သိရင်ကိုပဲအခက်တွေ့မှာကျဲလောင်စွာထွက်ပေါ်လာတဲ့အတန်သည်ပတ်ဝန်းကျင်တစ်ခုလုံးကျဲလောင်စွာလွှမ်းမိုးသွားတယ်အကောင်ကြီးသည်ဇော်ဝမ်းရဲ့တနက်ကြီးထိမှန်သွားသည်ဆိုတာသိလိုက်ရတယ်ဇော်ဝမ်းသည်တနက်ပြစ်တာအလွန်ဝါသနာပါတယ်အခုလိုတောလိုက်တာသည်တနက်ပြစ်ခြင်းတဲ့အတွက်ကြောင့်ဖြစ်တယ်တနက်သာပြစ်နေရရင်ပျော်ရွှင်နေရဲ့ဒါကြောင့်တနက်ဇော်ဝမ်းလို့ခေါ်နေကြတယ်ဇော်ဝမ်းသည်စိတ်နဲ့အမြင်မတော်ရင်တွေးတဲ့အကောင်အကုန်ပြစ်တယ်ရေထဲကငါတော့အလှမပိအခုလဲမိုးကြီးသူတို့တားနေလျက်နဲ့ပြစ်လိုက်တယ်အကောင်ကြီးသည်အောက်ကိုလိမ့်ကျသွားတယ်အလွန်အံ့ဩကုန်ကြတယ်ဇော်ဝမ်းကတော့အလွန်ပျော်ရွှင်နေရဲ့ဒီပွဲတော့အောင်သွားပြီကွာမနေ့ကျရင်ဘာကောင်ကြီးဆိုတာသိရဝဝင်မဲဖြစ်ရမယ်ဝဝင်အသာစားရတာပေါ့ကွာဝဝင်မဟုတ်ပဲတရေဖြစ်နေမှာတရေဆိုလဲမြင်ဘူးတာပေါ့ကွာသူများပြောရနဲ့လက်တွေ့မြင်ရတာပေါ့ကွာတရေရောအရက်နဲ့မြင်ကောင်းမယ်ဟာအရက်ဓမ္မဟေးထွန်းထွန်းမင်းအသာနေစမ်းကွာဟုတ်ကဲ့
ချစ်စုပြောလိုက်တာကြောင့်ထွန်းထွန်းဘာပြောမှမသိအောင်ဖြစ်သွားတယ်။၎င်းတို့သည်အကြီးစကားကိုအငယ်ရီယာနားထောင်ကြရတယ်။ဇော်ဝမ်းတို့သည်လိမ့်ကျသွားတဲ့အကောင်ကြီးအနောက်ကိုဆက်မလိုက်ပင်ထိုနေရာတွင်စောင့်ဆိုင်နေကြတယ်။ထိုအချိန်မှာမိုးလင်းလာတယ်။အားလုံးဒီညတော့ပြစ်လိုက်တဲ့အကောင်ကြီးကိုလိုက်ရှာပွေနေကြတယ်။လက်တွေနဲ့စိတ်ကူကအလွန်ခွာခြားနေတယ်။ထို့အတွက်ကြောင့်လည်းအစာကတုံလုံးချောက်ချခဲ့ရတယ်။ဇော်ဝမ်းတို့အဖွဲ့သည်တနက်နေ့ပြစ်လိုက်တဲ့အကောင်ကြီးကိုမနက်လင်းတာနဲ့တွေ့ရမယ်လို့စိတ်ကူးထားကြတယ်။တကယ်တမ်းမိုးစင်စင်လင်းတော့ညအကောင်ကြီးကိုလိုက်ရှာကြတယ်။ဘလို့အစာနာမှမတွေ့ရ၍လက်လျှော်လိုက်ကြရတယ်။ထိုအချိန်မှာအလွန်ထူးဆန်းတဲ့ဖြစ်ရတစ်ခုနဲ့ကြုံတွေ့လိုက်ရသည်မှာတခြားကြောင့်မဟုတ်ဇော်ဝမ်းတို့ထောင်ထားတဲ့တုတ်ကိုင်းမှာတမင်တကောင်မိနေတယ်။တမင်ရဲ့ကိုယ်မှာတနက်တန်ရာတစ်ခုတွေ့ရတယ်။ညမဲမဲအကောင်ကြီးဟာဘလို့ပုံစံနဲ့တမင်ဖြစ်သွားတာလဲ။တမင်ကြီးများလားတကယ်တော့ထိုအကောင်ကြီးကတမင်မဟုတ်တာသိချတယ်။မမဲအကောင်ကြီးကပုံစံပြောင်းလိုက်တာလားစဉ်းစားမှုများစွာနဲ့ရွာကိုပြန်လာကြတယ်။၎င်းအဖြစ်အပျက်ကိုပြောပြလိုက်တော့လူကြီးတွေကအလွန်အံ့ဩနေကြတယ်။မယုံကြည်မှုတွေလည်းရှိနေတယ်။ဘလို့ပဲဖြစ်ဖြစ်ဇော်ဝမ်းတို့အဖွဲ့ကတမင်သားနဲ့အောင်ပွဲခံနေကြတယ်။ဘာမှမဖြစ်ပါဘူးကွာမင်းတို့ကလည်းကြောက်တက်လိုက်ကြတာ။ဟောကိုမိုးကြီးကလည်းတရေများဖြစ်နေမလားလို့ဟက်ကောင်တွေကတရေအသာစားရတော့လေပိုကောင်းတာပေါ့။တရေုံနိုင်တယ်သူတို့ကထွက်ပြေးကြမှာပေါ့ကွာ။မင်းတို့ပဲတရေုံနိုင်ခြင်းနေဆိုမဟုတ်တာတွေကွာမင်းတို့မှအုံနောက်မရှိကြဘူးကျွန်တော်တို့ကနားမလည်လို့ပါဗျာနားမလည်ရအောင်မင်းတို့မှအုံနောက်မရှိကြဘူးလားကွာတေချာလေးစဉ်းစားပါအောင်ညကကိုစော်ဝမ်းပြစ်တာအကောင်ကြီးကိုထိသွားရင်မဟုတ်လားထိသွားရလေအခုမိထားတဲ့အကောင်ကြလဲတနက်တန်ရာကြီးနဲ့ဆိုတော့တရေကတမင်ရောင်ဆောင်လိုက်တာမဖြစ်နိုင်ဘူးလားတော်တော်ညံ့တဲ့အကောင်လေးပဲကိုစော်ဝမ်းတီပြောရင်းနဲ့ဒေါသထွက်နေရဲ့၎င်းတို့မကျေနပ်တဲ့အကြည့်မျိုးဖြစ်ကြည့်နေရဲ့ထို့နောက်စော်ဝမ်းတီတမင်သားတုံယူစားလိုက်တယ်။သူရိန်တို့ဒီပြောချင်ပေမဲ့စော်ဝမ်းကိုကြောက်နေရ၍ပြန်ပြောရန်ခက်နေရဲ့။မိုးကြီးသူသည်စော်ဝမ်းရဲ့လုပ်ရက်ကိုထောက်ခံတဲ့သဘောအသားအောင်ယူစားလိုက်တယ်။ပထမကျောင်းထိုင်ဆရာတော်ကြီးကစားလို့ရတယ်လို့မိန့်တော်မူသလိုလက်ရှိဆရာတော်ဥပနာဝါကလည်းအဲဒီလိုပဲမိန့်တော်မူတယ်။ကျွန်တော်တို့နားမလည်ဘူးဖြစ်နေရဲ့။အေးငါစကားပြောလောသွားတယ်။ဒီလိုကွာတချိန်ကဦးမျိုးနဲ့တော့တောင်းတင်ဆိုတာရှိတယ်။သူတို့ကတောကျက်ထောင်တဲ့အလုပ်ကိုလုပ်ကင်ကြတယ်။ရီးလန့်လာရင်ကြက်ဖတကောင်ရဲ့ထမင်းထုတ်ရဲယူပြီးတောထဲကိုသွားပြီးကြက်ထောင်ကြတယ်။တနေ့လိုပဲပြောရအောင်ဦးမျိုးတို့ဇနီးမောင်နှံကတောထဲကိုကြက်ထောင်ဖို့ထွက်ခဲ့တယ်။အချိန်ကစောနေရောတစ်ပင်ကြီးတစ်ပင်အောက်မှာအနားယူပြီးစောင့်နေကြတယ်။အဲဒီအချိန်မှာတရေကြီးတစ်ကောင်ရောက်လာနေတဲ့ကွာ။ဟာကြောက်စရာကြီးငါတို့သာဆိုမလွယ်ဘူးသိနိုင်တယ်။ကြော်လင်းသူတို့အဖွဲ့သည်ကြက်တီးများထလာတယ်။ထိတ်လန့်စိတ်များထွက်ပေါ်လာတယ်။ပြောလိုက်တဲ့စကားကိုလည်းစိတ်ဝင်စားတယ်။ရှေ့မှာချထားတဲ့အရက်ခွက်ကိုတောက်ရန်ဝင်လင်းနေတယ်။စော်ဝမ်းတီအရက်ကိုအေးဆေးစွာတောက်နေရဲ့ထွန်းလင်းအောင်နဲ့ထွန်းထွန်းတို့ကကိုစော်ဝမ်းပြောလာမယ့်စကားများတော့စိတ်ဝင်စားနေကြတယ်။ကိုစော်ဝမ်းဆက်ပြောလေအေးလေပြောလိုက်လေကွာအေးပါကွာနည်းနည်းတောက်ပြစေအောင်ထို့သို့ပြောပြီးအရက်ကိုမော့တောက်လိုက်တယ်။အမလေးဗျာဟေးဘာဖြစ်တာလဲထွက်ပေါ်လာတဲ့အတန်ကြောင့်အထိတ်တလန့်ဖြစ်ကုန်ကြတယ်။အတန်မှတခြားမဟုတ်မလန်မကန်မှလူတယောက်ခလုတ်တိုက်ပြီးလဲကျသွားခြင်းဖြစ်တယ်။ထိုလူကတောင်းပန်နေအားလုံးကျဉ်းနှံ့သွားကြတယ်။ရှာကြီးကခြေပြီးကြနေရတဲ့အကောင်ကြီးကထမင်းနဲ့ဟင်းလက်ညှိုးထိုးပြရတဲ့ဦးမျိုးကမေးလိုက်တော့အကောင်လုံးစားလိုက်တယ်တဲ့ထမင်းလဲစားပြီးရောကြက်ဖကြိုလက်ညှိုးနဲ့ထိုးတယ်တဲ့ဒါကိုလည်းပေးလိုက်တယ်တဲ့ကြက်ကိုလည်းစားလိုက်တယ်တဲ့အဲ့ဒါတွေစားပြီးရောထွက်သွားမယ်လို့ထင်နေရတဲ့မထွက်သေးပဲအိမ်နေရထော်သားကိုတောင်းပြန်နေတဲ့ဟာရှုံးမာလိုက်တာဒါနဲ့အဘမျိုးကပေးလိုက်သလားကိုစော်ဝမ်းဦးမျိုးဟာအစအလွန်ထိတ်လန့်သွားရုတ်တရက်ဘာလို့ရမှန်းမသိအောင်ဖြစ်သွားတယ်တဲ့စိတ်ထဲမှာလည်းမကြည်မနှက်ဖြစ်နေရဲ့တဲ့အကောင်ကြီးကလည်းဒေါ်သားအောင်ပဲလက်ညှိုးထိုးပြီးတောင်းနေရတဲ့ကွာဒေါ်သားကမသိဘူးလားအကိုစော်ဝမ်းအိပ်ပျော်နေလို့မသိဘူးတဲ့ကွာနောက်ဆုံးတော့အကြံတစ်ခုရလာတယ်တဲ့ဦးမျိုးလည်းပေါ်လာတဲ့အကြံချက်ချင်းအကောင်တွေဖော်လိုက်တော့မှအကောင်ကြီးလည်းငဲတန်းပန်းအော်ပြီးထွက်ပြေးသွားရတဲ့ကွာဘလို့လုံးလိုက်တာလဲအကိုစော်ဝမ်းဘာလို့ရမှာလဲကွာအသင့်ပါလာလှန်တုံနဲ့ပါဇက်အတွင်ကိုပြစ်သွင်းလိုက်တာပေါ့ကွာဟာအလွန်တတိရှိရပဲနော်ချီးကျူးတယ်ငါတို့သာဆိုသိနိုင်တယ်ဒါနဲ့အဲ့ဒီကောင်ကြီးတည်သွားလားအကိုစော်ဝမ်းတည်သွားတာပေါ့ကွာတည်ရအောင်ရိုးရိုးမသိဘူးကြော်ကွင်းမှာမိပြီးတည်နေရဗျာဘလို့စော်ဝမ်းစကားအားလုံးစိတ်ဝင်စားကုန်ကြတယ်စော်ဝမ်းဒီအချိန်တို့အတွင်ပြောနိုင်ပေမဲ့စိတ်ဝင်စားမှုနဲ့မှဆိုရင်အချိန်ဆွဲကပြောနေခြင်းဖြစ်တယ်အခုပြောတဲ့အကြောင်းဒီအလွန်စိတ်ဝင်စားကြတယ်အကြောင်းအရာကိုအချိန်ဆွဲပြောနေပြီးမကြေမနက်ဖြစ်နေကြတယ်အကြောင်းအရာမြန်မြန်ပြီးစီခြင်းကြတယ်စိတ်ဝင်စားမှုအမြင့်ဆုံးအချိန်မှာရပ်ထားတယ်ထို့အတွက်ကြောင့်မကြေမနက်ဖြစ်ပေမဲ့မပြောရင်၍
တိတ်ဆိတ်စွာနားထောင်နေရတယ်။ဇော်ဝမ်းဒီအရက်ကိုအေးစိတ်စွာတောက်နေရဲ့။အကောင်ကြီးကပါဇက်မှာလှန်ဆိုင်ခံရတော့အော်ဟစ်ပြီးထွက်ပြေးသွားတယ်။မနဲ့လင်းကနေရောဦးမျိုးကဇနီးတဲ့ဒေါ်တောင်းအောင်နှိုးပြီးအကောင်ကြီးထံပါသွားတဲ့လှန်တို့ကိုလိုက်ရှာဖို့ထွက်လာတော့တာပေါ့ကွာ။ဦးမျိုးတို့ဇနီးမောင်နှံအတွက်အလွန်အံ့ဩစရာကောင်းတဲ့မြင်ကွင်းတစ်ခုပေါ့။တမီတကောင်ဟာလှန်တန်းလန်းနဲ့ထောင်ကျောက်တစ်ခုမှမိနေတယ်။ဦးမျိုးတို့ဇနီးမောင်နှံအံ့ဩစွာကြည့်နေချိန်မှာထောင်ကျောက်ပိုင်ရှင်များရောက်လာတယ်။သူတို့ကတခြားသူတွေမဟုတ်ကြဘူး။ထောင်ကျောက်ငတိုးလို့နာမည်ကြီးနေတဲ့မုတ်ဆိုးကြီးကိုတိုးပဲ။ကိုတိုးဟာအလွန်သဘောကောင်းပြီးမုတ်ဆိုးပြီးသားတယ်။ဦးမျိုးတို့ဟာတမီကိုဖြုတ်နေချိန်မှာမုတ်ဆိုးကြီးငတိုးရောက်လာတယ်။ဦးမျိုးတို့ကအကြောင်းအကျိုးရှင်းပြတော့သဘောပေါက်သွားတယ်။ဒီလိုနဲ့ဦးမျိုးတို့ဟာတမီကိုတယောက်တော့ဝဲခွဲယူလိုက်ကြတယ်။ပြီးတော့ဆရာတော်တွားလျှောက်တော့စားလို့ရတယ်ပြောတယ်။အဲ့ဒါနဲ့တမီရဲ့အသားကိုချက်ပြီးကြောင်းအောင်ပို့တယ်လို့သူတို့လည်းစားကြတယ်။အဲ့လိုစားတော့ဘာဖြစ်ကြသေးလဲကိုစောဝမ်း။ဘာဖြစ်ရမှာလဲကွာ။ဆရာတော်ကိုယ်တိုင်ကစားလို့ရတယ်ပြောတာပဲ။စားကြတာပေါ့။ဒါနဲ့သူတွေမင်းဆိုင်ဆရာလုပ်မယ်ဆိုရင်အဲ့ဒါတွေခံနိုင်ဖို့လိုတယ်။တကယ်ဥစ္စာစားအယောင်အဆောင်တွေရောက်လာတတ်တယ်ကွာ။စောဝမ်းရဲ့စကားကြောင့်သူတွေအလွန်ထိတ်လန့်သွားတယ်။ဆိုင်တီယာအလွန်ဝါသနာပါသူတယောက်ဖြစ်တယ်။ဆိုင်လောကမှာကြော်ကြားသူတယောက်ဖြစ်ရမယ်လို့ထင်မှတ်ထားတယ်။ချစ်သူဘရန်ဒီနဲ့အနီးရှိသူများတားမြင်နေကြတယ်။အခုကိုစောဝမ်းပြောစကားသည်သူရင်းအတွက်အနှောက်အယှက်ဖြစ်ရတယ်။ဘရန်ဒီကိုရိုင်းကလည်းကိုစောဝမ်းတို့ကိုတားမြစ်ခံနေရဲ့။ကိုစောဝမ်းတို့ကဘရန်ဒီကိုဂရိပေးလိုက်တယ်။ကိုစောဝမ်းကြားပြီးပြီလား။ဘာကြားရမှာလဲကွာ။မင်းအရက်တောက်ချင်တောက်ပြီးပြန်သွားကွာ။အရက်တောက်ဖို့လာတာမဟုတ်ပါအကိုစောဝမ်း။သတင်းထူပေးဖို့လာတာပါ။ဘာသတင်းထူလဲပြော။ဟုတ်ရင်ဟုတ်မဟုတ်လို့တော့ငါအကြောင်းမင်းသိရဲ့မဟုတ်လား။အကိုစောဝမ်းကလေဗျာကျွန်တော်ဘယ်တော့မှအကောင်းမမြင်တတ်ဘူး။အခုပြောမှအလွန်အံ့ဩစရာကောင်းတဲ့သတင်းပဲ။မုတ်ဆိုးကြီးဖိုးထွားကမီးလောင်ထားတဲ့လူဝင်ကြီးတကောင်ရလာတယ်။ရှင်ဝမှာတနက်တန်ရကြီးနေတဲ့။အခုစောဝမ်းအဲ့ဒါကျွန်တော်တို့နဲ့တွေ့ရဲ့အကောင့်ကြီးများဖြစ်နေမလားမသိဘူး။ဖြစ်မလားမဟုတ်ဘူးဖြစ်နိုင်တယ်။စောဝမ်းငါတို့ဘာဆက်လုပ်မလဲ။ဘာလို့ရမှာလဲကွာ။သူနဲ့ထိုက်လို့ရသွားတာပဲ။တခုပဲရှိတယ်။အဲ့ဒီအကောင့်ကြီးတော့ကြည့်ကျင်သေးတယ်။ဘာကြောင့်ကြည့်မှာလဲ။ငါပြစ်ချက်ကဘလောက်ပြစ်ခွင့်မှန်နေဆိုတာပေါ့။မင်းရလေကွာအယူထားပြန်ဘလို့ပဲဖြစ်ဖြစ်သွားမယ်ကွာမင်းတို့မလိုက်နေခဲ့ကြငါတော့သွားရမှာပဲထို့သို့ပြောပြီးနောက်စော်ဝမ်းသည်လက်ကျန်အရက်ကိုတောက်လိုက်တယ်စော်ဝမ်းသည်ပြောတဲ့အတိုင်းလုပ်တယ်အခုသွားမယ့်နေရာဘသူမှတားမရအောင်ဖြစ်နေစော်ဝမ်းသွားပြီဆိုတော့အားလုံးလိုက်ဖို့ဟန်ပြင်းနေကြတယ်ကဲသွားမယ်ကျွန်တော်တို့လိုက်မယ်ကျွန်တော်လေးလိုက်မယ်လိုက်ခဲ့လို့ရတယ်သူရိမ်မလိုက်ခဲ့နဲ့မင်းကိုဆရာတော်ခေါ်နေမင်းရဲ့စိုင်းပိုင်ရှင်မိသားစုခရီးသွားကြရှိလို့တဲ့အဲ့ဒါမင်းကိုတာဝန်နေပေးခဲ့မလို့တဲ့အခုပြန်တော့ဟုတ်ကဲ့ကိုစော်ဝမ်းအားလုံးအရက်ဆောင်ကြောခိုင်ထွက်ခဲ့ကြတယ်။သူရင်ကတော့မလိုက်ရတာကိုစိတ်မကောင်းပေမဲ့ဆရာတော်ခေါ်နေလို့ကျောင်းကိုပြန်လာခဲ့လေ။ချစ်သူဘရန်ဒီနဲ့စော်ဝမ်းတို့အဖွဲကအပြင်းထန်တားမြစ်တာကြောင့်ဆိုင်းလောကစွန့်လွတ်ရန်စိတ်ကူးမိပေမဲ့ထိုစိတ်ကူးအကောင့်ထဲဖော်မရဖြစ်သွားတယ်။သူရင်ဒီဆိုင်းပညာဆက်မတင်တော့တခြားစီးပွားရေးအလုပ်ကိုလောက်ကိုင်ရန်ဆုံးဖြတ်ထား။ဆိုင်းပိုင်ရှင်ကအရေးတကြီးခီးထွက်ရန်ရှိနေပြီးဆရာတော်ထံခွင့်ပန်ပြီးသူရင်ကိုအိမ်ဆောင်အဖြစ်ထားခဲ့တယ်။သူရင်ဒီအိမ်ဆောင်အဖြစ်နဲ့နေထိုင်ရာတယောက်တည်းပြင်းပြင်းရှိတဲ့နေ့အသင့်ပြင်ထိုင်းဆိုင်ဝိုင်ကြီးနေရဲ့ဆိုင်းတီယာအလွန်ဝါသနာပါသူတယောက်အနေနဲ့ဆိုင်းဝိုင်ကိုတွေ့လိုက်ရတော့မနေနိုင်အောင်ဖြစ်သွားရတယ်။သူရင်သည်ကြေးဝိုင်းကြီးအတွင်းကိုဝင်ကချွေကြီးတမာတီးသွားကိုအတန်ဆန်းတဲ့အနေဖြင့်တီးနေရဲ့တိတ်ဆိတ်တဲ့အချိန်လေးမို့တီးလိုက်တဲ့ကြေးမောင်းတံများကပတ်ဝန်းကျင်တစ်ခုလုံးကိုကျဲလောင်စွာလွှမ်းမိုးနေရဲ့ဝါသနာထိန်ချုံမရနိုင်တဲ့သူရင်အတွက်ရေကန်အသင့်ကြအသင့်ဖြစ်နေရဲ့သူရင်သည်ဆိုင်းဝိုင်းများကိုတဝိုင်းပြီးတဝိုင်းကူးပြောင်းတီးခတ်နေရဲ့ကြေးမောင်းဝိုင်းကြီးအားထွက်ပြီးပတ်မကြီးနဲ့6လုံးပတ်ဝိုင်းကိုဝင်လိုက်တယ်။သူရင်ဒီတက်ကြွရေးစိတ်များဖြင့်6လုံးပတ်ဝိုင်းကိုဒရက်ဆက်တီးလိုက်တယ်။ထို့သို့တင်းရင်သူရင်စိတ်များသည်အလွန်ဝမ်းသာကျဉ်းနေနေရဲ့သူရင်ဒီလက်ဝဲရင်းတီးကွက်ကိုပြတ်သားစွာတီးလိုက်တယ်။၎င်းတီးကွက်ကိုဆိုင်းချရာကိုယ်တိုင်တင် जा ပေးထားခြင်းဖြစ်တယ်။သူရင်ဒီဆိုင်းသာတီးနေရင်ကမ္ဘာလောကကြီးဘာဖြစ်နေသလဲဘာဖြစ်သွားပြီလဲမသိအောင်ဖြစ်နေ။အခုလိုဖြစ်ရသည်မှာမိဘမရှိရဲ့အချက်ကအခြေခံနေရဲ့သူရင်ဒီငယ်စဉ်ဘဝတွေကမိဘများမရှိတော့တာမို့ရွာဦးကျောင်းဆရာတော်ကခေါ်ယူမွေးစားထားရတယ်။အရွယ်ရောက်လာတော့ဆရာတော်ဥပ္ပနာဝါကဆိုင်းဆရာစိန်ဝင်းမြင့်ကိုခေါ်ယူပြီးဆိုင်းပညာသင်ပေးရန်အနှံလိုက်တယ်။ဆိုင်းဆရာစိန်ဝင်းမြင့်ဆိုတာဆရာတော်ရဲ့ညီအရင်ဖြစ်တယ်။ဆိုင်းမှာပတ်စာခွာဖြာသိမ်းကြေးမောင်ထန်းဆိုပြီးအပ်လိုက်တယ်။ဆိုင်းကိုအလွန်ဝါသနာပါတဲ့သူရင်ဆိုင်းနာရဲ့အချိန်မှာဝင်ရောက်တီးနေတတ်တယ်။သူရင်ရဲ့လက်ရာများကိုအသက်ကြီးဆိုင်းဆရာများကပိုင်ရှင်ကိုတောင်းဆိုမှုများပြုလုပ်ကြတယ်။သူရင်ကတစ်ချိန်ချိန်မှာနာမည်ကြီးဆိုင်းဆရာတယောက်ဖြစ်လာနိုင်သည်လို့ပြောတယ်။ထို့သို့ပြောပါများလာရင်စိန်ဝင်းမြင့်က
အချိန်ရရင်စိုင်းပညာသင်ကြားပေးတယ်စိုင်းသမားတယောက်မလာရင်၎င်းနေရာအစားထိုးတီးခိုင်းတယ်ထို့သို့ဝင်ရောက်တီးခိုင်းခြင်းကနေရာစုံမှာတီးတက်လာတယ်စိုင်းဝိုင်းအပေါ်လေးစားယူသေးတယ်စိန်ဝင်းမြင့်သည်သူရိန်ထွန်းကိုသားတပည့်တယောက်ကဲ့သို့သဘောထားတယ်အစားတော့အောက်ခြေအလုတ်သမားကနေလူယုံတယောက်ဖြစ်သွားတယ်အခုစိုင်းစရာမိသားစုအိမ်မှာမရှိကြတော့သူရိန်ကအိမ်သားတူအနေဖြင့်ကြံရစ်ခဲ့တယ်သူရိန်သည်နှဲကြီးကိုယူလိုက်တယ်စိုင်းဝိုင်းတစ်ခုတွင်နှဲကမပါပြီးရဲ့အရာတစ်ခုဖြစ်တယ်နှဲကြီးကိုမှုန့်နေရဲ့အလူမင်္ဂလာပြောကြီးရဲ့တီးခွက်ဖြစ်တယ်ဟာဝေးလိုက်တာဘယ်ရပါလိမ့်သူရိန်သည်ထွက်ပေါ်လာရင်အနက်မြောင်ရှာဖွေနေရဲ့ခက်ဝေးဝေးမှတိုက်ခတ်လာရင်လေးလူအေးသည်သူရိန်ရင်ကိုအေးချမ်းပေမဲ့ထွက်ပေါ်လာရင်အနံ့ကြောင့်ထိတ်လန့်မှုများစွာဖြစ်ပေါ်လာကြောက်စိတ်များလွှမ်းမိုးလာမိုးဥကာလမို့မိုးပွင့်မိုးဆက်များကျလာမိုးသက်လေပြင်းများတိုက်ခတ်နေ၍အနံ့ကပုံမိုးထွက်ပေါ်လာမိုးကတော့လှုပ်ချပြန်ပြီကွာအပြစ်တင်တဲ့သဘောဖြင့်ညင်းညူရွရွလိုက်တယ်ဆိုင်ဝိုင်းတွင်မှာအလုရှုပ်နေတဲ့သူရိန်တယောက်မှာတော့ခါကိုဆန့်လိုက်တယ်ပတ်ဝန်းကျင်ငေးကြည့်နေမိရဲ့ကောင်းကင်ရံမှာကြာဆင်းလာတဲ့မိုးပွင့်မိုးဆက်များကပြင်းထန်မှုမရှိပေမဲ့လေရဲ့တိုက်ခတ်မှုကြောင့်ပြင်းထန်နေသည်လို့ထင်မှတ်နေမိရဲ့ထွက်ပေါ်လာတဲ့အနံ့တွေကငွေးသလိုနဲ့ပုံအနံ့များဖြစ်နေသလိုထင်ရတယ်တခါတည်းမှာနတ်သားဖြူအနံ့ရနေရဲ့သူရိန်သည်အပြင်ထွက်ရန်စိတ်ကူးမိရဲ့၎င်းကြောင့်သူရိန်သည်ထိုင်ရာကထလိုက်တယ်ဆိုင်းကားခြင်းလို့ပါအမလီလန့်လိုက်တာဗျာရုတ်တရက်ထအောင်လိုက်တယ်ပဝင်းကျင်မှာအမောင်တို့များစတင်နေချိန်မှာရုတ်တရက်ထွက်ပေါ်လာတဲ့အတန်ကြောင့်အထိတ်တလန့်ဖြစ်သွားတယ်အိမ်ရှိတဲ့ဇက်မိအပြင်ဘက်မှာအသက်20ကျော်မိန်းကလေးကြောင့်ရက်နေသည်ကိုတွေ့လိုက်ရတယ်မိန်းကလေးရဲ့ကိုယ်လုံးတွင်မိုးရေများဆွတ်ဆွတ်နေရဲ့သူမသည်အာကိုရဲ့အကြည့်များဖြင့်သူရိန်ထွန်းအားကြည့်နေရဲ့ဆိုင်းလာငါသည်လို့ပြောဆိုပြီးမိသည့်အတွက်ကြောင့်အိမ်ပေါ်တက်ရောက်ခွင့်မတောင်းတာလေလို့စဉ်းစားနေမိရဲ့သူရိန်သည်ဆိုင်းဝိုင်းအပြင်ကိုထွက်လာခဲ့တယ်မိန်းကလေးရဲ့ရှေ့မှာရက်လိုက်တယ်သူရိန်နဲ့မိန်းကလေးတို့နှစ်ယောက်ကိုဒဇက်မြေကကြာရင်မိုးရေစံများကချားပြီးနေသလိုဖြစ်နေရဲ့ဒါဆိုင်းကြာစိန်ဝင်းမြေအိမ်ဟုတ်ပါသလားဟုတ်ပါတယ်ဆိုင်းကားမလို့လားလာပါခင်ဗျာအိမ်ထဲဝင်ထိုင်ပါအောင်အပြင်မှာမိုးရေရွာနေပါတယ်ထို့သူပြောပြီးနောက်သူရိန်သည်နှာခေါင်းတစ်ချက်နှစ်ချက်ပုတ်လိုက်တယ်ရေမွေးအနံ့လိုလိုပုတ်တဲ့အနံ့လိုလိုဖြစ်နေရဲ့စိတ်ထဲမှာမိန်းကလေးကိုအားနာနေရဲ့မိန်းကလေးရောက်ရှိလာမှထိုအနံ့ထွက်လာရတယ်မိန်းကလေးကအထင်သေးသွားမှစိုးရိမ်လိုက်ထို့တူမိန်းကလေးကိုအိမ်ပေါ်ခေါ်တော်လဲငင်းဆန်နေဘာနဲ့ရီနန်နေလို့လဲရှင်ကျမကြီးကနန်လို့ထင်နေအားနာလိုက်တာရှင်အဖေနာကြီးနဲ့မလို့ရေမချိုးဖြစ်ဘူးသူမထိုစကားပြောလာတော့အလွန်အားနာသွားတယ်မဟုတ်ပါဘူးဗျာရေမွေးနဲ့ပြင်းလို့ဖြစ်တာပါဒီနဲ့မကြာခဏရနေကြပါအော်ဟုတ်လားမသိပါဘူးရှင်ကျမကအနက်မကောင်းတာလားလို့ပါဒါနဲ့ရှင်ကဆိုင်းစရာစိန်ဝင်းမြင့်လားစိန်ဝင်းမြင့်ဆိုတာကျွန်တော်စရာပါအခုစရာခီးထွက်သွားလို့ပါဆိုင်းဝိုင်းနဲ့ပတ်သက်သမျှသူ့တပည့်ကျွန်တော်ပဲအကုန်လွှဲထားပါတယ်ဝါရင်းကြီးဆိုတော့အလူမင်္ဂလာပွဲတော့မဟုတ်ဘူးထင်တယ်ဖျားပွဲလားဘာပွဲအတွက်လားငါလေအာတုပကျမအာတုပဗျာဘလို့ရုတ်တရက်ထိတ်လန့်သွားတယ်ကြက်သီးများထလာတယ်စိုးရိမ်စိတ်များစွာထွက်ပေါ်လာတယ်ကိုယ့်ရဲ့အာတုပအခမ်းအနားအတွက်ကိုယ်တိုင်ဆိုင်လာငားတယ်ဆိုတော့သူရိတ်အတွက်အလွန်အောင်ထိတ်လန့်စရာကောင်းနေရဲ့သူရိန်တင်မိန်းကလေးကိုတိချကြည့်မိလိုက်တယ်မိန်းကလေးဒီဘလို့ထူးခြားမှုမှမရှိခက်အေးအေးသာရက်နေရဲ့သူမပြောသလိုတရေသာဆိုရင်ထူးခြားမှုတစ်ခုတော့လုပ်ပြရမှာသိချတယ်။အိုးကျမစကားပြောလို့သွားတယ်ကျမအဖေအာတုပါတော်ပါသေးရဲ့ကျမဖေကမြမစာအလွန်လေးစားမျက်နှိုးသူတယောက်ပါရွာနီးမှာရှိတဲ့အလှူတွေမှာစိုင်းဝိုင်းသာထည့်လို့ရတော့နေနေမုံမုံစောင်းစောင်းမဖြစ်မနေအရောက်သွားပြီးနားထောင်တတ်တယ်။အိုးဒါဒီပေကမလဲနတ်ပွဲအိုးစီတိုးပတ်အငိမ့်ဆက်တွေးသမျှစိုင်းဝိုင်းပေးမှာညလုံးပေါင်မိုးလျောင်နားထောင်နေအဖေပါရှင်။ဝါသနာအတော်ကြီးပုံရရင်နော်။ကြီးသမားကိုယ်တိုင်လဲတီတန်မှုတ်တက်စိုးကတက်ပါတယ်။ကောင်းနေဗျာကျုံနဲ့တူလိုက်တာ။ဒါတင်ပဲဟုတ်မလဲ။ဘုံတူဘုံရှိပက်လုံးဝိုင်းကြေးမဝိုင်းပတ်မကြီးအားလုံးကုန်ဝယ်ပြီးစုထားတယ်။အိမ်မှာစိုင်းဝိုင်းကြီးတစ်စုံစားအပြည့်စုံရှိတယ်။အငှားလိုက်တာမဟုတ်ဘူး။ဝါသနာအရာဝယ်ထားတာ။အခုတော့အဖေမရှိရှာတော့ပါဘူးရှင်။မနေ့ညပဲဆုံးရှာပြီး။အော်ဖြစ်မှဖြစ်ရလေစိတ်မကောင်းစရာပါပဲဗျာ။စိုးနေကြေခွဲနေဆိုင်မိန်းကလေးကိုချစ်ချင်းတနာမိသွားတယ်။စိတ်ထဲမှာကိုချင်းစာနေမိရဲ့။ဆိုင်းကိုမျက်နှိုးသူတယောက်လူလောကကိုစွန့်ခွာသွားသည်မှာအလွန်နှမျောတန်းတာဖြစ်မိရဲ့။အဲ့ဒါတပတ်ခါတကြိုမှာပါ။အဖေအာတုပမှာအဖေဝါသနာအလွန်ပါတဲ့ဆိုင်းဝိုင်းနဲ့တိုက်တိုက်မြဲ့မြဲ့တကြိုကျင်ပါ။အဲ့ဒါကြောင့်ရှင်တို့ဆိုင်းဖွယ်လာငှားတာပါ။လက်ခံနိုင်မယ်ထင်လို့ပါရှင်။ဟုတ်ကဲ့လက်ခံနိုင်ပါ
စိုင်းဝိုင်းပစ္စည်းတွေကရှိပြီးသားမို့ယူလာကြမလို့ပါဘူးစိုင်းသမားတွေကြီးတီးတန့်ငှားကြပါရဲ့ရှင်ဟုတ်ကဲ့ဖြစ်ပါတယ်ဒီရက်မှာပွဲထွက်ရမရှိသေးပါဘူးဘယ်ရွာဆိုတာကိုလည်းသိပြစီကျမတို့အိမ်ကရွာထဲမှာမဟုတ်ပါဘူးရွာနဲ့တစ်ခေါ်လောက်ဝေးပါတယ်ရွာရွှေအိုးကြရွာပါတစ်ချိန်ကရွှေအိုးကြရွာကျမတို့အိမ်ဝိုင်းပြီးရွာတီထားတာပါရွာလေးကအင်ကြီးပေါ့ရှင်အခုတော့ကျမတို့အိမ်ကြီးကရွာရဲ့မြောက်ဘက်မှာပါရွှေအိုးကြီးရွာရောက်ရင်လက်မဲကြီးအိမ်ကိုဘယ်လိုသွားရလဲလို့မင်းလူတိုင်းသိပါတယ်ဗျာလက်မဲကြီးဟုတ်လားအလွန်ထူးဆန်းသွားတယ်လက်မဲကြီးတဲ့မြည်သည့်အတွက်ကြောင့်ထို့နာမည်ကိုပေးထားတာလေလက်မဲကြီးဆိုတာဘာအတိတ်ပဲလဲအဖြစ်မရှိရဲ့ပု္ပ္ပာများနဲ့ရှုပ်ထွေးနေရဲ့သူရင်ဒီမိန်းကလေးကိုအံ့ဩစွာကြည့်နေရဲ့မိန်းကလေးကတော့ထူးခြားမှုမရှိအေးဆေးစွာနဲ့သူရင်ကိုကြည့်နေရဲ့လက်မဲကြီးဆိုတာမကောင်းတဲ့နာမည်ဆိုတကူမဟုတ်ပါဘူးရှင်းရှင်းသိအောင်ပြောရရင်လက်မဲကြီးဆိုတာကျမဖေရဲ့နာမည်ပါကျမဖေရဲ့ညာဘက်လက်ဟာတထောင်စစ်ကစပြီးမဲနဲ့နေရမွေးရပါပေါ့အဲဒီလက်ကိုအဆွဲပြုတ်ပြီးဒီနာမည်တွင်ခဲ့ရပါအော်ဒီလိုကိုဒါနဲ့ကျွန်တော်တို့ဖွဲ့ကဘယ်နေ့လာရမှာလဲတပတ်ကတကြိုမှာဆိုတော့ဖြစ်နိုင်ရင်မနှက်ပြန်မှမောင်ခင်အရောက်လာခဲ့ပါကျမပတ်စံအကျဉ်းရှိခဲ့ပါမယ်ဟဲ့ပတ်စံတော့မဟုတ်ဘူးမိန်းကလေးကြီးလက်ဘေးမှာဆွဲထားတဲ့ဂရီပါအင်ချုံလေးကိုဖြုတ်ယူလိုက်တယ်အတွင်းမှာအရာများထုတ်ယူလိုက်တယ်ဒါကျမတို့ဘိုးတင်ပေါင်ဆက်အမွေအနှစ်ရွှေတင်းကားပြရီပဲတန်မိုးထားတဲ့သူတွေကိုပေးတာကျမရှင်တို့တန်မိုးထားလို့ဒီတင်းကားပြရီပေးတာပါနဲသေးလားဗျာမနှဲပါဘူးအဲ့လောက်ထိပေးဖို့မလိုပါဘူးရပါတယ်ရှင်ရဲ့ရိုးသားမှုလည်းချီးကျူးကြပါအရေးကြီးတာမနှက်ပြန်မိုးမချုပ်ခင်သာအရောက်လာခဲ့ပါကဲကျမဖိတ်စရာရှိသေးလို့ပြန်လာအောင်မေဟုတ်ကဲ့ကျွန်တော်လာခဲ့ပါမယ်ထို့ပြောပြီးနောက်မိန်းကလေးသည်ထိုနေရာကထွက်ခွာသွားတယ်သူရင်သည်မိန်းကလေးရဲ့ကြောပြုံငေးကြည့်နေတွေးလိုက်ရရင်မြင်ကွင်းကိုအလွန်အံ့ဩနေမိရဲ့ဟေးအဲ့ဒီဘက်မှာလမ်းမရှိဘူးလေသူရင်ပြောလိုက်တဲ့စကားကြားဟန်မတူရှေ့ကိုသာရှောက်လန်းနေရဲ့မိန်းကလေးသည်အခုသွားနေတဲ့လမ်းမှာလမ်းမရှိခြုံတွေများသာရှိနေရဲ့သူရင်သည်မိန်းကလေးကိုလမ်းပြခြင်းစိတ်များဖြင့်ထွက်လာခဲ့သည်မိုးများတီးထန်စွာရွာသွန်းနေရဲ့ပတ်ဝန်းကျင်သည်မှောင်စာပြုတ်နေရဲ့အခုမိန်းကလေးသွားနေတဲ့လမ်းမှာခြုံတွေများပိတ်ဆို့နေရဲ့ခြုံတွေများကြောဖြတ်ပြီးလင်မြာစိမ်းတောင်နဲ့မြတာချောင်းသာရှိနေရဲ့သူရင်သည်မိန်းကလေးနောက်ကိုပြေးလိုက်ရင်မိန်းကလေးသည်ပင်နေအောင်ရောက်၍ပျောက်ကွယ်သွားမှမသိအောင်ဖြစ်သွားလေရဲ့ဟေးသူရင်နည်းနည်းပါးပါမေးကြည့်ပါအောင်ကွာအေးဟုတ်တယ်သူရင်မင်းပြောပုံကတင်ဟန်မကြကြဘူးငါမွေးကနေ့ကတအုံးကုန်းရွာမှာနေလာတာမင်းပြောတဲ့ရွှေအိုးကြရွာရဲ့မြောက်ဘက်မှာအင်ကြီးတစ်လုံးရှိရလို့မကြားဘူးတလို့ငါလည်းမိုးအေးအေးနဲ့မူးကောင်းကောင်းနဲ့မို့တာလိုက်ခဲ့ရတယ်သူပြောတဲ့အင်ကြီးဘာတဲ့လက်မဲကြီးအိမ်ဆိုတာမကြားဘူးသိပါဘူးဗျာတယောက်တစ်ပေါက်ပြောနေကြတဲ့ဆိုင်းဖွဲ့သားများရဲ့စကားကြောင့်ကြံခဲ့တဲ့ညာဖြစ်ရဲ့အတွက်စိုးရိမ်သွားမိရဲ့ဆိုင်းစရာစင်ဝင်းမြေမရှိရဲ့နောက်ပိုင်းမှာဆိုင်းဖွဲ့ကိုဥစားဖို့တာဝန်ပေးခဲ့တယ်အခုကိုယ်တိုင်ဦးစီးလာမှထိုကိစ္စနဲ့ကြုံတွေ့လာရတော့အလွန်ထိတ်လန့်နေရဲ့မိန်းကလေးကဘဲအတွက်ကြောင့်ဒင်းကားပြပေးပြီးလာငှားရတာလေမဟုတ်ဘဲနဲ့တော့လာရောက်ငှားရမှာမဟုတ်လို့ထင်မှတ်နေရဲ့သူရင်ဒီဆိုင်းတီးကျလွန်လို့အခွေသားများအပင်ပန်းခံစုဆောင်ပြီးလာခဲ့ရတယ်အခုတော့ပင်ပန်းခဲ့တာတွေဟာအလကားဖြစ်ရတော့မလို့ဖြစ်နေမိန်းကလေးကနေရာမရှိပဲဘာကြောင့်လာခေါ်ရလဲအားလုံးသောအခွေသားတွေက၎င်းနေရာမရှိဘူးလို့ပြောနေကြတယ်ထိုကိစ္စဘလို့ပုံစံနဲ့ဆုံးဖြတ်ရမလဲလို့စဉ်းစားနေမိရဲ့ထိုခီးကိုဆက်မသွားပဲနောက်ကျောင်းပြန်ကောင်းမလားလို့စဉ်းစားနေမိရဲ့သူရိန်တို့အဖွဲ့တီပြောရင်းနဲ့ရွှေအိုးကြရွာတွေကိုရောက်ရှိလာတယ်ဦးလေးလက်မဲကြီးအိမ်ကိုဘယ်ရသွားရမလဲထို့သို့မေးလိုက်သည်နှင့်ထိုလူသည်အထိတ်တလန့်ဖြစ်သွားတယ်မျက်နှာလည်းတိတိတသားပြတ်သွားတယ်နားမလဲစွာဖြေကြည့်လိုက်တယ်၎င်းတီဖြေခြင်းနဲ့စိတ်မရှိသလိုဖြစ်နေရဲ့တည်ကျင်နေတဲ့သူရိန်တို့အဖွဲ့ကကြည့်နေရဲ့ဘာဖြစ်လို့ဒီနာမည်မေးရလဲအဲ့ဒီကငှားထားလို့ပါခမမသိဘူးထို့သို့ပြောပြီးထွက်သွားတယ်၎င်းရဲ့အမူအရာကိုနားမလည်အောင်ဖြစ်ကုန်ကြတယ်မင်းကလေးပြောတော့ရွှေဦးကြရွာမြောက်ဘက်မှာရှိတယ်ရွာသားများအောင်မေးရင်ရတယ်လို့ပြောသွားတယ်အခုလက်တွေ့မေးလိုက်တော့ညီသူမှမသိလို့ပြောကြတယ်အေးစစ်စစ်ပြောရင်ပြဿနာမရှိပါဒေါသနဲ့သာငင်းဆိုကြတယ်ထူးဆန်းတီကရွှေဦးကြရွာကိုပတ်ပြီးခြံစည်းကိုနှစ်ထပ်တားထားတယ်ရွာရင်းဝင်ထွက်လို့ရန်တကား၄ပေါင်ရှိရဲ့၎င်းတကားပေါင်များကိုရွာသားများကအလှည့်ကျတာဝန်ယူကင်းဆောင်ကြရတယ်သူရိန်တို့အဖွဲ့သည်လက်မဲကြီးအိမ်ကိုမေးတဲ့ရွာသားအားလုံးတပြည့်ကကငင်းဆိုကြတယ်ထို့သို့မေးရင်ထွက်လာခဲ့ရာရွာမြောက်ဘက်ကိုရောက်လာကြတယ်သူရင်သည်နောက်ဆုံးအနေနဲ့မေးရန်ဆုံးဖြတ်လိုက်တယ်ရွာရဲ့အစွန်တဲအိမ်ငယ်လေးတစ်လုံးမှာအသက်80ကျော်အဖိုးအိုတယောက်ထိုင်ပြီးတရှိတစ်ချောင်းကိုသွေးနေရဲ့သူရင်တို့အဖွဲ့သည်တဲအိမ်လေးရှိမှရက်လိုက်ကြတယ်
အားလုံးချန်အပြင်မှာရက်နေကြရင်မျက်ရည်ပြလိုက်တယ်။သူရိန်သည်ဓာသွင်းနေရဲ့အဖိုးအိုရှိရာကိုရှောက်သွားတယ်။အဖိုးအိုသည်ပတ်ဝန်းကျင်ဂရုမစိုက်ဓာကိုသာအာယုံစိုက်နေ။အဖိုးသူရိန်ခေါ်တဲ့အတန်ကြားဟန်မတူဓာကိုသာဆက်လက်သွင်းနေတယ်။သူရိန်သည်နောက်တစ်ခါထပ်ခေါ်တယ်။သုံးလေးကွန်းခေါ်မှကြားသွားဟန်တူတယ်။ဓာကိုဆက်မသွေးတော့ပဲကြည့်လိုက်တယ်။ဘာကိစ္စလဲမောင်ရင်ကျွန်တော်တခုလောက်မေးချင်လို့ပါ။ဘာမေးမှလဲမေးပါ။ဒီလိုပါဖို့လက်မေးရင်ဘယ်ရသွားရလဲ။ဟေးအဖိုးရဲ့အကြည့်များထဲမှာဒေါသများလွှမ်းမိုးနေရင်တစုံတရာမကျေနပ်သလိုဖြစ်နေရင်သူရိန်သည်မိတိစကားမှမပြောနိုင်အဖိုးအိုကိုသာကြည့်နေရင်အဖိုးအိုထံမှထွက်လာမယ့်အဖြေကိုသာစောင့်မျှော်နေရင်အဖိုးအိုသည်ဓာကိုတေချာကြည့်ရင်စမ်းတက်နေရင်သွေးနေရဲ့ဓာအသွားကိုလက်မနဲ့ထောက်ပြီးဓမ္မထက်အထက်ဆန်းနေရင်ထို့နောက်ဓာအယုတ်ကိုတင်းကျပ်စွာစုပ်ကင်ထားဓာကင်လက်မအကျော်များကထောင်ထလာအဖိုးအိုသည်ဓာဖြည့်ခုံမီလားလို့ထင်မှတ်နေရင်ဓာနဲ့သာခုတ်လင်းခံလိုက်ရွာလွဲပြီးဘာမှမတက်နိုင်အောင်ဖြစ်နေရင်အမလေးအဖိုးအိုရဲ့လောက်ရအတွက်ချန်ပီယံမှာရှိနေသူများအထိတ်တလန့်ဖြစ်ကုန်ကြတယ်စိတ်ထဲမှာသူရင်တယောက်တော့ပွဲချင်းပြီးသွားပြီလို့ထင်မှတ်နေကြတယ်အားလုံးဒီအဖိုးအိုကိုကြည့်နေကြတယ်အဖိုးအိုဘာဆက်လုံးမလဲဆိုတာအเจ้าမှာအဖိုးအိုသည်တရှိကိုကိုင်းပြီးရှေ့မှာရှိနေတဲ့တစ်ကိုင်း6ကိုခုတ်ပိုင်းလိုက်တယ်တစ်ကိုင်း6သည်ပြတ်တောက်ပြီးလေပေါ်မှာလွှင့်ထွက်သွားတယ်ထို့နောက်တပ်ပြင်းချီတစ်ခုကိုချလိုက်တယ်မင်းကအဲ့ဒီကိုဘာသွားလုံပါလဲသူတို့နဲ့ဘလို့ပတ်သက်နေလဲဒီလိုလာရိုးသားရဲ့လားဟိကျွန်တော်ယုံမှာဖို့ကျွန်တော်တို့မှမရိုးသားစိတ်မရှိပါဘူးမယုံကျွန်တော်ဖွဲ့ကိုမေးကြည့်ပါအဟုတ်ပါလေဖို့သူပြောတာမှန်ပါတယ်ဟေးဟာမင်းတို့ကအဲ့ဒီကိုဘာသွားလုံမလို့လဲစိုင်းသွားတီးကြမလို့လားဟုတ်ပါတယ်ဖို့ထွက်နေရဲ့ဒေါသများရှုပ်သိမ်းလိုက်တယ်တင်းမာရဲ့အဖိုးအိုရဲ့မျက်နှာသည်အယောင်ပြောင်းနေပုတ်တင်ညိုလိုဖြစ်သွားတယ်အဖိုးအိုသည်အဖွဲသားများတွေက3-4ယောက်ကိုကောင်းကောင်းတိနေတယ်အေးသွားကြတော့ရွာရဲ့အနောက်ပေါက်ကထွက်ပြီးမြောက်ဘက်ကိုသွားကြတောင်တောင်တွေးလိုက်မယ်အဲ့ဒီတောင်ကြော်ပြီးရနေတောအုပ်ကြီးတွေးလိုက်မယ်အဲ့ဒီတောအုပ်ကြီးအလဲကအိမ်ကြီးပဲဟုတ်ကဲ့ကျွန်တော်တို့ခွင့်ပြုပါအောင်အဖိုးထို့သို့ပြောပြီးနောက်သူရိန်တို့အဖွဲသည်အဖိုးအိုကိုနှုတ်ဆက်ပြီးထွက်ခဲ့ကြတယ်သူရိန်တို့အဖွဲသည်အဖိုးအိုပြောတဲ့အတိုင်းရွာရဲ့အနောက်ဘက်တကားပေါက်ကိုလာခဲ့ကြတယ်ဟေးထွေးတယ်ပြောင်းမှုတွေခွာလာကြည်လားရောင်းမစားကြဘူးလားဩမင်္ဂလာကြီးတို့အဖွဲ့ပါလားရောင်းမစားပါဘူးတော့ဘယ်ရွာသွားကြမလို့တော့အပြန်ကြရင်ပြောင်းမှုစားရအောင်တထောင်းလောက်ယူသွားအေးယူပါလဲယူတာပေါ့၄ယောက်ကြာပိုးစင်အရက်တောက်တုံးမဲ့လားဟုတ်ပါတော့မင်္ဂလာကြီးနဲ့တွေ့ရကဆုံးမခဲ့ပါဒီကောင်ကဆုံးမရအလွန်ခက်တာပဲသွားအောင်မယ်ဟေးဟုတ်ကဲ့ပါတော့အပြန်ဝင်ခဲ့အောင်နော်ဝင်ခဲ့ပါမယ်ဟာမင်္ဂလာကြီးကိုကြည့်ပြီးဝမ်းသာပီတိဖြစ်သွားတယ်ဆွမ်းလာကြည်လားမင်္ဂလာကြီးဟာမျက်စိမမြင်ပဲနဲ့ရွှေဦးကြရွာမှာနေရဲ့စိန်ပိုအေးရဲ့မိန်းမထွေးတင်ခွာနေရဲ့ပြမှုတွေဘလို့လုံးတည်မင်းရဲ့မင်္ဂလာကြီးရမ်းပြီးပြောနေရပါသူရင်ရကြီးနာမောင်စီဟာကိုစိန်မင်းကမထီတထီပြောလိုက်တယ်ဘယ်တော့မှရမ်းမပြောစိန်မင်းလိုအရက်သမားအိုးနှင်းခွနေဖြစ်နေတာမှတ်မိတယ်ထို့သို့ပြောရင်ရွာရဲ့အနောက်ဘက်ကိုရောက်ရှိလာကြတယ်ရွာသား3-4ယောက်ကမကောင်းဆိုးရွာအိမ်ကိုမသွားရန်တားမြစ်ကြတယ်ဘလို့ပင်ပြောပြီးမိတ်ဂယုမဆိုင်ဆက်လက်သွားကြတယ်သူရင်တီတားမြစ်မှုတွေကိုကြော့ဖြတ်ပြီးလက်မဲကြီးအိမ်ကိုစိတ်ဝင်စား၎င်းတို့ကရဲဆက်ဆက်ပြောရအောင်အဲ့ဒီလောက်ပဲတကယ်စိုးနေလို့လားလက်မဲကြီးတီစုံးကုံဝီအထက်ကိုဘသူထံကတင်ယူခဲ့ပြီးထိုပညာကိုအီးများလောက်တက်ကျွမ်းနေလို့လားအများပြောစကားအရာလက်မဲကြီးတီပုံစံအမျိုးမျိုးလုံနိုင်တဲ့စွမ်းအားရှိသည်လို့ပြောကြတယ်၎င်းကြောင့်အပြစ်မဲ့တဲ့ရွာသားတွေအလွန်ဒုက္ခရောက်ခဲ့သည်လို့ပြောကြတယ်သူရင်တီလက်မဲကြီးရဲ့အကြောင်းစဉ်းစားရင်အလွန်ထိတ်လန့်လိုက်ဘလို့ပင်ဖြစ်ပေမဲ့အင်ကြီးကိုတော့ရှောက်အောင်သွားရမယ်သူရင်တို့အဖွဲ့သည်အဖိုးအိုရဲ့ညွှန်ကြားတဲ့အတိုင်းခရီးဆက်လာခဲ့တယ်အတော်ပင်ရှောင်လန်းနေကြပေမဲ့အင်ကြီးရှိရာကိုအစာအနတောင်မြင်တွေ့ရခြင်းမရှိသူရင်ရွာသားတချို့ပြောသလိုဖြစ်နေပြီလားမသိအောင်ဖြစ်နေပြီဘာပြောရလဲအရင်မရှိအဖျားမရှိဖျားအဲ့ဒီအင်ကြီးမရှိဘူးဆိုတာလေကွာလက်မဲကြီးဆိုတာမကောင်းဆိုးရတွေနေရပဲဟုတ်တယ်သူရင်အုတ်ကူအဟောင်းတစ်လုံးပဲရှိရတဲ့ဘာအိမ်မှမရှိဘူးတဲ့ကြည့်လေလောက်ပါအောင်ကွာတော်ကြအားလုံးတီးကုန်ကြအောင်မေမဟုတ်တာပဲဗျာအဖိုးကိုပြောတာလေကြားကြရဲ့သားနဲ့ဗျာဘာပဲဖြစ်ဖြစ်အရေးကြီးတာရအောင်သွားဖို့ပဲထို့သို့ပြောပြီးနောက်ညွန်ပြတဲ့အတိုင်းခရီးဆက်ခဲ့ကြတယ်အချိန်ဒီညနေပိုင်းရောက်ရှိလာရွှေအိုးကြရွာသည်တဖြည်းဖြည်းနဲ့အလှန်ဝေးလာခဲ့တယ်လက်မဲကြီးအိမ်ရှိရာကိုနှီးကပ်လာပြီလို့တွေးနေမိရင်၎င်းအိမ်ကိုတွားရောက်ရမှာအမျိုးမျိုးသောတန်တရားများစွာရှိနေကြတယ်ဟာဟိုမှာလူတစ်ယောက်တွေ့ရဲ့သူ့အမေကောင်းမယ်ဗျာကောင်းတာပေါ့ဗျာဟာဦးလေးစိန်တော်ပဲသူ
သူသိနိုင်တာပေါ့ဟုတ်လား तू ကဘာလို့သိနိုင်တာလဲဒီနေ့တကြောမှာ तू မသိရမရှိဘူးသူ့ကိုပါလီယာငပိချက်လို့ခေါ်ကြတယ်ဗျအဲ့လောက်တောင်ပဲလားဗျာဒီတက်တောင်စိုးပါသေးရဲ့မပြောချင်လို့ဒါမသိဘူးလို့ညင်းလိုက်မယ်မသိရတော့မရှိဘူးအဲ့ဒါလေစဉ်းစားကြပဲဘာပဲဖြစ်ဖြစ်ဗျာမေးကြည့်ပေါ့ဖြေတော့လေအမျက်ပေါ့ဗျာထို့သူ့ပြောနေချိန်မှာဦးစိန်တော်အနာကိုနှီးကပ်လာနေဦးလေးစိန်တော်နေရာဒေသခြေဆက်ပြန်လာနဲ့တူတယ်အမှန်ပဲဟေ့ဒါနဲ့မောင်ရင်တို့ကဘဲအခန့်ပွဲလေတခြားတော့မဟုတ်ပါဘူးဗျာခမားတို့ရွှေဦးကြရွာရဲ့မြောက်ဘက်မိုင်ဝက်လောက်မှာဘာရှိလဲဗျရွာစိုးကုန်းလေးဗျဘာလို့မလို့လဲအဲ့ဒီမှာလက်မဲကြီးအိမ်ဆိုတာတိလားတိရင်လိုက်ဖို့စမ်းပါဗျာဘာလက်မဲကြီးအိမ်ကျုံလိုက်ဖို့ရမယ်ဟုတ်လားမလိုက်ဘူးတွားကြဗျာခမားတို့ကသာတွားကြလက်မဲကြီးစောင့်နေရဲ့ဦးလေးစိန်တော်သည်ထို့သူ့ပြောပြီးထွက်သွားတယ်သူရိန်တို့အဖွဲ့သည်နားမလည်စွာကြည့်ရင်ကြံ့ရစ်ခဲ့ကြတယ်လက်မဲကြီးအိမ်ကိုလိုက်ပို့ပေးပါလို့ပြောလိုက်ချိန်မှာဦးလေးစိန်တော်ရဲ့မျက်နှာသည်အလွန်ထိတ်လန့်တုန်လှုပ်သွားတယ်မျက်နှာသည်လည်းတိတိကျကျပြတ်သွားတယ်သူရိန်တို့အဖွဲ့သည်ထိုနေရာတွင်အတန်ကြောင်ရှက်နေမိရဲ့စကားပြောရင်အခက်ကြုံနေကြတယ်ကဲသွားကြမယ်လိုက်မပို့လဲဘာဖြစ်ရမှာလဲလမ်းဆောင်ရင်ရွာတွေ့မှာပဲဟေးမောင်သူရိန်ကြည့်လေလောက်ပါအောင်ကွာဟုတ်တယ်ကောင်းလေးအားလုံးဒုက္ခရောက်ကုန်လိမ့်မယ်မဟုတ်တာပဲဦးလေးတို့ကလည်းဗျာဒါဆိုလဲသွားကြမယ်လာမဲ့ပြီးပြေးတွေးကြရွာလွဲလို့ဘာမှမရှိတော့ဘူးပေါ့ထို့သူပြောပြီးနောက်သူရိန်တို့အဖွဲ့ဆက်လျှောက်လာခဲ့တယ်လေယာမြောက်အောင်ဖြတ်ကျော်လာခဲ့ကြတယ်ထောင်ပူစာလေးများနဲ့တောတန်းအတွင်ကိုဝင်ရောက်လာကြတယ်၎င်းတို့သည်လမ်းညွန်မြင့်သူကိုမျှော်နေကြတယ်ဟာဘာတန်လဲဟိနားထောင်ကြစမ်းနွားလေးတစ်စီတန်မေးမေးလို့ရရင်ကောင်းပါပြီငါတို့လည်းအဲ့လိုပဲတွေးမိတယ်ဟေးဖိုးမလာနေပြီမေးကြကွာနွားလေးတစ်စီသည်အနားကိုရောက်ရှိလိုက်လဲပေါ်ပါလာသူမှာအသက်50ကျော်ယောက်ျားတစ်ယောက်ဖြစ်နေရဲ့ကျုပ်တို့ကိုတစ်စိမ့်လောက်ကူညီပါဗျာဘယ်သွားကြမှာလဲလက်မဲကြီးအိမ်ကိုပါဗျာဟေးလက်မဲကြီးဟုတ်လားပြက်သားရဲ့အတန်ကြောင့်တုံလို့ကုန်ကြတယ်လက်မဲကြီးအိမ်ကိုမြည်သည့်အတွက်ကြောင့်ထိတ်လန့်နေကြရလဲဆိုတာစဉ်းစားရခက်နေရဲ့နွားလေးပေါ်ပါလာသူကဘလို့ပုံစံမျိုးနဲ့တုံ့ပြန်မလဲဆိုတာစိုးရိမ်စိတ်များဖြင့်သိကျင်နေကြတယ်အေးဒါဆိုလှဲပေါ်တက်ကျုပ်လည်းအဲ့ဒီကိုသွားမလို့ကျေးဇူးပဲဗျာဝမ်းသာစွာနဲ့တက်လိုက်ကြတယ်လေသမားသည်သူရိန်တို့ကိုပြုံးရွှင်စွာကြည့်နေပြီးမြဲ၎င်းအပြုံးသည်အပြုံးနဲ့မတူဘလို့ပင်ဖြစ်ပါစေအခက်ကြုံတွေ့နေချိန်မှာအခုကဲ့သို့ကုညီသူရောက်ရှိလာတာကအလွန်ဝမ်းသာစရာဖြစ်နေဒါနဲ့ဦးလေးကဘယ်ရွာလာလဲရောယူပါကြားဘူးတလို့ပဲဒါပေမဲ့ဒီနီးနာရွာတွေကတော့မဟုတ်ဘူးထင်တယ်ကြားဘူးဆိုငရဲပြည်တကူရဲ့နာမည်လေးဗျာဟုတ်ဘူးလားဟာဟုတ်တယ်ပြုတ်ခမရလူပြော်တယောက်နဲ့တူတယ်ဒါနဲ့နာမည်ဘယ်လိုခေါ်လဲငရဲမင်းဗျာလုံနေပြီဗျာခမရတော့ဟိတ်ကောင်လေးပြေးကြမယ်ဒါတရေပဲဖြစ်ရမယ်ငါ့ကိုမထားခဲ့ကြနဲ့ကွာသူရိန်တို့အဖွဲသည်ရုပ်ရုပ်တည်းဖြစ်သွားကြတယ်နွားလေးပေါ်ကစင်ပြေးရန်ပြင်ဆင်နေကြတယ်ငရဲမင်းဆိုသူကတော့အေးစေးစွာနွားလေးကိုသာမောင်းနေနေရဲ့၎င်းတို့သည်အလွန်ထိတ်လန့်တုန်လှုပ်နေရဲ့ငရဲမင်းဆိုသူကတော့ထူးခြားမှုတစ်စုံတရာမှပြသခြင်းမရှိအောင်ဖြစ်နေရဲ့အဲ့လောက်လည်းဖြစ်မနေကြပါနဲ့မိတ်ဆွေတို့ရာကျုပ်ရဲ့နာမည်ရဲမင်းမောင်ရဲမင်းကိုရဲမင်းဦးရဲမင်းမော်ဗျာဒါပေမဲ့ကျုပ်လိုစာမတက်ပေမတက်ကိုမောင်တွေအကိုတွေဦးတွေတက်မခုံငရဲမင်းလိုပဲခေါ်ကြတယ်ရောယူပါဆိုတာငရဲမင်းရဲ့လှဲနဲ့လိုက်လာတဲ့နောင်ကြီးတို့9ယောက်ကငရဲကောင်တွေပေါ့ကျုပ်ရဲ့အပေါင်းအသင်းတွေလေမကောင်းဘူးလားကောင်းနေအလွန်ပဲကောင်းပါတယ်ကျုပ်တို့ဆိုင်းဖွဲတယ်ဝင်ပြီးဆိုင်းတော်ထလုပ်ပါလားကျုပ်ကအဲ့လောက်ထိဝါသနာမပါဘူးဆိုင်းတော်တီးတက်ပါတယ်စကားပြောရင်းနဲ့မောင်းလာသည်မှာတောင်ကြီးနှလုံးကြားကိုရောက်ရှိလာတယ်ကြီးမားရဲ့အပင်များစွာရဲ့ကြားမှာရှီဟောင်းအိမ်မဲကြီးတစ်လုံးကိုတွေ့လိုက်ရတယ်အိမ်ရှိတွင်တိတ်ပြီးစီကားမှုမရှိအတူပအိမ်မှာဟုတ်ရဲ့လားလို့မှတ်နေရဲ့ထို့တူပရိသတ်ကိုအခန့်ရန်မတ်တက်ထိုးထားတာမတွေ့ရပြီကဲမိတ်ဆွေတို့လက်မဲကြီးအိမ်ဆိုတာဒါပဲဟုတ်ကဲ့ဗျာအားလုံးလှဲပွားဆင်းလိုက်ကြတယ်အတူပအိမ်နဲ့မတူပြီအလွန်ခြောက်ခြားစရာကောင်းနေရဲ့တခင်မလေးရေဆိုင်းပွဲရောက်လာပါပြီမိန်းကလေးတယောက်ရဲ့အတန်ကြောင့်သူရိန်တို့ဘာမှမပြောနိုင်အောင်ဖြစ်သွားတယ်အတန်ပိုင်းရှင်မိန်းကလေးရဲ့အသက်က20ကျော်ဝန်းကျင်ရှိပေမဲ့အလွန်ရုပ်ဆိုးအကြီးတန်းလာတယ်ဒိုနာတခင်မဆိုတဲ့အမျိုးသမီးထွက်ပေါ်လာ၎င်းမိန်းကလေးသည်ဆိုင်းလာရောက်ငှားရမ်းသူဆိုတာသိလိုက်ရတယ်မိန်းကလေးသည်သူရိန်တို့ကိုတွေ့လိုက်ရတဲ့အတွက်အလွန်ဝမ်းသာနေရဲ့ရှင်တို့ဘက်အလွန်ပင်ပန်းလာကြပြီကဲကြွကြပါရှင်ကောင်းပါပြီခက်စောစောကမိန်းကလေးသည်ဆိုင်းလာရောက်ငှားရမ်းသူအမျိုးသမီးကိုအယိုသေးပြုတ်ပြီးအခန်းရှိတကားကြီးများကိုဖွင့်ပေးလိုက်တယ်တကားကြီးများသည်ရှီဟောင်ကျွန်းတကားကြီးများဖြစ်တယ်
တကားကိုကြောတစ်ချက်တည်းနဲ့ပြုတ်လောက်ထားခြင်းဖြစ်တယ်တခင်မဆိုတဲ့မိန်းကလေးသည်ရှေ့ကဥဆောင်သွားတယ်သူရိန်တို့အဖွဲကနောက်ကလိုက်ပါလိုက်ထိုချိန်မှာအလွန်နင်းထိန်တဲ့အရာတစ်ခုထွက်ပေါ်လိုက်မိန်ပြပြမီးအလင်းရောင်ကို၎င်းအလင်းရောင်ကလွှမ်းမိုးသွားသလိုမီးသည်လက်ဆွဲအောက်လင်းမီးဖြစ်တယ်လက်ဆွဲအောက်လင်းမီးကြီးကိုဆွဲလာသူကတခြားလူမဟုတ်ငရဲမင်းဖြစ်နေရဲ့ငရဲမင်းသည်ဘလို့ပတ်သက်နေတယ်လဲဆိုတာကိုသိကျင်နေရဲ့တခင်မဆိုတဲ့မိန်းကလေးသည်ငရဲမင်းအနာကပ်ပြီးတခုခုပြောလိုက်သည်ကိုတွေးလိုက်ရတယ်တခင်မပြောတာလက်ခံလိုက်တယ်သူရိန်တို့အဖွဲဘက်ကိုမျက်နှာမူလိုက်တယ်ဆိုင်းဖွဲအတွက်စားဖို့တောက်ဖို့အဆင်သင့်ဖြစ်ပါပြီတောက်တက်သူပါမယ်ထင်လို့စီစဉ်ထားပါရဲ့ခင်ဗျာအားလုံးထမင်းစားကြအောင်ကြွကြပါဟာအဲ့တော်ကြီးမလို့ပါဘူးသူရိန်နှုတ်မှပြောလိုက်တယ်ဟာအင်ရှင်ကြီးကတကယ်တိတက်တာကိုနော်ပြဦးလေးကျော်ရွှေလူလိမ္မာသားသမီးများတင်ရင်ပါတကူမောင်မင်းစိန်ကအရက်သမားကိုမင်းစိန်ရဲ့အားတက်တဲ့ရောအဆိုပြုမှုကိုဦးလေးကျော်ရွှေအပြေးဝါထောက်ခံတယ်ဦးလေးကျော်ရွှေဆိုတာအသက်50ကျော်အရက်သာတောက်ရမယ်ဆိုရင်အလွန်ကြီးနဲ့ပျော်ရွှင်နေသူဖြစ်တယ်အဖွဲသားတွေကအရက်ကြောင်ပြောလိုက်တဲ့နဲ့တောက်ချင်နေကြတယ်သူတွေကတော့ပမွေမကြအောင်ဖြစ်နေတခေါက်မှမရောက်ဘူးတဲ့နေရာတွင်အတောက်စားကိုတတိထားရန်ဖြစ်တယ်ထိုနေရာလာရောက်တုန်းကဘလောက်ခက်ခဲတယ်ဆိုတာသိနေကြတယ်သူရိန်တို့အဖွဲသည်ငရဲမင်းကြီးခေါ်ရာနောက်ကိုလိုက်သွားကြတယ်တခင်မဆိုတဲ့မိန်းကလေးနဲ့အမျိုးသမီးငယ်တို့ကြံရိပ်ခဲ့ကြတယ်သူရိန်သည်ထိုမိန်းကလေးကိုတစ်ချက်ကြည့်ပြီးလိုက်ပါသွားတယ်မိန်းကလေးကလည်းသူရိန်ကိုကြည့်ပြီးကြံရိပ်ခဲ့တယ်၎င်းတို့နေရာရဲ့အကြည့်တီအတိတ်ပဲများစွာရှိနေတယ်သူရိန်သည်မိန်းကလေးရဲ့လှုပ်ရှားမှုတွေကိုစိတ်ထဲကတမျိုးဖြစ်နေပြီးတော့တယ်သူရိန်တို့အဖွဲသည်ငရဲမင်းဆိုသူရဲ့ခေါ်ရာကိုလိုက်သွားကြတယ်အင်ကြီးသည်ရှေ့ကကြည့်ရနဲ့အတွင်းမှာမြင်ရတာအလွန်ကွာခြားနေတယ်အင်ကြီးရဲ့အတွင်းပိုင်းမှာကျယ်ဝန်းလာတယ်၎င်းတို့သွားရလမ်းအပါဝင်အခြားလမ်းများတွေ့ရတယ်ထူးဆန်းသည်ကနေရန်တွင်စီစည်းပကြီးကားပေါင်းများစွာချိတ်ဆွဲထားသည်ကိုလည်းတွေ့ရတယ်တချို့ပကြီးကားများသည်အလွန်အသက်ဝင်နေပြီးလှုပ်ရှားနေသလိုထင်ရတယ်တချို့ပကြီးကားတွေဟာထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့လက်ရာများဖြစ်တယ်သူရိန်သည်ပကြီးကားများစွာကြည့်ပြီးခေါ်ရာနောက်ကိုလိုက်ပါသွားတယ်အတွင်းကိုအတော်ဝင်ရောက်သွားတယ်အလွန်အော်ကြမြင်ကွင်းတစ်ခုကိုတွေ့လိုက်ရတယ်သူရိန်တို့အဖွဲသည်စံအင်ကြီးရဲ့အနောက်ဘက်ကိုရောက်ရှိသွားတယ်စံအင်ကြီးရဲ့အနောက်မှာကျင်ဝန်းတဲ့ခမ်းမကြီးတစ်ခုကိုတွေ့လိုက်ရတယ်၎င်းခမ်းမအတွင်း၌များစွာသောလူအများစားတောက်နေကြတယ်အမျိုးသားအမျိုးသမီးများစွာကိုတွေ့လိုက်ရတယ်တချို့လူအများစုကခက်စိမ့်စိမ့်ကြည့်နေကြတယ်၎င်းအကြည့်များကကြားရဲတကောင်ကသားငယ်တကောင်ကြည့်တဲ့အကြည့်မျိုးဖြစ်နေရဲ့သူရိန်တို့အဖွဲသည်ဝမ်းသာစရာဖြစ်တယ်လို့ထိတ်လန့်မှုများလည်းဖြစ်နေရဲ့ကဲစိတ်တိုင်းကြသုံးဆောင်ကြပါငရဲမင်းသည်သူရိန်တို့အဖွဲကိုတီးတန့်ခန်းတစ်ခန်းအတွင်းကိုပို့လိုက်တယ်ထိုခန်းတွင်၌အရက်အိုးများနှင့်စားစရာများအဆင်သင့်ဖြစ်နေရဲ့သူရိန်တို့အဖွဲသည်ဝိုင်းဖွဲ၍ထိုင်လိုက်ကြတယ်အားလုံးအရက်တောက်ပေမဲ့သူရိန်ကတော့တောက်ခြင်းမရှိအားလုံးကိုထိုင်ကြည့်နေရဲ့ကဲကောင်းဆောင်လေးအပါဝင်တောက်ကြစားကြပါလိုအပ်တာရှင်ပြောကြပေါ့အဆင်ပြေစေရပါမယ်ကောင်းပါပြီဗျာဒါနဲ့ကိုရဲမင်းကိုတခုလောက်မေးပြစီဘာများလဲဗျာစွစွမင်းကလေးကဒီအိမ်ကြီးနဲ့ဘလို့ပတ်သက်လဲနာမည်ရောဘလို့ခေါ်လဲတခင်မလေးကိုပြောတာလားသူ့နာမည်ကလာဝင်းစန္ဒာတဲ့လာဝင်းတခင်မလေးလို့ခေါ်ကြတယ်လက်မဲကြီးရဲ့သမီးပဲဘာဖြစ်လို့မေးရလဲတခင်မလေးလို့ခေါ်ကြတာကိုစိတ်ဝင်စားလို့မေးတာပါအော်ကဲစားကြပါထို့သူပြောလိုက်သည်နှင့်အဖွဲသားများသည်အရက်နှင့်စားစရာများစိတ်ကြိုက်စားကြတယ်စားစရာများသည်ဘယ်အရာသားနည်းမှမတူမွေးကြိုင်ပြီးအလွန်ကောင်းနေရဲ့လွတ်လွတ်လပ်လပ်စားကြတောက်ကြပါရှင်ပြီးမှကျမအဖေခန်းနဲ့လိုက်ပို့ပေးပါမယ်အဲ့ဒီအဖေခန်းထဲမှာစိုင်းဝမ်တွေအစင်သစ်ပြင်ဆင်ထားပါတယ်ငရဲမင်းဧည့်သည်တွေစားတော့ပြီးကျမလာခေါ်လိုက်ပါလာဝင်းစန္ဒာရုတ်တရက်ရောက်ရှိလာတာကိုဘသူမှမသိလိုက်အောင်ဖြစ်သွားတယ်သူရိန်သည်သူ့မအောင်ကြည့်ပြီးစိတ်တွေတမျိုးလှုပ်ရှားလာတယ်သူမသည်အခုလိုကြတော့အလွန်ချောမောလှပနေရဲ့ဝေစားစီရင်ပုံနဲ့လှုပ်ရှားမှုများကမိဖုရားတစ်ပါးကဲ့သို့ဖြစ်နေရဲ့သူရိန်သည်သူမအောင်မျက်တာမခတ်ကြည့်မိရဲ့သူတို့ရဲ့စိတ်များဘလို့လှုပ်ရှားနေပေမဲ့သူမတော့တုံလုံးမှုအရေးရမပြပြီဟုတ်ကဲ့ပါမစားကြနော်ဘာမှအားနာစရာမရှိပါဟုတ်ကဲ့ပါထို့သို့ပြောပြီးနောက်လာဝင်းစန္ဒာတခင်မအနာကနေထွက်ခွာသွားတယ်သူရိန်သည်အနာကထွက်ခွာသွားတဲ့သူမကိုကြည့်ရင်အခြားနေရာများကြည့်မိရဲ့အเจ้าမှာ၎င်းတို့အဖွဲကိုကြွေးသလိုအခြားအဖွဲများကိုကြွေးသလားလို့သိကျင်စိတ်ဖြင့်ကြည့်နေမိရဲ့အเจ้าမှာဘလို့မှခွဲခြားထားခြင်းမရှိနေရတာကွဲသွားတယ်ထူးဆန်းနေရာကမြေဝိုင်းထမင်းစားကုန်ကိုဝိုင်းထိုင်ပြီးရှီဟောက်တောင်းလန့်အဝိုင်းများပေါ်တွင်စားစရာများစုပုံထည့်ထားတယ်ထို့တူတောင်းလန့်ကြီးများနဲ့ထမင်းထည့်ပြီးစားကြတယ်တဦးတယောက်တည်းမဟုတ်အားလုံးမှာထိုကဲ့သို့စားကြရတယ်အားလုံးရဲ့အဝိစားများသည်သူရိန်တို့အဖွဲလိုပုံစံမဟုတ်နန်းဆန်နေရဲ့
ရွှေစိန်ဗရန်များကိုလက်ဝိရတနာအဖြစ်ပြုလုပ်ဝစ်ဆင်ထားကြတယ်။သူစင်းရဲ့သားများမရှိသလောက်ရှားပနေရင်စားတော့ပြီးသူများသည်၎င်းတို့ရောက်ရှိနေတဲ့အခန်းထဲကနေအပြင်ကိုထွက်သွားကြတယ်။ဒီလူတွေကဘာရင်နဲ့ကွာငါတော့အရှင်လက်လက်ခိဟောင်းပြန်ရောက်နေတယ်လို့ခံစားရတယ်။ငါတို့အဖိုးတွေခေတ္တကအဝိစားတွေဝစ်လို့ကွာဒီလူတွေမမရင်ငါတို့အဖွဲမားနေရပဲ။တေးကြတာတော့ငါတို့တခုခုမှားနေပြီကွာ။ကုံကုံပြောရရင်ငရဲမင်းဆိုတဲ့မင်းရစခက်ဆန်းဆန်းမင်းကိုနဲ့မပတ်သက်တာတွေဘာလို့စိတ်ဝင်စားနေရလဲဦးကြီးကျော်ချူသူတို့ဘာသာဘာပဲဖြစ်နေနေနေတဲ့အေးဆေးလေးပါကျုပ်တိတာပြောပြနိုင်တာတခုကတော့သူတို့ဟာလက်မဲကြီးရဲ့အာသူပေါရောက်ရှိလာတဲ့သူတွေပဲဆိုတာပါပဲဟုတ်တယ်ဦးလေးကျော်ချွေငရဲမင်းပြောတာတမတမတ်ကြတယ်အဓိကကျုပ်တို့စိုင်းတီးဖို့လာကြတယ်ကျုပ်တို့ဘွဲ့ကိုအင်ရှင်ဧည့်ခံတယ်ကျုပ်တို့ကဧည့်သည်တွေဧည့်ခံရမယ်ရှင်းရှင်းလေးပဲလေအေးမင်းတို့ကဘာအတွေ့အကြုံမှမရှိကြတာဘယ်ကြောက်ပါမလဲငါကတော့ဒါတော့ဦးလေးကျော်ရွှေရဲ့အယူဆတွေကမှားနေရဦးလေးကျော်ရွှေတရေကြောက်လားဘာရင်မေးနေရလဲကွာဒီအတိုင်းတော့ထွက်ပြေးခြင်းတွေပေါက်နေပါလေဆိုမှမင်းရတမျိုးကြောက်တယ်ဟေးကြောက်တယ်ဟာဦးလေးကျော်ရွှေရဲ့စကားသည်အဖွဲသားတွေအတွက်တမျိုးဖြစ်နေရင်၎င်းသည်အတွေ့အကြုံရှိသူတစ်ယောက်ဖြစ်တယ်သူရင်တို့သည်ဦးလေးကျော်ရွှေရဲ့အတိတ်ဘယ်ကိုနားမလည်နိုင်အောင်ဖြစ်နေကြတယ်ဘာပဲဖြစ်ဖြစ်အရက်တောက်တာတော့မပြတ်အောင်ဖြစ်နေရင်တရေကိုမြင်ဘူးလားအခုထိတော့မမြင်ဘူးသေးဘူးမမြင်ဘူးတာပိုပြီးကြောက်စရာကောင်းတာပေါ့ဟုတ်လားဦးလေးကျော်ရွှေအေးဗျာစိတ်ကူးနဲ့ကိုကြောက်နေစရာတော့မရှိတော့ကျုပ်ပြောတာအဲ့ဒါပေါ့မမြင်ရတဲ့သူကမြင်ရတဲ့သူတွေထပ်ပိုပြီးကြောက်တယ်ဆိုတာသဘောပေါက်သွားပြီမင်းမသိပါဘူးကွာအဲ့ဒါဆိုလဲအရက်ကိုမူးအောင်တောက်ဗျာဟုတ်တယ်ကြောက်ရင်တောက်ကြဗျာငရဲမရအရက်ခွက်ကိုပေးလိုက်တယ်ဦးလေးကျော်ရွှေသည်တခါတည်းမော့တောက်လိုက်တယ်ကျုပ်တယ်နည်းနည်းထည့်ဗျာကျုပ်ကတိတ်မတောက်နိုင်ခေါင်းကိုက်ပြီးမနဲ့ဆိုင်မတိနိုင်မှာပြဿနာဖြစ်မှာတီးနိုင်မှာပါလေကိုလူနဲ့လက်မဲကြီးဟာဝါသနာတူတွေပဲခန့်အော်ပြောလိုက်တဲ့အတန်းကြောင့်စိတ်ထဲမှာထိတ်လန့်ကုန်ကြတယ်စကားပြောရင်အရက်တောက်လာတာအတော်ကြာသွားတယ်အရက်တွေလည်းကုန်တလောက်ဖြစ်နေရဲ့ကဲထမင်းစားကြအောင်တော်ကြအမူးလွန်ကုန်မယ်ထမင်းစားမှအမူးတံခံနိုင်ကြမှာပေါ့ဝင်းတလောက်တော့စားကြဗျာငရဲမင်းစကားကိုလက်ခံတဲ့အနေနဲ့ထမင်းစားကြတယ်ချက်ထားရင်ဟင်းများလဲမွှေးကြိုင်ပြီးအလွန်အရသာရှိတယ်သူရိန်တို့အဖွဲ့သည်စားတောက်ပြီးနောက်ထမင်းစားကန်အပြုံထွက်လာခဲ့ကြတယ်ထိုအချိန်မှာကျဲလောင်တဲ့အတန်များထွက်လာတယ်သူရိန်ပေါင်းဝင်တစ်ဖွဲ့လုံးတုံကနေဖြစ်သွားတယ်ရုတ်တရက်အနောက်ကိုလှည့်ကြည့်လိုက်တယ်အဖလီအထိတ်တလန့်ဖြစ်သွားတယ်လူအုပ်ကြီးတအုပ်ကိုအထင်သာတွေးလိုက်ရတယ်လူများသည်သူရိန်တို့အဖွဲ့ကိုစူးစူးဆိုင်ဆိုင်ကြည့်နေကြတယ်မျက်လုံးတွေကနှီးရဲရဲတချို့ကစိန်ဖန်ဖန်ထိုလူတွေကကြကြမကြည့်ရအောင်ဖြစ်သွားတယ်အော်စားပြီးကြပြီလားလာအဖေကန်သွားကြရအောင်လောင်ဝင်းစန္ဒာတွေ့လိုက်ရ၍ကြောက်စိတ်တွင်ရင့်စင်ကွဲပြောက်သွားတယ်သူမသာရောက်ရှိမလာရင်အသက်တည်သွားနိုင်တယ်သူရိန်တီသူမကိုကြည့်လိုက်တယ်သူမသည်သူရိန်နဲ့စတွေ့တုန်းကမျက်နှာပုံစံမျိုးမဟုတ်တော့အလွန်ချောမောလှပနေတယ်သူမရဲ့အနေထားကသူရိန်ရဲ့စိတ်တွေလှုပ်ရှားစေတယ်သူရိန်တို့သည်ခေါ်ရအနောက်ကိုလိုက်ခဲ့ကြပြီးရောတယ်သူရိန်တို့အဖွဲ့သည်လောင်ဝင်းစန္ဒာသခင်မရဲ့အနောက်ကလိုက်လာကြတယ်သူမသည်ဖန်မီးအိမ်ငယ်တစ်လုံးကိုကန်ကရှေ့ဆုံးမှရှောက်လန်းနေရင်အားလုံးရဲ့အနောက်မှာအောက်လေးမီးအိမ်ကြီးကိုဆွဲပြီးလိုက်နေသူကငရဲမင်းလက်ထက်အောက်လေးမီးအိမ်ရဲ့အလင်းရောင်သည်ဝင်းကျင်တစ်ခုလုံးလင်းထိန်နေရင်သူရိန်တို့သည်တခန်းမီတခန်းကွိပတ်သွားရင်လမ်းသည်တဖြည်းဖြည်းချင်းလိုက်နှစ်ပေကျော်သုံးပေလောက်လမ်းသည်တခါတရံလူတကူသာအတိအကျကျင်းပြောင်းသွားတယ်လမ်းကလေးသည်တဖြည်းဖြည်းကျင်းလာသည်နှင့်အမျှနှိမ့်ဆင်းနေရင်လမ်းသည်မြေအောက်ခန်းစီကိုဥတီနေသည်လို့ထင်မှတ်နေရင်ထူးခြားသည်ကလေကားထင်များအတိုင်းနှိမ့်ဆင်းနေခြင်းမျိုးမဟုတ်ပဲအိမ်ရဲ့အနာသက်တစ်လျှောက်တစ်ပတ်ပြီးတစ်ပတ်ရှောက်ရင်တဖြည်းဖြည်းနှိမ့်ဆင်းသွားသလိုမျိုးဖြစ်နေရင်ထူးခြားသည်ကလေကားထင်များအတိုင်းနှိမ့်ဆင်းနေခြင်းမျိုးမဟုတ်ပဲအိမ်ရဲ့အနာသက်တစ်လျှောက်တစ်ပတ်ပြီးတစ်ပတ်ရှောက်ရင်တဖြည်းဖြည်းနှိမ့်ဆင်းသွားသလိုမျိုးဖြစ်နေရင်တနေရာအရောက်မှာလမ်းသည်အလွန်ကျဉ်လာ၍ကိုအသာကျုံထားရတယ်သူတို့စိတ်ထဲမှာဘေးဝဲရာနေရနှစ်ဖက်ကလက်ကွန်းနှစ်ချက်တီးသလိုညက်ပိတ်ပြစ်လိုက်လေမလားအောက်မိနေရတယ်ကျင်းပြောင်းလာရဲ့ဝဲရာနေရနှစ်ဖက်ကိုသူရိတ်လက်ဖြစ်အသာရပွတ်သက်စမ်းကြည့်လိုက်မိရဲ့ဒါကြောင့်ကြက်တီးများထလာတယ်မုန်းချက်ပြီးချွေးစီရွှေးပေါင်များထွက်ကြလာသလိုထင်မှတ်မိရဲ့သူရိန်သည်ဆက်ဆွမိရဲ့၎င်းရဲ့စိတ်ကိုအပြစ်တင်မိရဲ့နေရန်ကိုပွတ်သက်မိရဲ့လက်များကိုချက်ချင်းရုပ်သိမ်းလိုက်တယ်ဘာရဲ့မဟုတ်လက်တွေကိုသူမိရဲ့အနောက်ကလိုက်လာရဲ့အဖွဲသားတွေဘလို့ထင်တယ်လဲမသိသူရိန်စိတ်တွေကတုန်လှုပ်နေရဲ့နေရန်သည်ထင်မှတ်ထားသလိုစကြင်ကြောက်သားနေရန်မဟုတ်တစ်သားအုပ်ကြောက်ကြွေပြားအထက်သားကျစင်ပုတ်တစ်မျိုးမှမဟုတ်လုံးဝမျောလိမထိုင်အရာတစ်မျိုးဖြစ်နေရင်သူရိန်တီနေရန်ကိုဆက်လက်ကင်တွယ်ရန်ဝင်လေးသလိုမထိအောင်ကြိုးစားနေရင်နေရန်ကိုဘာနဲ့များပြုတ်လောက်ထားတယ်လဲဆိုတာသိကျင်လိုက်မီးလင်းရောင်မှတစင်ကြည့်လိုက်တယ်
အယောင်မှာအညိုရောင်များတန်းနေသည်မို့ဆက်လက်ကြည့်ရှုရန်ဝင်လင်းနေရဲ့ဟာနေရန်ကြီးကလည်းအုံနေရန်ကြီးနဲ့လည်းမတူတမျိုးကြီးပါလားမင်္ဂလာကြီးရဲ့အတန်ကြောင့်အားလုံးတတိယသွားကြတယ်ဟာဟုတ်ပါဗျာတမျိုးကြီးပဲဟေးစကားပြောချင်းချင်းပါကွာအဖွဲ့တရတယောက်ပြောလိုက်တယ်အားလုံးတိတ်ဆိတ်သွားကြတယ်အဖေအခန်းရောက်ပါပြီရှင်လောင်ဝင်းစန္ဒာရဲ့စကားကြောင့်အာယုံများပြောင်းလဲသွားကုန်ကြတယ်၎င်းတို့ဒီခမ်းမကျဲကြီးတစ်ခန်းကိုတွေ့လိုက်ကြရတယ်အခန်းကြီးကိုတွေ့လိုက်သည်နှင့်သူရိန်အလွန်အံ့ဩသွားတယ်အခန်းကြီးသည်မန်းတက်ကြီးတစ်ခုများကျယ်ဝန်းတဲ့အခန်းတစ်ခုဖြစ်သလိုလူနေထိုင်တဲ့အခန်းနဲ့မတူဘဲအမှုပညာအခန်းကြီးတစ်ခန်းနဲ့တူနေပြီတဲ့ဟာအလွန်ခန့်ညာရဲ့အခန်းကြီးပဲဟုတ်လိုက်လေကွာသူရိန်စကားထောက်ခံသူမှဦးလေးကျော်ရွှေဖြစ်နေရဲ့ကျန်လူများသည်အယံမိုးပြီးပတ်ဝန်းကျင်သတိမထားမိအောင်ဖြစ်နေကြတယ်သူရိန်တို့သည်ခန့်ညာတဲ့အခန်းကြီးထဲကိုဝင်ရောက်သွားတယ်တခန်းလုံးအောက်လင်းတက်မီးရောင်နဲ့လင်းထိန်နေရဲ့နေရံမှာချိတ်ဆွဲထားတဲ့ပကြီးကားမြောင်အထင်သာတွေးလိုက်ရတယ်ထို့အတူအခြားထူးဆန်းနာတွေအခန်းတွင်းမှာရှိနေသေးရဲ့သူရိန်သည်နေရံကြည့်ပြီးတနေရာကြည့်လိုက်တယ်အခန်းထဲတွင်ပုံတူပုံရှိအိုးစီတို့ရှမ်းအိုးစီစီတော်စီကြီးတော်မှာအရွယ်စားအမျိုးမျိုးကိုနေရာတကျထားသည်ကိုတွေ့ရတယ်ထို့အတူနေစဉ်နဲ့အမျှတန်ရှည်ပြုတ်လုံထားသလိုအယောင်များကဝင်းလက်တောက်ပနေရဲ့အခန်းတွင်းမှာဆိုင်းနဲ့ပတ်သက်တာတွေစုံလင်စွာရှိနေရဲ့ဆိုင်းလာရောက်ငှားခြင်းကလူသားလာခဲ့ပါဆိုင်းနဲ့ပတ်သက်တာအပြည့်စုံရှိသည်လို့ပြောသွားတယ်သူမပြောတဲ့အတိုင်းဆိုင်းဝိုင်းအပါဝင်ပြည့်စုံစွာရှိနေရဲ့သူရင်ဒီဆိုင်းဝိုင်းကြီးကိုတွေ့လိုက်ရ၍တီးကျင်စိမ်များထိမ့်မရတာများဖြစ်နေရဲ့ဟာဘလို့ဖြစ်တာပါလဲအထိတ်တလန့်ဖြစ်သွားတယ်လမ်းနေရဲ့ခြေလမ်းကိုရုတ်တရက်ရက်လိုက်မိရဲ့အခွေသားများဘာမှမဖြစ်ပေမဲ့သူရင်အတွက်တော့ခြောက်ချားနေရဲ့ဆိုင်းဝိုင်းရဲ့အရှိမကရင်နှလုံးရှင်ပြီးချထားတယ်ကရင်ပေါ်မှာလူနှစ်ယောက်ရှိရဲ့၎င်းတို့သည်တည်ဆုံးနေသူများဖြစ်တယ်သူရင်သည်လောင်ဝင်းစန္ဒာဆိုတဲ့မိန်းကလေးအားကြည့်လိုက်တယ်လောင်ဝင်းစန္ဒာရဲ့မျက်နှာသည်ရှင်လန်းမှုမရှိဘဲကြေကွဲနေရဲ့နေရဲမင်းဆိုသူသည်အောက်လန်းမိကိုတနေရာတွင်ချိတ်ဆွဲပြီး၎င်းတို့အဖွဲ့အိတ်ဆက်ရန်ပြင်ဆင်ပေးနေရဲ့သူရင်သည်ကရင်ပွားအလောင်းကြီးအားကြည့်နေရဲ့အလောင်းကြီးရဲ့လက်နှစ်ဖက်မှာချီနှောင်ထားခြင်းမရှိအိပ်ပျော်နေသလိုခန္ဓာကိုယ်ရဲ့ပညာမှာလက်များချထားတယ်အလောင်းကြီးကဖြော့တော့သွေးချောက်စာပြုတ်နေပေမဲ့ညာဘက်လက်ကြီးကကတ္တရာစီတုတ်ထားသလိုနတ်မောင်ပြောင်လက်နေရဲ့သူရင်ဒီလက်မဲကြီးကိုတေချာကြည့်နေရဲ့တွေးလိုက်ရတဲ့မြင်ကွင်းကြောင့်အလွန်တုန်လှုပ်သွားတယ်ပလက်အနေထားရှိနေတဲ့လက်မဲကြီးကတစ်ဖက်ကိုပြောင်းလိုက်သလိုအနေထားပြုတ်လှုပ်လိုက်တယ်အဖလေးဘာလဲဟာဘာဖြစ်တာလဲသူရင်ဘာဖြစ်တာလဲသူရင်အဖြစ်မှန်အမှန်တိုင်းပြောရန်ဝင်လင်းနေရဲ့၎င်းတို့ပြောလိုက်လေမဖြစ်တဲ့နာတွေဖြစ်ကုန်မှစိုးရိမ်နေရဲ့အာသူဘရှင်လောင်ဝင်းဆန်အောင်အားနာရတယ်တို့တို့ပြောလိုက်လေသူမအတွက်အနှောက်အယှက်ဖြစ်သွားမှစိုးရိမ်နေဘာမှမဟုတ်ပါဘူးဗျာဒါနဲ့တခင်မကိုခွင့်တစ်ခုလောက်တောင်းချင်လို့ပါဗျာပြောလေဘာလို့အဲ့လိုလဲအာမနာပါနဲ့ဗျာပြောပါကိုသူရိဒီလိုပါကျုပ်တို့တီးရမှာဒီဆိုင်ဝိုင်းကြည့်လားဟုတ်ပါတယ်မကြိုက်လို့လားသူရိဒီစကားလမ်းကြောင်းပြောင်းလိုက်ရတယ်တွေးလိုက်ရတဲ့မြင်ကွင်းမှာအလောင်းစင်ပေါ်မှာအလောင်းကနှစ်လောင်းဖြစ်နေရဲ့မြေကဲသို့ဖြစ်ရလဲတယောက်တည်ဆုံးပြီးနောက်တစ်ယောက်တည်ဆုံးသွားလားပြိုင်တူတည်ရလားမတတ်မှသူတွေတတ်လိုက်တာလားထိုနေရာလာတော့ကတွေးလိုက်သည့်သူများလက်မဲကြီးကိုမကောင်းဆိုးပါလို့မြင်နေကြတယ်။၎င်းကိစ္စကိုသိကျင်နေကြတယ်။သူများကိစ္စဖြစ်နေ၍မေးရန်အလွန်ခက်ခဲနေ။အင်မတန်ကြိုက်ပါတယ်။အလွန်ခမ်းနားရေးဆိုင်းဝိုင်းကြီးပဲဗျာ။မကြိုက်စရာမရှိပါဘူး။ကြိုက်လုံးလို့တီးကွက်3-4ကွက်လောက်အစမ်းတီးကြည့်ကြလို့ပါ။ညဘက်ဆိုတော့ပတ်ဝင်းကျုံအားနာလို့အရင်ခွင့်တောင်းကြည့်ရပါ။အိုးဘာမှအားမနာပါနဲ့။ရှင်သာတီးမယ်ဆိုရင်အဖေပြတိတ်ကြိုက်တာပေါ့။တီးပါရှင်။ကျမလည်းရှင်တို့အဖွဲ့လက်တံမီးစမ်းနားထောင်ရပေါ့အလွန်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ကဘာလဲကိုသူရင်အာမနာပါနဲ့ရှင်မေးစရာရှိတာကျမသိပါတယ်မေးပါရှင်လမ်းကြောင်းပြီးနေတဲ့သူမကိုတစ်ချက်ကြည့်လိုက်တယ်စိတ်ထဲကကြည်နဲ့နေမိရဲ့သူမသည်သူရင်မေးလိုက်တာဖြေမယ်လို့ထင်မှတ်နေရဲ့တကယ်လို့မဖြေနောက်စိတ်ဆိုးလိမ့်မည်မဟုတ်လို့ထင်မှတ်နေရဲ့သူရင်ဒီလာဝင်းစံတော်ကြည့်လိုက်တယ်သူမလည်းပြန်ကြည့်နေရဲ့အကြည့်ချင်းဆောင်ရရင်ခုန်နေကြတယ်ကိုသူရင်မေးမယ်ဆိုတာပါလဲမေးပါကျမအာမနာပါနဲ့ရှင်ရဲ့မေးခွန်းလဲကျမဖြေနိုင်လိမ့်မယ်လို့ထင်ပါတယ်အဲလိုပဲရှင်ဘက်ကလည်းရိုးသားရဲ့မေးခွန်းမျိုးဖြစ်လိမ့်မယ်လို့ထင်ပါတယ်သူမစကားကြောင့်သူရင်ဘာပြောရမှန်းမသိအောင်ဖြစ်သွားတယ်တကယ်တော့သူရင်သိကျင်တာအလွန်ရိုးသားတယ်တစ်ဖက်သားနစ်နာစေလို့သိမရှိလောင်ဝင်းသခင်မသည်သူရင်အနောက်တိုးကပ်လိုက်နှစ်ယောက်သားထိလို့မတက်ပင်ဖြစ်နေရဲ့သူမရဲ့အကြည့်များသည်သူရင်နှလုံးသားလှုပ်ရှားစေတယ်ဟင်အိုးသူမထံထွက်လာတဲ့အတန်တီကြားနာမှုများလွှမ်းမိုးနေရဲ့သူရင်ဒီလာဝင်းသခင်မှတိုက်မိသွားတယ်သူမရဲ့အကြည့်များသည်သူရင်ရဲ့နှလုံးသားတွင်လှုပ်ရှားစေတယ်စိတ်ကိုထိန်းချုပ်ရင်းကအခုလိုဖြစ်သွားတယ်တောင်းပန်ပါရဲ့ဗျာရပါရဲ့ရှင်ကျမမှားတာပါဒါနဲ့အရှင်ပါမီးမှလည်းမေးလေတခြားတော့မဟုတ်ပါဘူး
အခုအလောင်းက2လောင်းဖြစ်နေရင်ဘာကြောင့်လဲသူတို့နဲ့ခမဘလို့တော်ဆက်လို့လဲဒါဟာအလွန်ကောင်းတဲ့မိကုံမှာကျမကလည်းအဲ့လူလိုရှာနေရကြပြီဘယ်သူမှမမေ့တယ်လို့မေးရမှာကြောက်တဲ့လူတွေအများကြီးရှိကျမမိဘ2ပါးလုံးမရှိကြတော့အဲ့လိုပဲမိဘများရဲ့မျက်နှာကိုလည်းမမြင်ဘူးလားဘာလို့မမြင်ဘူးပါလဲကျမရက်သားမှာတီဆုံသွားကြရဲ့လို့ဖေဖေကြီးပြောပြလို့သိရတယ်ဖေဖေကြီးဆိုတာလက်မဲကြီးကိုပြောရလားအားလုံးကလက်မဲကြီးတွေပဲဖေဖေကြီးဆိုတာမရှိတော့သိသွားပြီကျုံနားမလဲတော့ကျမလက်ခံပါတယ်ရှင်သိအောင်ပြောပြပါမယ်ကျမမွေးစားတာ3ယောက်ပါမွေးစားပြီ3ယောက်ပေါ့ရှင်သူတို့တွေကလူပြိုကြီးတွေပဲလောကီပညာအလုပ်ကိုလုပ်ကြတယ်စီးဖော်တယ်ကိုထိုးတယ်တရားအားထုတ်တယ်အလွန်ချမ်းသာကြွယ်ဝသူတွေဆိုတော့အလုံးမလုပ်လဲစားနိုင်တယ်သူတို့ဟာချမ်းသာတယ်လို့မနေကြအောင်တကူရီတန်ရှိလည်းမလုပ်ကြအောင်ဖြစ်တယ်လို့နေရဲ့အဲ့လိုနေရောသူတို့ကိုမကောင်းဆိုးဝါးတွေလို့ထင်နေကြတယ်ဘယ်သူမှခေါ်ပြောမလုပ်ကြအောင်အဲ့ဒီထဲမှာဖေဖေတစ်ဟာအလွန်သဘောကောင်းပြီးအစွမ်းထက်တယ်အားလုံးကသူ့ကိုပို့ကြောက်ရတယ်ကျမလည်းတခင်မလို့ခေါ်ကြတယ်အားလုံးလည်းခေါ်ခိုင်းတယ်တခင်မလို့ပဲနေထိုင်ရတယ်ကျမအရွယ်ရောက်တော့အဖေအများရဲ့စားရေးတောက်ရေးကိုကျမစီမံပေးရတယ်အလွန်စိတ်ဝင်စားကြပဲဒါနဲ့ဟိုမှာအခုတည်သွားတာတယောက်ထဲကပါတယောက်ကမတည်ပါဘူးဂတိတွေထားခဲ့ကြတယ်တယောက်တည်သွားရင်ကျန်တဲ့သူကအလောင်းမြင်မကြတဲ့အထိတည်တယ်လို့နေရမယ်ဒါကြောင့်အဲ့လိုဖြစ်သွားတာပါသဘောပေါက်ပါပြီဗျာပြီးရင်ကျမခန့်နဲ့လိုက်လိုက်လာအောင်ပေါ့စိတ်ချပါလာဝင်းတခင်အခုတော့မလိုက်နိုင်တာခွင့်လွှတ်ပေးပါအဲ့လောက်တောင်းပန်စရာမလိုပါဘူးရှင်ကျေးဇူးတင်ပါတယ်လာဝင်းတခင်မှာ2ယောက်သားပြုံးလိုက်ကြတယ်လာဝင်းစန္ဒာသည်လက်မဲကြီး3ယောက်ရဲ့မွေးစားသမီးဖြစ်တယ်လက်မဲကြီးတွေသည်မွေးစားသမီးလေးကိုချစ်လွန်းလို့တခင်မလေးလို့သတ်မှတ်ထားကြတယ်အားလုံးကိုလည်းတခင်မလို့ခေါ်ကြရင်အမိန့်ထုတ်ထားသလိုလက်မဲကြီးညီကို3ယောက်ကလည်းတခင်မလို့ခေါ်ကြတယ်စံအိမ်ကြီးမှာရှိသူများသည်လောင်ဝင်းစန္ဒာစံအိမ်ကြီးရဲ့တခင်မလို့သတ်မှတ်ထားတယ်လက်မဲကြီးညီနောင်3ယောက်ကိုတခင်မကိုစောင့်ရှောက်ရရဲ့ဘလူးသို့မဟုတ်လူချမ်းကြီး3ယောက်လို့ထင်မှတ်ထားကြတယ်သူရိန်သည်လောင်ဝင်းတခင်မနဲ့အတန်ကြာစကားပြောပြီးနောက်သူရိန်သည်စိုင်းတီးရန်ဆုံးဖြတ်လိုက်တယ်သူရိန်သည်လက်မဲကြီးကိုလူတွေဘာကြောင့်ကြောက်လန့်ကြတယ်လဲဆိုတာသိသွားတယ်ကဲနည်းနည်းစမ်းကြည့်ကြရအောင်အေးကောင်းတယ်သူရိန်တို့အဖွဲ့သည်အသင့်ပြင်ဆင်ထားတဲ့ဆိုင်းဝိုင်းအတွင်းကိုဝင်လိုက်ကြတယ်သူရိန်ကတော့ဝိုင်းကြီးအတွင်းကိုဝင်လိုက်တယ်သူရိန်သည်ပလုံးလေးများကိုစမ်းသပ်တဲ့သဘောဖြင့်တီးကြည့်လိုက်တယ်ပလုံးလေးများထွက်လာတဲ့အတန်သည်အလွန်ပြတ်သားလှတယ်၎င်းတို့ဒီမဲ့အချိန်မှာပရိသတ်ဟူ၍လောင်ဝင်းတခင်မှာတယောက်သာရှိတယ်သူမသည်ထိုးထိုးထွက်လာတဲ့အတန်များကြောင့်အလွန်ပျော်ရွှင်ပြီးပြုံးနေတယ်ကဲစလိုက်ကြစို့အစင်သင့်မယ်သူရိန်တို့အဖွဲ့တိုင်ပင်ကိုက်လက်တွေ့ကျသွားတယ်ဆိုင်းတန်သည်ခမ်းမတစ်ခုလုံးကိုကျဲလောင်စွာလွှမ်းမိုးသွားတယ်ကြားရသူများသည်ဆိုင်းတန်ကြောင့်ထားကကျင်တဲ့စိတ်များဖြစ်ပေါ်လာကြတယ်လောင်ဝင်းတခင်မှာလက်ဖွားလေးတွေသွေးကြည်ဥများထလာအောင်လက်ခုပ်လက်ဝါးတီးပြီးအားပေးဆိုင်ကောင်းလိုက်တဲ့လက်တန်ရှင်ကောင်းလိုက်တာနှစ်လိုအားရပွဲရှင်းမလိုက်တယ်ကဲရွာစီမနက်အတွက်အောင်းမွေးထားလိုက်ကြစို့မိန်းကလေးလည်းအိတ်ချင်ရှာရောမယ်ငါတို့လည်းအိတ်ချင်လို့တက်တက်ပြောစမ်းပါကွာမင်းကစကားပြောရင်ဝိလေကြောင်ပန်းနေကွာဦးလေးကျော်ရွှေရောမအိတ်ချင်လို့လားပွဲဆက်လေးရှိနေသေးရဲ့ကွာတယောက်တစ်ပေါက်ပြောဆိုရဲမောနေကြတယ်သူတို့တို့အဖွဲရဲ့ပျော်ရွှင်မှုကိုလောင်ဝင်းတခင်မအတွက်ကျေနပ်စရာများစွာဖြစ်နေရတယ်လောင်ဝင်းတခင်မအပြုံးများစွာဖြင့်သူရိန်ကိုကြည့်လိုက်တယ်ကဲရှင်တို့ဘွဲနဲ့တွေ့ရတာပျော်စရာကောင်းပါလေကဲလွတ်လွတ်လပ်လပ်နေကြပါကျမလည်းကြံတဲ့ဧည့်သည်တွေအခက်မှုရှိသေးလို့ခွင့်ပြုပါကိုသူရင်အရေးကြီးကိစ္စရှိရင်ကျမအရင်ဆုံးတွေ့ပါကောင်းပါပြီတခင်မလေးထို့သို့ပြောပြီးနောက်ကြောပြီးထွက်သွားတဲ့လောင်ဝင်းစန္ဒာရဲ့ကြောပြင်လေးကိုကြည့်ရင်ကြံ့ရစ်ခဲ့တယ်မင်္ဂလာကြီးရဲ့လှုပ်ချောင်းတန်ကြောင့်သူရင်ရဲ့အကြီးကလမ်းတစ်ဝက်တွင်ပျောက်ကွယ်သွားတယ်သူတနုဖိုးသူရင်ရဲ့တွေးမယ်တော့လောင်ဝင်းတခင်မလေးကိုကြိုက်တာလေကြိုက်ပေါ့ကျုပ်တို့တရေးလောက်တော့အိတ်ခွင့်ပြုပါအောင်ဗျာဟာမဟုတ်တာဗျာထို့သို့ပြောပြီးအနီးရှိအရက်ကိုမော့တောင်းလိုက်တယ်ကြံသူတချို့ကအိမ်မောကြလို့တချို့ကတခေါခေါနဲ့ဟောက်တဲ့အတန်များထွက်ပေါ်နေတယ်ဘသူတွေပါပဲပြောသူရင်ကတော့ဆိုင်းဝိုင်းကြီးတွေကပလုံးလေးတွေကိုတီးရတာအလွန်ကျေနပ်ပျော်ရွှင်နေပြီသူရင်ဒီဝိုင်းကြီးအတွင်ကပလုံးလေးများကိုတီးရင်စိတ်ထဲမှာအရင်နှစ်ခုပေါ်ထွက်နေရင်တခုကအရာရာနားလည်မှုပေးပြီးချစ်နေတဲ့တထေးသမီးဘရန်နီသည်ခေတ်ပညာဝဲရသည့်အထိတင်ကြားအောင်မြင်ပြီးသူဖြစ်တယ်သူရင်ကိုလည်းအသက်လောက်ချစ်တယ်ဘာမဆိုအလိုလိုက်ပြီးအနစ်နာခံတယ်စိတ်သာချမ်းသာမယ်ဆိုရင်သူမရဲ့အသက်သေးတဲ့အထိစွန့်လွန်ပေးရန်အသင့်ရှိနေရဲ့ချမ်းသာကြွယ်ဝတဲ့သူတစ်ယောက်နဲ့လက်ထပ်ပေးရန်မိဘများစီစဉ်ခဲ့တော့လဲဘရန်နီလက်မခံမိမိတို့မှလက်ထပ်ယူခွင့်မပြုရင်အစိတ်တောင်းသိမယ်လို့ပြောထား၍ခွတ်လွတ်ထားကြတယ်ဒုတိယအရေးတစ်ခုကလောင်ဝင်းသခင်မှ
လောင်ဝင်းသခင်မသည်ဘလို့လူစားလေလူလောနတ်လောနနာတဘာဝလောဥစ္စာဆောင်လောပါလဲဆိုတာမသိရပြီလောင်ဝင်းသခင်မသည်ဘာပဲဖြစ်ဖြစ်သူ့သွေးခုံနှုံးတွေကိုကြပြောင်းကြပြန်ဖြစ်အောင်လုပ်နိုင်သည်မှာရန်နီနဲ့ထပ်တူညီမျှနေရဲ့လောင်ဝင်းသခင်မရဲ့အလှသည်ဖြူနှုတ်သွဲကြရတယ်ပုရိသယောက်ျားများရဲ့စိတ်ကိုစုပ်ကိုင်လှုပ်ရမ်းနိုင်စွမ်းရှိနေရဲ့သူရင်းသည်အတွင်းနေချေလာခဲ့ရာဘလောက်အချိန်ကြာသွားမှမသိအောင်ဖြစ်သွားတယ်ကောင်းနေကွာတုံရီတွင်ကွေးရဲ့အတန်တကြီးတစ်ခုပေါ်လာတယ်အိတ်ချိန်ငိုင်းမြင်းနေတဲ့စိတ်များလွှင့်စင်ပြောက်ကွဲကမျက်လုံးများပြူးကျယ်ဝိုင်းဆက်သွားတယ်အတန်ဒီဘဲရထွက်လာလေအခန်းဝစီမှမဟုတ်မင်္ဂလာကြီးထံမှမဟုတ်အရက်သမား၃ယောက်ထံမှမဟုတ်အခန်းတစ်ခုလုံးကြည့်လိုက်တယ်ထူးခြားမှုတစ်စုံတရာမရှိစက်သီးများထလာအတန်ဒီအမှန်တကယ်ထွက်ပေါ်လာခြင်းဖြစ်တယ်နားကြားမှတာမဟုတ်လွဲမမတခုတော့ဖြစ်နေပြီလို့တွင်ရင်ဆက်လက်ကြည့်နေမိရဲ့အမလီဗျာသူရင်ဒီငဲတန်ပေါင်းအောင်မိရဲ့ဒီကိုယ်လုံးလက်ဘူးတလို့ငှက်ပြားတက်တလို့ဆက်ဆက်ခေါင်တုံနေရဲ့အထိတ်တလန့်ဖြစ်နေရဲ့အဘဲကြောင့်ဆိုရရင်ပလန့်လှဲနေရဲ့လက်မဲကြီးဆိုတဲ့အလောင်းကြီးတီပြုံးကနေသူ့ဘက်သို့ဘေးတစ်ဆောင်လှည့်လာပြီးမျက်လုံးနှလုံးပွင့်သွားတယ်ဒုနောက်ကြီးမရဲ့ပါးစပ်ကြီးကိုမိုင်ကုံဖေးကသွား32ချောင်းပေါ်အောင်ပြုံးပြီးကြည့်နေပြီးရောတယ်၎င်းမြင်ကွင်းကြောင့်သူရင်ဒီနေစရာမရှိအောင်ဖြစ်နေပြီရဲ့ထွက်ပြေးရန်ရုတ်တရက်လွယ်ကူခြင်းမရှိသူရင်ဒီကျေလောင်တဲ့အတန်ဖြင့်မင်္ဂလာကြီးအားနှိုးလိုက်တယ်သို့တော်အရက်ရဲ့နှိပ်စက်မှုကြောင့်နိုးခြင်းမရှိခမ်းမကြီးအတွင်မှာသူရင်တယောက်တည်းရှိနေရဲ့သို့တော်အခုလှုပ်ရှားလာတဲ့လက်မဲကြီးသည်မြည်တို့ပြုတ်လုံးမလဲအသက်ကိုအန္တရာယ်ပြုတ်မှလားလက်ရှိချိန်မှာလာဝင်းသခင်မှသို့မဟုတ်အဖော်တယောက်သာရှိနေလေအလွန်ကောင်းမယ်လို့ထင်မှတ်နေရဲ့တကယ်တမ်းကျတော့တယောက်မှမရှိအောင်ဖြစ်နေရဲ့သူရင်ဒီဝိုင်းကြီးပင်ကိုထွက်ရန်စိတ်ကူးနေစဉ်အာအမလီလက်မဲကြီးသည်ဝုန်းကနေထထိုင်လိုက်တယ်တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်လွိပြလွိမတက်ဖြစ်ရတယ်တသက်နဲ့တကူဒီလိုအဖြစ်မျိုးတစ်ခါမှမကြုံဘူးပဲကြောင်ရုံထိတ်လိုက်၍တကူလုံးတုံလှုပ်နေရဲ့ခြေလမ်းများလှမ်းရန်ခတ်နေရဲ့လက်မဲကြီးသည်ရံမလိုတဲ့အမူအရာမပြပြုံးကြည့်စီနဲ့ကြည့်နေရဲ့ထို့သို့ပြုံးနေရက6လက်နေတယ်လို့ထင်မှန်းရတယ်ထို့နောက်လက်မဲကြီးသည်လက်ဟန်ချီဟန်ပြပြီးတခုခုလှုပ်ပြတယ်၎င်းကိုယ်တိုင်ကတဲ့အမူအရာလှုပ်ပြတယ်၎င်းမူအရာကိုသဘောမပေါက်နားမလည်စွာဖြင့်ကြည့်နေရဲ့လက်မဲကြီးသည်စိုင်းဝိုင်းကြီးအတွင်ကိုလက်ညှိုးထိုးပြီးအမူအရာတစ်ခုထပ်မံလှုပ်ပြတယ်၎င်းကိုယ်တိုင်ကစောစောကအတိုင်းလှုပ်ပြတယ်ကျုပ်ကစိုင်းတီးရမှာလားမိကွန်းသဘောပေါက်တဲ့အနေထားနဲ့ခေါင်းကိုအချိန်ချင်းငိမ့်ပြတယ်ခမရကမှာပေါ့ထိုကဲ့သို့ငိမ့်ပြပြန်တယ်အပမီတယ်ဆိုတာဒါမျိုးလားသူရင်သည်၎င်းရဲ့အလိုအတိုင်းစိုင်းဝိုင်းကြီးအတွင်ကပလုံးများကိုစတင်လိုက်တယ်သူရင်သည်သူ့တနုမင်းသားဒွင်းမင်တော်လွမ်းချင်းတီးလုံးကိုတီးလိုက်တယ်လက်မဲကြီးသည်ရွှေမန်းတင်မောင်ရဲ့ဟန်အတိုင်းပြင်းစွာကနေရဲ့ပလုံးလေးတွေကိုလက်နဲ့ထိလိုက်ရ၍ကြောက်စိတ်များလွင့်စင်တလို့ခံစားရတယ်သူရင်သည်သူ့တနုလွမ်းချင်းတီးကွက်ပြီးသည်နှင့်နောက်ထပ်တီးကွက်တစ်မျိုးပြောင်းလိုက်တယ်၎င်းတီးကွက်သည်စန္နာကိန်ရီမောင်နှံဆက်လာကိန်ရီကိန်ရွာချောင်းချငိုချင်းကိုတီးနေရဲ့လက်မဲကြီးသည်ရင်ပတ်စီတီးငိုပါလေရဲ့တီးကွက်အရှိကြီးကိုတီးရင်မောပန့်လိုက်ပင်ပန်းလာသည်နှင့်နားကျင်စိမ်များထွက်ပေါ်လာလက်မဲကြီးကတော့မောပန့်ခြင်းမရှိဘဲကနေရဲ့သူရင်သည်ကကွက်လွမ်းခြင်းများတီးပြီးနောက်စိတ်ထင်ရအောင်တီးနေရဲ့လက်မဲကြီးသည်တက်ကြွစွာကနေရဲ့သူရင်သည်ကြောင်ရွံ့၍သာတီးနေပေမဲ့နားကျင်စိမ်များပေါ်ပေါက်လာကြောင်ရတာတစ်မျိုးလက်ပန်းတာတစ်ဖုံအစုံစုံသောအတွေ့များကြောင့်တကူလုံးဇောရွှေများထွက်ကြနေရဲ့ထိုများလောက်စုညံ့အောင်တီးနေရာမိသူမှဝင်ရောက်လာခြင်းမရှိအခွင့်သားတွေလည်းအိမ်မောကြနေရကနိုးလာခြင်းမရှိအောင်ဖြစ်နေရဲ့သူရင်စိတ်တွေဘလို့ဖြစ်နေပေမဲ့လက်မဲကြီးကတော့ပြုံးရွှင်စွာကနေရဲ့ထို့နောက်လက်မဲကြီးဒီကရမှာရှက်လိုက်တယ်အလွန်ဝမ်းသာသွားတယ်အနားယူရမည်လို့ထင်မှတ်နေရဲ့မောပတ်နေရဲ့လက်မဲကြီးဒီခြေလုံးပတ်မှဝင်ရောက်လိုက်ပြီးသူရင်ကိုကရန်ပြင်းတယ်ကျုပ်ကရမယ်ဟုတ်လားခေါင်းငိမ့်လိုက်တယ်ကျုပ်မကတတ်ဘူးလက်မဲကြီးဒီခေါင်းကိုတွတ်တွတ်ခါရှားလိုက်တယ်သူရင်ရဲ့စကားလက်မဲကြီးသဘောကျဟန်မတူကြည့်နေရဲ့အကြည့်ကအလွန်ကြောက်စရာကောင်းနေရဲ့လက်မဲကြီးဒီဒေါသမျက်လုံးများဖြင့်ကြည့်နေရဲ့ပြောတာမရရဲ့တခုခုလုံးမဲ့သဘောဆောင်နေရဲ့ကြောက်ပါပြီကပါမယ်လက်မဲကြီးဒီမြောက်လိုက်တဲ့လက်ကိုပြန်ချလိုက်တယ်သူရင်ရုတ်တရက်ထရက်လိုက်တယ်သူတို့ရဲ့လှူရှားဟန်ကြောင့်ပြုံးရွှင်သွားတယ်လက်မဲကြီးဒီ6လုံးဘက်ကိုစတင်တီးနေရဲ့သူရင်ဒီစတင်ကနေရဲ့လက်မဲကြီးဒီစိုင်းတီးရတာအလွန်ပျော်ရွှင်နေရဲ့လောင်ဝင်းသခင်မှပြောခဲ့တဲ့စကားရှိတယ်သူမရဲ့အဖေများကစိုင်းကိုအလွန်ဝါသနာပါတယ်မျက်မြင်တွေ့လိုက်ရတော့အလွန်အံ့ဩနေမိရဲ့လက်မဲကြီးဒီစိုင်းကိုအဆက်မပြတ်တီးနေရဲ့သူရင်ဒီလိုက်ကနေရဲ့လက်မဲကြီးဒီစိုင်းပညာကိုကျွမ်းကျင်စွာတက်မြောက်ထားသည်ဆိုတာသဘောပေါက်နေရဲ့သူရင်ဒီကနေရပေမဲ့ကြောက်စိတ်များလွှမ်းမိုးနေရဲ့မင်းသားမဟုတ်၍ကတတ်ခြင်းမရှိလက်ချိုးချီတုံးမတက်ပေ
ကြောင်ရုံထိတ်လန့်နေ၍သာကနေရတယ်မကရင်တော့လက်မဲကြီးကဘာလို့မီမသိပေမဲ့တကူကူလုံးမီဆိုတော့သိနေရဲ့သူရိန်တီကနေရပေမဲ့နားထဲမှာတော့ဝေတန်နီယာဇက်တော်မှမတီတီဝီရဲ့ငိုချင်းကိုပန်ထရာတင်တင်မြဆိုတန်ကိုကြားရသလိုဖြစ်နေရဲ့လက်မဲကြီးတီဆိုင်းကိုတီးလိုက်နှဲကိုမှုတ်လိုက်လက်ကွင်းကိုတီးလိုက်နဲ့အလုံးရှုံနေရဲ့သူရိန်တီကရလုံးလို့တကူလုံးချွေးရီဆူရွှဲနေရဲ့ချွေးများတော့ဖို့အချိန်မရအောင်ဖြစ်နေရဲ့အခန်းတစ်ခုလုံးဆူညံနေရတာအဖော်ရီကအိတ်ဆက်ကောင်းနေရဲ့၎င်းတို့ကိုချော့သိမ့်နေတယ်လို့ထင်နေသလားလို့တွေးနေမိရဲ့သူရိန်အတွက်အကြံတစ်ခုပေါ်လာတယ်အမလီကြောက်လာပါပြီဗျာကြောက်လာပါပြီကျွန်တော်မျိုးငမိုက်တောင်းတနာတော်မူလို့နားခွင့်ပေးပါဒီလိုသားနေတည်ရပါတော့မယ်တည်ရပါတော့မယ်ကဲသူဝေးလို့ဆွေးနေရပါပြီအမလီကဲတော်မူကြပါထို့သို့အော်ဟစ်တီးဆိုပြီးသူရိန်တီခုံပေါက်ကခုံနေရဲ့သူရိန်တီအိတ်နေရဲ့အဖွဲသားတွေရဲ့ကိုပေါ်ခုံတက်ပြီးကနေရဲ့လက်မဲကြီးတီတရားမထပြီးစိုင်းတီးနိုင်ပေမဲ့အဖွဲသားတွေတစ်ဖြစ်တေတီထက်ငြိမ်သက်အောင်အိတ်ဆက်ခြင်းဖြင့်နှစ်ချက်ချိုင်အိမ်မော်ကြနေရဲ့သူရိန်ဘလို့မှမတက်နိုင်အောင်ဖြစ်နေရဲ့ကြာရင်ရင်ခွဲနာကြပြီးတေးနိုင်တယ်မျက်လုံးတွေတီမှောင်ဝါလာတယ်ပတ်ဝန်းကျင်တက်တဲကွယ်ကွယ်မြင်တွေ့နိုင်ရခြင်းမရှိအောင်ဖြစ်နေရဲ့ထို့တူစိုင်းတီးနေရဲ့လက်မဲကြီးတီလူပုံစံပြက်နေတယ်လို့ထင်မှတ်နေရဲ့ခန္ဓာကိုယ်ကိုတဲကွဲစွာမြင်တွေ့ရခြင်းမရှိတကူလုံးအသားရည်မရှိတော့ပဲအယိုးစုကြီးလို့ထင်မှတ်နေရဲ့ကြောက်စိမ်များလွှမ်းမိုးနေရဲ့ကောင်းနိုင်တဲ့စွမ်းအားတွေကုန်ခန်းနေရဲ့တေပွဲဝင်ရန်နီးကပ်နေရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့အတူဝင်ပေါက်စီကိုဥတီကနေရင်ထိုပေါဝကိုရောက်ရှိလာတယ်။သူရင်ဒီ၎င်းအပေါက်ကနေထွက်ပြေးနေရတယ်။ထိုချိန်ကျေလောင်တဲ့ရေတံကြားနေရတယ်။လက်မဲကြီးဒီအနောက်ကလိုက်ပါလိုက်လူအုပ်စုနဲ့တွေးလိုက်မယ်လို့ထင်မှတ်နေရင်ဝမ်းသာသွားတယ်။ရှေ့မှာလူတအုပ်တွေ့ရဲ့၎င်းတို့ဒီအိမ်ကြီးကိုကြောခိုင်းပြီးသွားနေရဲ့လူအုပ်ကြီးနဲ့တွေ့ရင်အသက်ချမ်းသာရရမယ်။ဟေးလူတွေကဲကြပါအောင်ဗျာ။အကျဉ်းချင်းခေါ်နေရဲ့၎င်းတို့ဒီအနောက်ကိုလှည့်ကြည့်ခြင်းမရှိရှေ့ကိုသာဥတီနေကြတယ်။သူရိန်ဒီထိုလူအုပ်ကိုမှီအောင်ပြေးနေရဲ့လက်မဲကြီးဒီအနောက်ကလိုက်ပါလိုက်ပဝင်းကျင်ဒီတိတ်ဆိတ်နေရဲ့သူရိန်ဒီရှေ့ကလူအုပ်ရှိရာလိုက်နေရဲ့ဘလို့ပင်ပြေးနေပေမဲ့လူအုပ်စုကိုမှီမလုံးနဲ့မမီပင်ထို့တူလူအုပ်ကြီးဒီတဖြည်းဖြည်းနဲ့ပျောက်ကွယ်နေရဲ့ကြောက်စိမ်များလွှမ်းမိုးနေရဲ့သူရိန်ဒီပြေးရင်နဲ့ဖျားစီဒီငယ်တစုကိုတွေးလိုက်ရတယ်ဝမ်းသာသွားတယ်မြတ်စွာဘုရားကဲတော်မူပါထို့သူပြောဆိုပြီးပြေးနေရဲ့မိုးတီတဲတဲထန်ထန်ရွာချနေရဲ့မြေရီချောနေ၍ထိန်မီပြေးနေရတယ်လက်မဲကြီးကပြေးလိုက်လာတယ်သူရိန်တီပြေးရင်းနဲ့စီရီတော်ဘေးမှာလဲကျသွားတယ်တပည့်တော်ကဲတော်မူပါတရေလက်မဲကြီးကိုတားပြီးတော်မူပါဗျာကျိန်ပန်များစွာတောင်းပန်နေရဲ့အလင်းရောင်တကူဝင်ရောက်လာတယ်လို့ထင်ရတယ်နားထဲမှာခြေတံတကူကြားနေရတယ်ထို့နောက်ခြေတံသည်တဖြည်းဖြည်းနဲ့ဝေးရာကိုဥတီနေရဲ့ခြေတံများအောင်မကြားရတော့ဘူးငှက်ဆိုးထိုးတန်တကီကီကြားနေရတယ်ထို့နောက်ဘာဆိုဘာမျှမကြားရတော့ဘူးကြီးမာပိမ့်ပိတ်တဲ့အမှောင်တုထဲမှာလွင့်မျောသွားပြီးရောတယ်ကိုသူရိန်တတဲကွယ်ကွယ်မကြားရတဲ့ခေါ်တမ်းများဖြစ်တယ်သူရိန်ဒီကောင်းထောင်ခြင်းမရှိအိမ်မက်မက်နေတယ်လို့ထင်မှတ်နေရဲ့လက်မဲကြီးဒီအနားမှာရှိနေရဲ့၎င်းကိုအနေနဲ့ပြုရန်စောင့်ဆိုင်နေရဲ့၎င်းကိုဘလို့ရှင်ဆိုင်ရမလဲတခုခုပြုလုပ်ရမယ်ထိုကဲ့သို့မပြုလုပ်ရင်အသက်သေးနိုင်တယ်၎င်းသေးလို့မဖြစ်အသက်လောက်ချစ်ရတဲ့ brand ရှိသေးရဲ့သူသာလူလောကမှာမရှိတော့ရင်သူမလည်းလူလောကမှာအသက်မရှင်တော့ဘူးလို့ပြောထားတယ်။ဘာလို့ရမလဲစဉ်းစားနေရဲ့လက်မဲကြီးမရှိတော့မှအေးမယ်။ကိုသူရိန်ထပါအောင်ကျမပါဦးလေးကျော်ရွှေတို့လည်းပါလာတယ်။ဟိကောင်သူရိန်ဒါဦးလေးကျော်ရွှေအတန်ပါလားစောစောကလောင်ဝင်းရဲ့အတန်ပဲတော်သေးရဲ့လက်မဲကြီးမဟုတ်လို့ဒါနဲ့လက်မဲကြီးအောင်ဘယ်ရောက်နေလဲ။သူရိန်မိတ်ထားရဲ့မျက်လုံးတွေမတိမတာဖွင့်လိုက်တယ်။အလင်းရောင်များထွက်နေရဲ့မိုးလင်းသွားသည်ဆိုတာသိလိုက်ရတယ်။အနားမှာလောင်ဝင်းသခင်မနဲ့အဖွဲအသားတွေရှိနေရဲ့၎င်းတို့ဒီအဆက်မပြတ်ခေါ်နေရဲ့သူရိန်ဒီမျက်လုံးကိုအသားလေးဖွင့်လိုက်တယ်။လောင်ဝင်းသခင်မသည်နုနယ်တဲ့လက်ချောင်းများဖြင့်စုပ်ကင်လိုက်သည်။ဘာလို့ရမလဲ။ဟာတတိယလာပြီ။ဟေ့သူရိန်ငါတို့ပါလာရဲ့ကွာ။မလိုက်ဘူးကျုပ်ပြန်မလိုက်ဘူးလက်မဲကြီးတဲ့ရဲ့။အဲ့အတွက်ကျမတောင်းပန်ပါတယ်။ဒါဟာကျမရဲ့ပေါ်စားမှုကြောင့်ပါ။ကျမရှင်ကိုညဘက်ဆိုင်မတီးဖို့မှားမလို့ပါ။ရှင်ရဲ့စူးစမ်းမှုလေးစားပါတယ်။ကျုပ်ပြန်မလိုက်ဘူးလက်မဲကြီးကကျမရှင်ကိုပြောခဲ့ရပဲတည်ဆုံးသူကတစ်ယောက်တည်းဒါပေမဲ့ဂရီကြောင့်2ယောက်တီးပြရတယ်လို့သူမဘလို့ပင်ရှင်းပြပေမဲ့သူရိန်လက်မခံတော့ထိုနေရာကိုလိုက်သွားရင်လက်မဲကြီးနဲ့တွေ့ရအောင်ပြီ၎င်းတို့ဘလို့ပုံစံနဲ့ရင်ဆိုင်ရမှာလေနောက်တစ်ခါဆိုရင်အသက်သိမ်းနိုင်တယ်သူရိန်အကြိမ်ကြိမ်ညင်းနေပေမဲ့လောင်ဝင်းတခင်ကတောင်းပန်နေရဲ့ဂရီတွေအထက်ထပ်ပြီးနေကြတယ်ညာဖြစ်ရသည့်အပြေကောင်းရည်သားလို့မဟုတ်ရင်ထိုနေ့ကသူ့ရဲ့အလောင်းကိုပြန်ပြီးတည်ယူသွားရုံကလွဲပြီးဘာမှမရှိတော့ကျုပ်တောင်းပန်ပါတယ်တခင်မ
ကျုပ်အဲ့လိုနောက်တစ်ခါမကြုံကျင်တော့ကျုပ်ခမအောင်ယုံပါတယ်ကျုပ်ရဲ့စိတ်ကိုမယုံတော့ဘူးဗျာရှင်မလိုက်နိုင်တော့ကျမနားလေပါတယ်ရှင်တိထားဖို့ကရှင်ထင်သားသလိုမဟုတ်ဘူးဆိုတာပါပဲမှတ်ထားပါမယ်အခုလိုနားလေပြအောင်ကျေးဇူးတင်ပါတယ်နောက်တစ်ခါအလှမင်္ဂလာပွဲရှင်ကုညီနိုင်မယ်လို့ထင်ပါတယ်ဗျာကဲကျမခွင့်ပြုပါအောင်ကိစ္စလေးရှိနေလို့ပါကောင်းပါပြီစိတ်မကောင်းစွာနဲ့နှုတ်ဆက်လိုက်ပါဗျာလောင်ဝင်းတခင်မနဲ့ကိုရန်တော်ငရဲမင်းတို့အနာကထွက်သွားကြတယ်သူရိန်တို့သည်၎င်းတို့ကိုကြည့်ပြီးကြံ့ရင်ခဲ့ကြတယ်၎င်းတို့အဝေးကိုရောက်သွားမှသူရိန်တို့ပြန်လာကြတယ်သူရိန်သည်ကြုံတွေ့ခဲ့ရတာကိုပြောပြရန်တခုထပ်မံတိုးလာပြီးတော့တယ်ပရိသတ်များရှင်လက်မဲကြီးဆိုတဲ့ဇလံလေးကတော့ပြီးဆုံးသွားခဲ့ပါပြီနားစီအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရှင်